အားလုံးပဲမင်္ဂလာပါရှင်။မုံဆိုးဇလန်းကောင်းတွေကိုမှစိတ်ဝင်စားကြတဲ့ပရိသတ်တွေအတွက်ကျမတို့ရဲ့ခင် Audio Book Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာပရိသတ်တွေအတွက်တင်ဆက်ပေးသွားမယ့်ဇလန်းကောင်းလေးကတော့စာရေးဆရာမြူကိုအလင်ကရေးသားထားတဲ့မုံဆိုးဖို့တင်နဲ့လူရောင်ဆောင်ထားသောမွေမိတ်စာကြီးဆိုတဲ့ဇလန်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ညောင်ကန်ရရဲ့မနက်ခင်မှာတောတဘာဝရလှူရှားသက်ဝင်နေမနက်အာယုံမှာလင်းချက်တရားတန်ပြိုင်တူကျူနေကြရင်ဇွန်ချက်ဖို့အလှည့်အိမ်ဒီမှာမိကွက်တီထုံမျော်လဲအာယုံဆုံးအတွက်ကိုလည်းထားချက်နေကြတယ်။မြို့ပြရီလို့ဂျိုင်ဟာတော်ရွမှာတော့မပေါ်များသေးတဲ့အတွက်လင်ပန်းကြီးတစ်ချက်မှာစွန်ထမင်းစွန်ဟင်းခွက်တီထည့်ပြီးတော့လေအမျိုးသမီးရေကောင်းဖို့ရွက်ပြီးတော့ဖုန်ကြီးเจ้าကိုသွားပို့ကြတယ်။ဒီနေ့အတွက်တော့အာယုံဆုံးချက်ဖို့ကျွန်ုပ်တို့အိမ်အလဲကြတယ်။ကျွန်ုပ်ဇနီးက2 နာရီခွဲလောက်အချိန်ကလေးဟာထပြီးတော့ချက်ပြုတ်လျက်ရှိရင်ကျွန်တော်အေးပြတ်မှဆိုလို့လေလှုပ်ရှားတဲ့ကိုတက်နိုင်သမျှမထွက်စေဖို့တတိထားလုပ်နေပြီမြင်တိတ်ဆိတ်နေအချိန်ကာလဖြစ်တဲ့အပြင်အေးဆက်တဲ့ကျွန်ုပ်ကလည်းနိုးနေရဲ့ကျွန်ုပ်ကအေးအားထားပြီးမျက်နှာအသေးသွားတိုက်ခြင်းအမှုကိုလည်းပြုလုပ်လိုက်တယ်အကူအစိုးရရှိသေးရဲ့ဆက်အိတ်အောင်လीမအိတ်တော့ပါဘူးကွာဒီနေ့မိမဆုံးသွားဖို့လိုက်ဖို့မလို့အင်းကလည်းတခြားသူတွေနဲ့အတူသွားနေကြပဲဟာအခုမှအထူးဆန်လိုက်ဖို့မလို့လားကိုမိမကိုဂီယူဆိုင်တာပဲကွာအထူးဆန်လို့လုံးပြနေကြားဘူးထားတဲ့လင်မယားနှစ်ယောက်ဖြစ်ကိုလည်းသွားသတိရမည်အခုအေးပြတ်မှာစုလို့ပါလင်မယားနှစ်ယောက်အပြေးစွာဖားများလေတခါတော့လင်မယားနှစ်ယောက်ရှိရင်လင်အားအရက်သမားအရက်တောက်ပြီးပြန်လာရင်အပြေးမရှိအပြည့်ရှာရိုက်တာအဒီကပြဿနာရှာတော့ထမင်းဆိုင်ဟင်းဟာပေါ့တယ်ငန်နေပြောပြောလေပြဿနာရှာဆဲဆိုရိုက်နှက်တဲ့အထီကိုလှုပ်တာဒီလိုနဲ့နေလာကြရင်လည်းတနေ့ကြတော့လင်ဖြစ်သူဟာစိတ်ကောင်းဝင်လာတယ်ပြောရမှာပေါ့သူမိမလည်းသူ့ကိုချစ်ရှာလို့သာသူ့လိုအရက်သမားကိုမစွန့်ခွာပဲအခုထိရှိနေတာသူဟာဒါမိမကိုနှိမ့်ဆက်မိလေချင်းလို့လည်းတွေးပြီးစိတ်မကောင်းဖြစ်သွားတယ်လေအဲ့လိုစိတ်ဝင်တာနဲ့တပြိုင်နက်အရက်မတော့ဖို့သူမိမကိုလည်းကောင်းကောင်းမွန်မွန်ဆက်ဆံမှုဆုံးဖြတ်ချက်ချလိုက်တယ်ထုံးစံအတိုင်းထမင်းဝဲရောက်တော့စားတော့ဟင်းနေအောင်အားလုံးပေါ့ပြက်ပြက်အရသာမရှိဘူးဟင်းကားဆိုရင်ရေနွေးကိုတောက်နေသလားမှတ်ရတယ်ခါတိုင်းဟင်းချက်တာအရသာရှိပြီမြင်တမင်ပြဿနာရှာရစ်တာအခုလိုဟင်းချက်ပုံမျိုးဆိုရင်အရိုက်အနက်ပါခံရမှာကျင်းနေပြီဒါမဲလို့သူကလည်းလူကောင်းစိတ်ဝင်သွားပြီဒီတော့မိမရင်မင်းဟင်းချက်လဲရရင်ဒီနေ့တအားစားကောင်းနေကွာတဲ့ထမင်းထက်ထည့်ပေးပါဦးဒီနေ့ကစပြီးငါအရက်လည်းမတောက်တော့ဘူးပြောတော့မိမဖြစ်သွားသူ့ရဲ့ယောက်ျားလေးတန်တော်ကြည့်ပြီးဝမ်းပန်းတနဲ့ချုံပွေချငိုပါလေရောတဲ့ယောက်ျားအရက်ဖြတ်ပြီးသူ့ပေါ်ကောင်းမြာဘာလို့ငိုရလဲအစမ်းပါလားကိုရဲ့ဘာလို့ညာငိုရတော့ကျုံမိမလည်းဟင်းချက်နေရတဲ့စိတ်ဝင်တစားမီးလာတယ်ငိုရတဲ့အကြောင်းအရာဒီလိုညီမရဲ့ဟင်းငေါက်ချက်ကျွေးတဲ့အရင်ကရှင်ကအပြင်းမရှိအပြင်းရှာတာကျမခွန့်လို့တယ်ဒါမေရှင်ကအရက်တောက်ပြီးရစ်တာလွင်တခြားမိမနဲ့မဖောက်ပြန်ဘူးဆိုတော့ရှင်အပေါ်အချင်းမရောခဲ့ဘူးရှင်ဆိုသမျှကိုလည်းခွန့်လို့ခဲ့အခုကအလူကအိုးကြီးကွက်ကြီးချက်ထားတဲ့ဟင်းနေအဆက်အဟဲမတဲလို့အလူဝဲလာသူတွေတိမ်မစားနိုင်လို့ပူတော့အလူဝဲလာပြီးတော့လောက်ကိုင်းကိုပေးသူတွေဝေငါလို့ယူလာတဲ့ဟင်းတွေကိုပေးလို့ယူလာတဲ့ဟင်းတွေကိုလည်းကောင်းတယ်ပြောတယ်အပြင်တသက်လုံးတောက်လာတဲ့အရက်ကိုရှုပ်တရက်ဖျက်လိုက်တယ်ဆိုတာရှင်ပြောင်းလဲသွားပြီကျမအပြင်နောက်တစ်ယောက်တွေးနေပါပြီဆိုပြီးတော့လေအော်ငူနေရလေမိမကြီးများအတော်ခတ်ပါတယ်ဂီယိုဆိုင်ပြန်တော့လေတမျိုးအထင်ခံရတယ်အမလီအကူကညီမဟုတ်ပြောခြင်းလို့တမီပြောတဲ့အဖြစ်ပြန်မယ်သိရနော်စကားတက်တိုင်းရှောက်ပြောမနေနဲ့အကူအေးပြတ်မှာဆိုလို့ပြောနေတာဟင်းကိုခဏကြည့်ထားရေသွားချိုးမယ်ကျွန်ုပ်ပြောပြရင်လင်မယားနှစ်ယောက်အကြောင်းနားထောင်မြင်အခါဇနီးဖြစ်သူကလည်းပြုံးရင်းနဲ့ကိုမျက်စောင်းထိုးလာတယ်စွန်ဟင်းနေခုခက်ပြီးရဲ့ကကျွန်ုပ်ဇနီးရေချိုးတနက်ခါလင်းဖီးလင်းပြင်ဆင်ပြီးမှတပတ်ကိုလည်းခေါင်းဖူးလုပ်ပြီးတော့စွန်ထဲလင်ပန်းကိုခေါင်းမုံရွက်တယ်ကျွန်ုပ်ကလက်နှိပ်တမီနဲ့ရှေ့ရမီးပြပြီးတော့ဇနီးကနောက်ကကတ်လိုက်နေတရွာလုံးကလည်းငြိမ်သက်တိတ်ဆိတ်စွာနေရှိနေဟာကျွန်ုပ်တို့လင်မယားရွာဦးဖုန်ကြီးကျောင်းကိုရောက်တဲ့အခါမနက်3 နာရီခွဲကျော်နေပြီဦးတန်လုံးနဲ့အောင်ဖေးကလည်းကျောင်းအောင်မှာမီးဖို့ပြီးရင်နွေကိုကျိုးနေအောင်ဖေးကလည်းအိမ်မှာတခါတရံမှအိတ်တာဖုန်ကြီးကျောင်းမှာအိတ်တာများတယ်ကျွန်ုပ်တို့လင်မယားအောင်မြင်တဲ့အခါအောင်ဖေးကထိုင်ရအပြေးလေးလာပြီးတော့လင်းစွန်လင်ပန်းကိုယူပြီးကျောင်းပေါ်တက်သွားတာကျွန်ုပ်တို့ကလည်းကျောင်းပေါ်တက်ပြီးတော့ဆရာတော်လည်းဝေးပြုတ်ဦးချပြီးကျောင်းအောက်ဆင်းလာတယ်အထူးဆန်းပါလားဖိုးဒီမိမစွန်းလာဖို့တာတကူးတကလိုက်ပို့လို့ပါလားဦးတန်လုံးကအဲ့ဒါကြောင့်တကူရဲလူပြိုကြီးဖြစ်နေတာရှေ့တော့ကအတူပြုခဲ့မှုရဲ့ကုသိုလ်ကောင်းမှုကြောင့်ဒီဘဝမှာလင်များရဲ့ဆိုပြီးရေဆက်စုံညာ
အခုလေတန်တရားအဆက်အဆက်ရေးဆက်စုံခြင်းလို့အတူကုသိုလ်ပြုတာဦးတန်လုံးကပါရမီဖြည့်ဖက်မရှိတာရှေးဘဝကုသိုလ်နဲ့လို့တူပါရဲ့ဦးတန်လုံးတယောက်တွေ့တာနဲ့စောင့်အောင်စကားဆိုရင်ကျွန်တော်ကလည်းဦးတန်လုံးကိုပြန်စောင့်နှောက်နေရဒီအတိုင်းလင်းများဆိုတော်သေးရပါကွာရှေးဘဝဆူတောင်းကြတားဖတွေညာမောင်နှမတွေညာနဲ့အဲ့လိုတွေတွေ့ကြုံနေရအခက်တာအပူတွေပါကွာပေါက်ကီယာယုံနှံစကားရင်နဲ့စကားနိုင်လာလို့နေရပေါ့ဖះစီမှာအဲစုမျိုးတောင်းရင်လည်းပြေးပါမလားဦးတန်လုံးရဲ့အဲ့ဒါတွေကလည်းတခြားသောအကုသိုလ်ရေးကြောင့်ဖြစ်တယ်ဆိုတာတော့သိပါတယ်စကားနိုင်ရင်ပြီးရောရှောက်ပြောမနေနဲ့မုတ်ဆိုးဆိုပြီးတော့ဘာသာရေးတိတ်မသိဘူးထင်လို့ရောချရရဒီလိုကြတော့ဖေးစုလို့လေအောင်ပြီးစွန်းခွက်လဲလဲချင်းနေဦးတန်လုံးနဲ့ကျွန်တော်စားနောက်စကားစုနေချင်းတော့ဇနီးဖြစ်သူကကျွန်တော်တို့စကားကိုနားထောင်ပြီးတော့လေပြုံးနေရဖိုးတည်ရဲ့မျိုးကဆရာတော်ရဲ့တကာမကြီးကလေဖြတ်နေတာသူ့အဖေအတွက်စပယ်ကြီးသေးကြည်လို့ချင်းလို့တဲ့အဲ့ဒါရရင်ဈေးကောင်းပေးပါမယ်တစ်ချက်လောက်ရှာပေးပါတဲ့ဆရာတော်တက္ကမပဲဟာပတ်စံယူလို့ဘယ်တော်ပါမလဲရရင်လာပေးပါမယ်ခက်တာစပယ်ကြီးဟာရှားလာပြီဦးတန်တော်စပယ်ဝန်ကတော့တွေ့တယ်အများအပြည့်ရောင်းနေကြတွေကတော့စပယ်ကြီးသေးကြည်တဲ့စပယ်ဝန်သေးကြည်များတယ်ငါတော့မခွဲတတ်ပါဘူးကွာစပယ်ကြီးနဲ့စပယ်ဝန်ဘယ်လိုခွဲကြလဲတစ်ချက်ပြောပြပါစပယ်ကြီးစပယ်ဝန်ကလည်းမတိသူအတွက်တော့ရုပ်တရက်ချင်းတူတဲ့အောင်ရှိပြီမယ်ကွဲပြားချက်တွေရှိရဲ့ဦးတန်တော်စပယ်ကြီးစပယ်အောင်ခွဲတာဒီလိုစပယ်ကြီးကတော့နှာခေါင်းပေါက်ကိုးပေါက်ပါရှိပြီမယ်စပယ်အောင်မှာမပေါ့ဘူးစပယ်ကြီးအကွက်ကလည်းစိတ်ပြီးတော့တက်ဆက်ထေရှိနေတတ်တယ်စပယ်အောင်အကွက်ကကျေးပြီးတော့လည်းတက်ဆက်ထေမရှိဘူးအဲ့လိုခွဲကြတာပဲဒါနဲ့စပယ်ကြီးသေးကြီးရောင်းရင်ညှို့ကြိုးတွဲပါတာပူစေးရတယ်စပယ်ကြီးသေးကြီးကဘလူတွေများအသုံးဝင်တာလေအသုံးပြုပုံတွေလည်းပြောပြပါလားစပယ်ကြီးသေးကြီးညှို့ကြိုးကအသုံးတက်ရင်တော့တန်ဖိုးမဖြတ်နိုင်ဘူးကအပြည့်စုံဖော်ပြချက်ကတော့မြန်မာအာယုပေတာတိမ်ဖြူစေးသိပ္ပံဆရာတော်ရေးသားတဲ့စာအုပ်ကအကြောင်းအရာတွေပြောပြမယ်ဒီစကားတွေမပြောခင်တခုလောက်ကြိုးပြောထားမယ်အခုပြောပြမယ်စပယ်ကြီးသေးကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကဆရာတော်ရေးသားချက်ကိုပြန်ပြောပြရနော်ပြောမှသာပြောပါဦးတန်လုံးရဲ့ဘုဟုတုတရတာပေါ့ဦးတန်လုံးနဲ့ကျွန်တော်ကစပယ်ကြီးသေးကြီးအကြောင်းစကားလက်ဆောင်ကြတယ်စုံခွက်တွေလဲလှယ်စေးကြောပြီးတော့ကျွန်တော်တို့တန်ယူလာပြီးရဲ့အောင်ပြရလဲဝင်နာထောင်နေစပယ်ကြီးသေးကြီးရဲ့စီအစွမ်းစပယ်ကြီးသေးကြီးကလေဖြက်လေငယ်ယောဂအတွက်အထူးစီစွမ်းထက်မြက်တယ်။ရှာကိုလေဖြတ်ထားပြီးတော့စကားမပြောနိုင်ရင်စပယ်ကြီးသေးကြီးနဲ့ရှာကိုပို့ပေးလိုက်လို့ရှိရင်စကားပြန်ပြောနိုင်တယ်။စပယ်ကြီးသေးကြီးရဲ့စွမ်းရည်ကစပယ်ကြီးသေးကြီးကိုအသုံးပြုရမှာစစ်မှန်တဲ့ပြည့်စည်ဖြစ်ဖို့အထူးလိုအပ်တယ်။စပယ်ကြီးသေးကြီးစစ်မစစ်စမ်းတက်နေတော့လေလွယ်ကူတဲ့နည်းကိုဖော်ပြမယ်။အလွန်ထူးခြားတဲ့ချက်ကတော့လာဇန်ရှိရဲ့နည်းနဲ့လာပြီးကျော်ရှိရဲ့နေမှာအဆူပြန်လာခြင်းလေစပယ်ကြီးတဲချီကလေရေတဲရက်တွေမှာစိုးနေတက်ပြီးတော့ရေသေးရက်တွေမှာတော့6တွေသွားတတ်တယ်တတိပြုဖို့အချက်ကတော့စပယ်ကြီးတဲချီမှာအသုံးများပြီးတော့အလွန်စွမ်းနေလို့ပြောနေပြီမြင်ရှာဖွေတွေးရှိဖို့ကတော့ခက်ခဲလိုက်လံရောင်းချနေတဲ့တဲချီကအစ်စ်မဟုတ်ဘူးအတုများတယ်အတုတတိပြုဖို့ကလည်းအစ်စ်တစ်ခုအတုတစ်ထောင်ဆိုတဲ့စကားအတိုင်းညှိုးချက်ကြိုးစားတဲ့ပြေးစုံစည်းလေးအတုပြုတ်လောက်တာလေးရှိရဲ့ချို့တော့အရာသာအနှင်းငယ်ထည့်သွင်းတာလေးရှိရဲ့ဒီကပုံမဲ့တဲ့တန်းကိုကြည့်ရတာတော့အရာသာနဲ့စမ်းတဲ့ရမှာလေအစစ်အချိုနဲ့အတုအချိုကလေကွဲပြားခြားနားမှုရှိရင်အဲ့လိုတတိပြုပြီးတော့အမှတ်သားပြီးတော့လေစပယ်ကြီးတဲကြီးစစ်မစစ်ကိုလေခွဲခြားမဲ့ယူနိုင်တယ်စပယ်ကြီးတဲကြီးစစ်မစစ်စမ်းတဲ့နေရတစ်စပယ်ကြီးတဲကြီးကိုအနှင်းငယ်ရှာပေါ်တင်ကြည့်ရဲ့အခါမှာတဲကြီးတကားတို့ကလေစလေဆုံးသုံးညိလုံးခါကြပြီမြင်စပယ်ကြီးတဲကြီးကလေပထမဦးစွာခါတဲ့အရာတာကိုရပြီမြင်နောက်ပိုင်းချိုးတဲ့အရာတာကိုရတယ်နှစ်စပယ်ကြီးတဲကြီးကိုလေလက်ဖွားမှာတုတ်ထားလက်ဖမိုးမှာခါတဲ့အရာတာထွင်းပေါက်လာကိုတွေ့ရလိမ့်မယ်သုံးစပယ်ကြီးတဲကြီးစစ်မစစ်တိလို့တော့တဲကြီးကိုတွေးပြီးရေမှာချကြည့်ဝိုင်းပတ်ပြီးပြင်းတော့အတူးဖြစ်ပြီးတော့တဲ့ပြင်းတော့အစစ်ဖြစ်တယ်တဲကြီးတိုင်းတွေးပြီးရေမှာထည့်တော့ဝိုင်းပတ်ပြီးပြေးကြတယ်စပယ်ကြီးတဲကြီးတစ်မျိုးသားတက်ပြေးတာလေးစပယ်ကြီးနဲ့စပယ်အောင်လေးမှားတတ်တယ်ငါကတော့တခြားတဲကြီးတွေကလေအခွန်ထူထဲပြီးတော့လေအိတ်တရန်ရှိပြီမြင်စပယ်ကြီးတဲကြီးကတော့အလွန်ကိုပါလွားတဲ့အခွန်ရဲ့အတွင်းမှာတဲကြီးကပြန်နှံ့ပြီးတည်နေ6ကတော့စပယ်ကြီးတဲကြီးကဘလို့အခါမှတိုးချင်းပုတ်ချင်းမရှိအောင်တွေ့ရတယ်အခုလိုက်လံရောင်းချနေတဲ့တဲကြီးကလေထက်ညက်မကြီးသည့်တခြားတဲကြီးတို့လည်းအိတ်လုပ်ပြီးတော့ထုတ်တာညို့တက်ပြီးတော့လေထင်အောင်ထင်မှားဖြစ်အောင်လုပ်ပြီးတော့ရောင်းချကြတယ်မှာတခြားအတူလုံနည်းတွေလည်းရှိသေးရဲ့အသုံးပြုနိုင်တဲ့ယောဂတချို့မျက်စိယောဂကတွင်းနဲ့လေချောင်းယောဂသွားယောဂနားယောဂနှာခေါင်းယောဂ
အယိုးစုအယိုးမြက်တဲ့ယောဂလေငန်းယောဂတငင်နာအတက်ယောဂစီးယောဂတို့ပါစပယ်ကြီးသေးကြီးစေးအသုံးပြုနေရတော့တစ်ကတော့ကိုတိတ်စပယ်ကြီးသေးကြီးရဲ့အာနိတယ်မသွားရင်တော့မဖြစ်တဲ့ခရီးတစ်ခုလည်းကြုံလာတယ်မနဲ့သွားရမယ့်စိတ်စိတ်ညနေမှာမျက်စိကအောင့်လာတယ်တင်းရောင်နေရဲပြီးတော့လည်းမျက်ရည်ပူကြီးကျလာတယ်စပယ်ကြီးသေးကြီးကိုတွေးပြီးသုံးလေးချိန်ခက်များများခက်လိုက်ခက်ပြီးချိန်မှာတော့အနှင်းငယ်ဆက်ပြင်းပြင်းဖြစ်ပြီးတော့အလွန်ဆက်ခြင်းမဖြစ်ဘူးနောက်နေ့မနက်မျက်လုံးပကတိအတိုင်းကောင်းသွားတယ်နေ့မျက်လုံးအတွင်းမှာကြောက်ပေါက်နေမျက်စိအတွင်းမှာတော့ကြောက်ဝင်ပေါက်တာကြောက်ဆိုးတစ်မျိုးပဲမျက်စိတွေဝင်ပေါက်တဲ့မျက်လုံးပျက်စီးရတယ်လေကြောက်ကိုကုစားကောက်ွယ်ရလေလွှဲကူတယ်မျက်စိမှာကြောက်ဝင်ပေါက်ရင်တော့ကုစားဖို့မလွယ်ဘူးပျက်စီးရတာများတယ်ဒါမဲ့စပယ်ကြီးတဲကြီးရဲ့စွမ်းအားအကူကြီးနဲ့မျက်စိရဲ့မှာကြောက်ကိုကောင်းစွာကောက်ွယ်နိုင်တယ်တွေ့ရဘူးတဲ့ဝေဒနာရှင်တွေကလည်းအသက်50ကြောက်မပေါက်တဲ့အရွယ်ဒီအရွယ်ကြောက်ပေါက်ရင်တော့ကုစားဖို့အခက်အခဲဆုံးဖြစ်တတ်တယ်စပယ်ကြီးတဲကြီးကိုလူနိုးရင်နဲ့သွေးပြီးတော့အကြိမ်ကြိမ်ခက်ပေးခြင်းဖြစ်တော့ဒီကြောက်ကလည်းတဖြည်းဖြည်းပျောက်ကွယ်သွားတယ်မျက်စိကလည်းအကောင်တိုင်းကျန်ရစ်နေတော့ပိုးတိပြီးတော့စီးမသွားရင်ပိုးထိပြီးတော့လည်းစီးမသွားခဲ့တဲ့စပယ်ကြီးတဲကြီးကိုသွေးပြီးတော့လည်းစီးခုန်နဲ့ဝမ်းပိုက်နောက်ကျော်တွေကိုလိမ့်သက်ချပေးခြင်းဖြစ်တော့စီးသွားစေနိုင်တယ်လေးကတော့ငုတ်ဆူရင်တော့ငုတ်ဆူပြီးကြံနေသေးရဲ့အနာရဲ့ပတ်ဝန်းကျင်ကိုစူးထွက်လာမယ်ငါကတော့ကိုတချမ်းတီယောဂကိုတချမ်းတီယောဂဖြစ်တော့ဖြစ်တဲ့ဘက်ကိုလိမ့်ရှာတူလေငန်းဖြစ်တဲ့ရှာကိုလိမ့်ပြီးဆွဲပြီး6ကတော့မေးခိုင်ရှာမဖို့ပြီးမျိုးချပေးရတယ်ခွန်ကတော့မေးရွယ်တာမေးကိုလိမ့်လက်နဲ့တင်းအောင်ပေးရတယ်ချစ်ကတော့လေငန်းဖြစ်တာတော်ရှောင်းမြင့်နဲ့ရောပြီးလိမ့်ပေးရတာကိုကတော့စီးချိုပြင်းတော့စီးခုံမှလိမ့်30ကတော့စီးကြောက်တယ်ဟာစံစည်းနဲ့သွေးတော့17ကတော့မျက်စိနိုင်မျက်စိကိုကိုင်းမိလိမ့်ပေးရတာ12ကတော့ကိုပွင့်တော့ရေမစိတ်မီးတော့73ကလေးတငယ်ဖြစ်တော့ရှောင်းမပုတ်ပေး14ကတော့လေးပန်းနာစေးပန်းဦးနဲ့သွေးလင်းပေးရတယ်15ကတော့ကိုဖော်ကိုရောယူကလေးခေါင်းနဲ့သွေးလင်းပေးရတယ်16ကတော့အစစ်အမြင့်ကြိုက်တာရှောင်းရင်နဲ့ရောစုံနဲ့တက်ပေးရတာ19ကတော့ဆက်ကြောထိုးဆက်ကြောတက်ရင်တော့ကိုရွက်ရည်နဲ့သွေးလင်းပေးရတယ်18ကိုဝင်ဆောင်နေမီးဖွားရခန့်တော့ချက်ပေါ်တင်ပြီးတော့မီးဖွားရလွဲကိုတယ်19ကတော့ဈေးအောင်ကောင်းလို့ရင်တော့စပစ်ကြီးတဲကြီးအဖိုးအမောင်ချိန်ခွင်မှာလဲချိတ်ပြီးတော့ဈေးပန်ဈေးတောင်းမှာထည့်ပြီးတော့လဲရောင်းရင်တော့အယောင်ဝင်ကောင်းတာမျက်စိယောဂအတွက်စပစ်ကြီးတဲကြီးကိုလည်းအသုံးပြုနေရရှိသေးတယ်မျက်စိနဲ့ပတ်သက်တဲ့မျက်စိနာခြင်းတွေမျက်စိကျဉ်ခြင်းတွေမျက်စိမှုန်စီတာစတဲ့ယောဂအမျိုးမျိုးတို့လေရှည်ပြန်ရည်တန့်ထားမှမို့နှင်းရီတပလင်းခံမှာလဲစပယ်ကြီးတဲကြီးတရွေခံထိပ်ပြော့ထားပြီးတော့မျက်စိခက်ပြီးမျက်စိအတွင်းတိမ်ရေတိမ်ယောဂတို့မှလဲခက်ပြပြသွေးပြီးမျက်စိအတွင်းကိုထည့်ပေးရတာမျက်လုံးတိမ်မျက်လုံးတန်ဘေးကိုဆွဲဆိုတာလေမျက်စိမျက်လုံးကိုမထိပဲစပယ်ကြီးတဲကြီးနဲ့အနီးကနှက်ခေါင်းဘက်မှာအပြင်မျက်တောင်ဘက်ကိုလဲဆွဆွဲပြီးချင်းစပယ်ကြီးတဲကြီးနဲ့စီမံဖော်ထုတ်ထားတယ်ဘလို့မျက်ကွင်းစေးမစိုးလေယောဂတစုံတရာရောက်လာမှာမဟုတ်ပဲနဲ့ကြိုတင်ကောက်ွယ်မှုအနေနဲ့အသုံးပြုနိုင်တာညှို့ကြိုးသုံးနည်းရှိသေးရဲ့စကားပြောဆိုခက်ခဲခြင်းနဲ့အင်တာဗျူးဖြည့်စရာရှိလို့ရှိရင်ပုံမှန်ညှို့တန်ထားမှမို့အစုံဆောင်ထားရင်တော့အဆင်ပြေစေနိုင်တယ်ကိုဝင်ဆောင်မီးမဖွားနိုင်တော့ညှို့ကြိုးရင်စုပေါ်ကန့်လက်ဖြတ်ထားပြီးတော့မီးဖွားရလွဲကူတယ်အထူးသတိပြောရမယ့်ချက်ကတော့မီးဖွားပြီးရနဲ့ညှို့ကြိုးအမြင်ပြန်ယူထားရမှာကလေးကြီးချိုးပြီးတဲ့အတိုင်းပြန်မသိရင်တော့ညှို့ကြိုးရင်ဟာပြတ်တောက်သွားတတ်တဲ့အတွက်ပါအပင်သွင်းခြင်းကိုညှို့ကြိုးနဲ့ကုတာညှို့ကြိုးတစ်ပင်ထဲမှာလည်းလက်3လုံးခန့်ဖြန့်ယူပြောလဲအစားတစ်ခုခုနဲ့ရောပြောလဲအပင်အသွင်းခံရသူကိုကျွေးပေးရတာညှို့ကြိုးပိုက်တွေရောက်ပြီးမကြမီမှာရှိသမျှအပင်အန်ထွက်လာရောစလုံးနဲ့ခံတာရှိသမျှစပင်ကြီးကအစားအပင်အားလုံးထွက်လာတယ်လေဖြတ်သူလည်းစပယ်ကြီးတဲကြီးနဲ့အသုံးပြုလို့ရသေးရဲ့ရှောက်ရည်နဲ့တဲကြီးလေဖြတ်တဲ့ဘက်လက်မောင်းကိုလည်းဖြောက်တန်းလက်ခက်လေလက်ချောင်းကိုလည်းစုပ်ကန်ဆွဲထားပေးရတာလက်ခက်လေလက်တချောင်းကိုလည်းလက်တက်ဖက်နဲ့လိမ့်သူဟာစုပ်ကန်မျိုးပကုံးစစ်ကနေပြောလဲလက်ကောက်ဝေးအတီဆေးကိုလင်းအထက်ကနေအောက်ကိုပုတ်ဆွဲပေးရတာစပယ်ကြီးအစီအသုံးပြုပုံနေလည်းရှိသေးရဲ့စပယ်ကြီးအစီကိုတိုးယူနန်းနဲ့ရောဆက်ပြီးလင်းပြီးတော့အယိုးကျိုးတာကိုပြန်ဆက်တယ်စပယ်ကြီးအစီကိုတမျိုးတည်းမသုံးသင့်ဘူးဆွဲအားပြင်းတဲ့အတွက်ကြောင့်ပါလေသမားရဲ့အတွက်တော့အကောင်းဆုံးဆေးတက်လက်ပဲတနက်ပြောင်ကိုတုတ်ထားရင်တော့အတန်ကြီးမတက်ဘူးလေစပယ်ကြီးတဲကျိုလည်းနောက်ထပ်အသုံးပြုနေရလေရှိသေးရဲ့ဦးတန်လုံးပြောတော့မှာပဲစပယ်ကြီးတဲကျိနဲ့ပတ်သက်ပြီးအသေးစိတ်သိခွင့်ရတာကျွန်တော်ကလေဖြတ်တဲ့ယောဂအတွက်
စပယ်ကြီးသေးကြီးအတုံးဝင်ပုံတစ်ခုသာတိတာတခြားအရာတွေကိုမသိရတဲ့အတွက်လေနောက်မှစောင့်ထားရမယ်လို့တွေးနေမြင်တန်လုံးအောက်ပြီအာယုံစွန်းစားမေဒီနေ့ရောက်ဘေးပြောင်းနေကြလေဟာဖုတ်တီမင်းနဲ့စကားမပြတ်တာနဲ့ဆရာတော်အာယုံစွန်းမေ့နေအောက်ပြီတုံးမောင်ခောက်ကွာဆရာတော်ကျောင်းပေါ်အော်တန်းကြောင်းဦးတန်လုံးကလည်းပြရာခတ်ပြီးအောင်ဖေနဲ့ကျောင်းပေါ်ပြေးတက်သွားတယ်ကျွန်တော်ကဦးတန်လုံးတို့နှစ်ယောက်ကိုလည်းသဘောကျစွာပြုံးလိုက်မိဟာကျွန်တော်တို့လင်များပြန်လာကြစီမှာရွာဦးကျောင်းကအုံမောက်ခောက်တန်ထွက်ပေါ်လာတယ်ကျွန်တော်ဇနီးအပေါ်ကီယူဆိုင်နေခြင်းဟာသူ့ကိုစိတ်ချမ်းသာကိုကျမ်းမာရစွာရှိစေခြင်းလိုပါနေဝေးခရီးတွေကိုမတော်ဘူးလဲစိတ်ဆုံးဖြတ်ထားတယ်ချစ်ခင်ရသူတွေဆုံးရှုံးရမယ်ဆိုရင်ခန်းစားချက်ကိုကျွန်တော်မခန်းစားလို့ဘူးအိမ်ပြန်ရောက်တဲ့အခါစွန့်ကြက်ရမှာပိုတဲ့ထမင်းနဲ့ဟင်းကိုလည်းမနှက်စာဖြစ်စားကြတယ်စားတော့ပြီးချိန်မှာလက်ဖက်ချောက်ကြကြခတ်ထားရင်ရင်နွေးချမ်းတောင်းနေအောင်ဇနီးဖြစ်သွားရင်ကျွန်ုပ်အနေလာထိုင်နေသူကြည်ရတာတခုခုပြောချင်နေပုံရအောင်ကေးခတ်မြင်အကိုစီကတကူလောက်တောင်းဆိုစရာရှိလို့လေမယားချင်းမိမရဲ့စကားအပလင်ခံနေညီမဘာပြောချင်လဲပြောလေပြောရမှာတော့အားနာရကိုညီမမူရဲ့မြေရွာကိုလည်းတစ်ခေါက်လောက်တော့ပြန်စင်နေဧကရီကတောင်းဆိုမှုကြောင့်ခေတ္တခဏကျွန်တော်နှုတ်ဆက်သွားတယ်ဆယ်နှစ်နေပါအတော်အတွင်းမှာလေရောင်နောက်စတုံးမှာကျွန်တော်ထန်လိုက်လာခဲ့ဧကရီတယောက်ပြန်ဖို့စကားမဟဘူးမွေးရဲ့မြေကိုလည်းသူ့လွမ်းမှာတော့တေးကြတယ်ကျွန်တော်အမှန်တကယ်တမ်းသူ့ကိုလည်းတစ်ခေါက်လောက်လိုက်ဖို့တင်ပြီးမြင်စိတ်ကူးတာရှိပြီးလက်တွေ့အထားမမြောက်ခဲ့ဘူးဧကရီမှာတွေ့တာစရာဆိုလို့လေသူ့အဖိုးဦးသက်ကတယောက်သာရှိတာအရင်ကတောင်းဆိုရင်လေကျွန်တော်ချက်ချင်းခေါင်းငိမ့်မိလိမ့်မယ်အခုကလည်းအဲ့လိုမဟုတ်ဘူးသူကျမရေရခက်ခဲကြမ်းတမ်းတဲ့ခရီးကိုသွားနိုင်မှမထင်တဲ့အတွက်တွေ့ဝေသွားတာပါနောက်မှသွားပါလားညီမလည်းကျမရေတိတ်ကောင်းတာမဟုတ်ဘူးလေခရီးရဝေးသလိုရာသီဥတုကလည်းတအားဆိုးတယ်အဲ့ဒီတန်နေညီမခံနိုင်ရှိပါအောင်မလားညီမကဘယ်အချိန်မှဆိုတည်သွားနိုင်တဲ့အချိန်နေမှာမသွားဘဲနေမြေဆိုတော့တည်တော်မရောက်တော့ဘူးလေအကိုလိုက်မပို့ချင်နေပါညီမကိုဟာကိုသွားမေးဟာလိုက်မပို့ချင်လို့ဒီစကားပြောနေရမဟုတ်ပါဘူးကဲပါလိုက်ပို့ပြီးပါမိုင်းကျမအောင်သာနေနော်တကယ်တော့ကိုဘယ်တော့သွားကြမလဲတလားလောက်တော့စောင့်ပြီးပြင်ဆင်စရာရှိတာတွေကြိုတင်ပြင်ဆင်ပြီးတော့သွားကြပါပေါ့ဧကရီစကားကိုလည်းနှစ်ကြိမ်ငင်းမှုကျွန်တော်မတတ်နိုင်ဘူးသူစိတ်ချမ်းသာစေဖို့သူ့ရဲ့စာထေးကိုလိုက်ပို့ဖို့ဆုံးဖြတ်တယ်မြန်မာပြည်မြောက်ဖားပအရက်အစွန်အဖျားနေဆက်ကိုတိုင်အောင်သွားရတဲ့ခီးမှာလန်ကကြီးမှာကြုံရမယ့်အခက်အခဲရာများပြားလာတဲ့အရက်ပါကျွန်ုပ်ဇနီးတို့နေထိုင်ရအရက်ကိုသာမရောက်ဘူးလားအခုနောက်တစ်ကြိမ်ပြန်သွားရတော့မယ်လေကျွန်တော်ကလည်းခရီးရဲ့ရှည်ထွက်ရမယ့်အရေးအတွက်လိုအပ်တာတွေပြင်ဆင်ရတယ်အခုတစ်ကြိမ်ကျွန်ုပ်ဇနီးတို့နေရသွားမယ့်ခရီးဆိုပြီးတော့တာဝါတယောက်ကျွန်ုပ်ထံရောက်ရှိလာတယ်မာကြီးရိုးရွာကိုသွားကြမလို့ဆိုဟုတ်လားကိုကြီးအေးဟုတ်တယ်လေဘာဖြစ်လို့လဲမာကြီးရိုးရွာတော့ကျွန်တော်လည်းလိုက်ချင်လိုက်တာစိတ်ကူးပဲရှိရမှာဗျာတကယ်ကမလွယ်ပါဘူးမလိုက်ပါနဲ့ကွာခကြီးကတက်အားဝေးရဲ့ပြီအနေကလည်းတက်အားများတယ်မဲလုံးနဲ့အောင်ပြရောလိုက်ကြမှာလားလိုက်မယ်လေအတူဆန်းလုပ်ပြီးမေးနေရတယ်လို့သာဝရင်မိမယူမိရမှားသွားပြီဗျာခြေရှုံမိတယ်လို့ဖြစ်သွားပြီဘယ်ကိုမှမသွားရမလားရနဲ့အတော်ကြီးကိုလည်းစိတ်ချင်းကြရတယ်တာဝါကစိတ်ပြက်လက်ပြက်ညှိတွားတယ်ကျွန်ုပ်လည်းတာဝါကိုနောက်ပြောင်ပြီးစိတ်ကူးပြီးမြင်သူအမေတကယ်ခံစားနေအောင်မြင်တွေ့ရမှုလေမနောက်ပြောင်ရပ်တော့ဒီကမုံဆိုးဖိုးတင်ရဟုတ်ပါသလားဟုတ်ပါတယ်ဝင်လာလို့ရပါတယ်မိတ်ဆွေလာခဲ့ပါကျွန်ုပ်နဲ့တာဝါစကားပြောနေစဉ်မှာအိမ်ချန်ဝိုင်းရှိမှလည်းကျွန်ုပ်အမြေလှမ်းမိတန်ကြတယ်။ချောင်းဝင်းတကားရှိမှတက်ဆင်အိမ်ရှိရလာနေချိန်မှာဒီသူကိုလည်းကေးခက်ကြည့်ရင်အသက်25နှစ်အရွယ်ခန့်အရက်ရှိရှိအာကစားလိုက်စားထားဟန်ကြည့်လက်တဲ့ခန္ဓာကိုယ်ပေါ်မှာကျင်းအင်ကြီးကျင်းပေါင်းမီတော်စီဖနက်အုတ်တို့အဝိုင်းကြီးဆောင်ထားတဲ့သူ့ပုံစံဟာဗီဒီယိုရုံမှာကျွန်ုပ်တခါလည်းကြည့်ဘူးတယ်။ကောင်းပွားမင်းသားအလားရှိရဲ့။အနေရောက်လာတော့မှယောက်ျားပြီးသားတဲ့ဥပရိယုတ်ရှိနေမှလည်းတွေ့လိုက်တယ်။သူ့ကြောမှလည်းကျိုးဖို့အိမ်နဲ့တနက်တက်လက်လွှဲထားတာကိုတွေ့ရင်ကျွန်တော်ကအိမ်ပေါ်မှာနေရာထိုင်ခင်းပေးလိုက်တော့အဲ့တဲ့ဟာအိမ်ပေါ်တက်ထိုင်နေကျွန်တော်အိမ်ကိုမျက်လုံးဝေးကြည့်ရင်တမင်ကျိုးဆက်ချိုတွေကိုနေရံမှာအလားချိတ်ကပ်ထားတာကိုကြည့်ပြောလင်းနှက်ခမ်းတွုံရုံပြုံးနေဘာကိစ္စများရှိလို့လည်းမသိဘူးဖိုးတီးဆိုတာကျွန်ုပ်ပါပဲကျွန်တော်နာမည်ကရန်အောင်လို့ခေါ်ပါတယ်ရန်ပေရွာသားတယောက်ပါလာရင်အကြောင်းကတော့အကူနဲ့တနက်ပြစ်ပြန်ခြင်းလို့ပဲပြင်မလွဲဆိုရဲ့ဖွဲ့ကိုအကိုးစီကလည်းလွှဲယူခြင်းလို့ပဲကျွန်ုပ်ကမမျော်လင့်တဲ့အကြောင်းကြားလိုက်တဲ့အတွက်ခဏနှုတ်ဆက်သွားတယ်ကျွန်ုပ်ထံရောက်လာသူတွေကလည်းတခြားသောအကြောင်းကြောင့်ရောက်လာသူတွေများတယ်အခုလိုတနက်ရှင်ပြစ်ဖို့လည်းစိန်ခေါ်သူမရှိတဲ့အတွက်ထူးဆန်းတယ်လို့ဖြစ်နေတာရန်အောင်မျက်လုံးမှာမန်မာနကြီးရဲ့အရေးရောင်တွေလွှမ်းခြုံနေဒီပွဲကကျုပ်ကိုယ်တိုင်ပေးထားမှာမဟုတ်ပါဘူးတခြားသူတွေကပေးထားပါ
တကယ်လို့ပြစ်မလွဲဆိုရင်နာမည်ကိုလိုချင်တော့တနက်ပြစ်ပြိုင်စရာမလိုပါဘူးယူသွားလိုက်ပါခင်ဗျားကျွန်တော်ကိုထင်သေးလို့တနက်ပြစ်မပြိုင်ချင်တာလားကိုပိုတင်ဒါမှမဟုတ်လက်ရည်ကြလာလို့တခြားတက်တိစလူတွေကိုမရှင်းပြိုင်ဦးနော်လားကျုပ်တို့နေမှာကျုပ်ကအတော်ဆုံးတနက်ပြစ်သမားပဲကြားစိုးနှစ်ကောင်ကိုလည်းတတ်ထားပြီးပြီဒါပေမဲ့လုံလောက်တဲ့ချီကျူမှုကျုံမရဘူးဗျအဲ့ဒါခမည်းကြောင့်ပဲဟဲ့ရောမင်းရိုင်းလာရလားအိမ်မော်တက်ပြီးစောစောစကားကနဲ့တည်သွားခြင်းလို့လားမင်းအစ်စ်နောက်လင်းနေများကိုကြီးဖိုးတဲ့ကိုတနက်ပြစ်တာပြန်ကျင်နေသေးတယ်ခမည်းကဘာမို့လို့ဝင်ပြောရလဲမဆိုင်ဝင်မရှုံနဲ့မင်းလွတ်လာပြီနော်ကိုကြီးဖို့တီးတီးခတ်နေပြီမေငါတီးခတ်နေမှာမဟုတ်ဘူးမင်းပြန်တော့တော်ဝါခဏလောက်စိတ်လျှော့ဒီကညီလေးရဲ့နောင်လေးစိတ်လျှော့ဒီတနက်ပြစ်ပြိုင်တာမင်းအတွက်အေးပါလို့လားပါတယ်ကျုပ်စူးစမ်းတဲ့လောက်ချီးကျူးမှုမခံရတာအောင်မြင်မှုမရတာခမည်းနဲ့နှိုင်းရှင်ခံနေရလို့ပဲတဲပဲပြုံးမေတခြားလူတွေခမည်းကိုလေးစားအားကြလိမ့်မယ်ကျုပ်ကတော့စန့်ကျင်ပဲခမည်းကိုမုန်းနေများတန်းစွန်ဆန်များကြားကိုပြစ်ခတ်လို့ရတာဖိုးတိသားဆိုရင်ကြားတွေတောက်လျှောက်တက်လာတာသူ့လိုဖြစ်ဖို့အများကြီးလိုသေးတယ်တဲ့ဒါကြုတ်ကြားရတဲ့စကားပဲဒီစကားကြီးကြားနေခမည်းကိုမုန်းနေပြီအခုဒီအမုန်းတွေစိတ်ထဲတိတ်မထားနိုင်တော့ဗျာခမည်းကိုအနိုင်ယူပြီးခမည်းစီကပြစ်မလွယ်ပွဲကိုပြောင်းပြီမေရန်တော်ကမာနကြည့်ပြီးစကားပြောရိုင်းလာတယ်ကျွန်တော်ကအကြီးမှုလေဒေါသမဖြစ်အောင်ထိန်းထားနိုင်ပြီမေတာဝါဒေါသဖြစ်ပြီးရန်တော်နဲ့စကားကြီးတွေများကြအောင်ကျွန်တော်ကဝင်ထိန်းရတယ်ယုံကြည်မှုမှန်မှန်နဲ့လွန်ကဲနေရန်တော်ကျွန်တော်ဘယ်လိုပြောရမလဲမသိအောင်ခက်တွေ့နေရတနက်ပြေးရှင်ပြိုင်နေဆိုကြရလေကျွန်တော်အတွက်ခလီကလာဆန်နေကျွန်တော်ဇနီးကတော့ပြက်တနာဖြစ်နေပြီထင်ပြောအိမ်ရှိကိုပြေးထွက်လာတယ်တာဝါကိုသူ့အနေခေါ်ပြောလေအကြောင်းကိစ္စကိုတူးတူးကြိတ်ပြောလေမေးနေရကျုပ်မပြိုင်လို့မရဘူးလားရန်တော်မင်းရွာလူတွေပြောလိုက်ပါတနက်ပြေးပြိုင်ပွဲလှုပ်လာတယ်မင်းကိုလည်းကျုပ်ရှုံးသွားတယ်ပြောလိုက်ပါကျုပ်ကိုမင်းလည်းကျုပ်ရှုံးတယ်ပြောပြီးမေးကျုပ်စကားကြောင့်ရန်တော်မျက်နှာတင်းမှခတ်ထန်သွားတယ်လူတယောက်ကိုအထင်မြင်သေးတာလားဒါမှမဟုတ်အသက်ကြီးလာလို့လေလက်ရည်ကျလာလို့ကြောက်နေရလားပြစ်မလွဲဆိုတာခမည်းနဲ့ထိုက်တန်ကြောင်တက်သေးပြချင်းတနက်ပြစ်ပြန်ပြီးပါကောင်းပြီလေမင်းဒီလောက်ဆန္ဒရှိမှတော့ပြန်ပေါ့တကူတော့ကြိုးပြောထားမယ်နော်ကျုပ်ဘက်ကဒီပြိုင်ပွဲပြိုင်တာဘာစိတ်ခံစားမှုမှမပေါ့မင်းရဲ့ပြိုင်ကျင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်တာပဲရန်တော့ကြိုက်ပြီလေဒီလိုမှသဘောကျတာအခုပြန်ကြမယ်ပြစ်ကွင်ကိုခမည်းစီစဉ်လိုက်ပါကျွန်တော်ကရန်နောက်မိုက်ရိုင်းစော်ကားနေအောင်လေအမြေကက်လာရင်မို့သူ့ကိုလည်းဥချိုးပေးဖို့ဆုံးဖြတ်ပြီးတော့တနက်ပြေပြိုင်ပွဲကိုလက်ခံလိုက်တယ်။တာဝါကိုလိုအပ်တာတွေတချို့ယူလာဖို့မှစပြီးတော့ကျွန်ုပ်တန်တန်နဲ့ကြည်စံတချို့ယူပြီးတော့ရွာပြင်တော်ဆက်ကိုထွက်လာခဲ့တယ်။ကျွန်ုပ်နောက်ကနေရန်အောင်လေးလိုက်ပါလာတယ်။ကျွန်တော်ကလည်းရွာအပြင်လူရှင်းတော့ကွင်းပြင်ရောက်တဲ့အခါရက်လိုက်တယ်။မကြမီတာဝါရောက်လာသလိုအောင်ဖေနဲ့မဲလုံးလေးရောက်လာတယ်။တစင်စကားတစင်နာနဲ့ရွာသားတွေလည်းရောက်လာတော့လူတပြေးပြေးများလာတယ်။ထူထူဆန်းဆန်းကျုပ်စနေနဲ့တာဝါမိန်မရတီမြင့်လိုက်လာတယ်။တာဝါလည်းတောဆက်တနေရနဲ့တစ်ပိငီတပင်ရဲ့ပင်စင်မှာမြေဖြူခင်းတဲ့ဆဝိုင်းကြီးတစ်ခုဝိုင်းထားတယ်။ဆဝိုင်းအတွင်းမှာလည်းဒုတိယဆဝိုင်းကိုရေးဆွဲနေတတိယဆဝိုင်းတော့တမယာသည့်တလုံးစာအရွယ်အစားဆဝိုင်းငယ်ရေးဆွဲလိုက်တယ်။တနက်ဆန်ပြေအောင်မလားရင်တော့စမ်းညင်ဆန်းလို့ရတယ်။အခုကအလေဆဝိုင်းကိုထိအောင်ပြည့်ရမယ်။တစ်ချက်တည်းပဲနော်။စမ်းစရာမလိုပါဘူးဗျာ။တခါတည်းတန့်ပြမယ်။ဘယ်သူအရင်ပြစ်မလဲသားပြော။မင်းကဧည့်သည်မင်းစပြစ်ပါ။ရန်တော်ကသူ့ကြောမှလွယ်ထားတဲ့ပတ်စိုးဟောင်းတစ်ထည်နဲ့ပတ်လာရင်တနက်ကိုထုတ်နေရင်တနက်ကလည်းအကောင်အစားဖြစ်ပြီးတော့ချိန်ကွင်းလေးပါတယ်ဘယ်လိုတနက်အမျိုးအစားလို့လဲကျွန်တော်မပြောတတ်ဘူးသူ့တနက်နဲ့ရှိရင်တော့ဟောင်းနွမ်းနေရဲ့ကျွန်ုပ်ကင်တက်တမ333ရိုင်ဖေဟာမျက်နှာငေးစရာဖြစ်တယ်ရန်တော်ကလည်းမုတ်ဆိုးတူထောက်ထိုင်တဲ့တစ်ပင်ပင်စင်လေးပြအမြဲလောက်မှာရေးဆွဲထားတဲ့ပြည့်မက်ကိုညှိသက်စွာချိန်ရွယ်တယ်ကြည့်ရှုသူပရိသတ်တွေကလည်းရန်တော်တနက်ပြည့်မဲ့အချိန်မှာညှိသက်နေရဲ့တိတ်ဆိတ်မှုကိုလည်းရန်တော်တနက်တန်ဖြိုခွင်းလိုက်တယ်တနက်ထီအားနေရလေတိတ်ခေါက်တချို့ပွားထွက်သွားတယ်ပြစ်မှာအလေဘဟုကွက်တိပဲထိတယ်ပြုတာဝါနဲ့တခြားသူတွေသွားကြည့်ရောပြစ်မဲ့အလေဘဟုစီကိုလည်းတိုက်ရထိမှန်ကြောင်ပြောလာတယ်ရွာသားကြီးရန်တော်ကိုချီကျူးကြတဲ့နေကြရတယ်လို့ကျွန်ုပ်လည်းသူ့ရဲ့တနက်ပြေစွမ်းရည်ကိုချီကျူးမိရင်ကျွန်ုပ်ပြစ်ခတ်ဖို့အလေရောက်နေပြီကျွန်ုပ်ကမုံဆိုတူထောက်တိုင်မျိုးလေးတနက်နဲ့ပြစ်မက်ကိုချိန်ရွယ်ပြစ်ခတ်တယ်ကွက်တိပဲပြစ်မက်ကိုပဲထိတယ်ပြုကျွန်ုပ်ပြစ်ချက်ကိုသူများပြောတာအောင်မယုံရန်နိုင်ကိုယ်တိုင်သွားကြည့်ရင်အမန်တကယ်ထိကြောင်တွေ့မှပြန်လာတယ်ဒီပွဲကတရေပွဲပဲရန်တော့အနိုင်အရှုံးမပြတ်သားမယ်ပွဲမပြီးသေးဘူးကိုပိုတင်နောက်တစ်ပွဲထပ်ဆောင်မယ်ဒီတခါခမရအရင်ပြပါရန်တော်ကလည်းတရေကြတာကိုပဲမကြည့်နဲ့နိုင်မရှိတာကျွန်တော်ကပြန်ရင်အစုံဒီပြန်ရတော့မယ်လို့စိတ်ဆုံးဖြတ်တယ်အခုတခါလှုပ်ရှားနေတဲ့ပြစ်မှတ်ကိုပြအောင်ဘယ်သူကအမြင်ပြစ်နိုင်လဲဆိုတာပါထည့်တွက်မယ်အဆင်ပြေလား
ကြားဘူးတာနဲ့ကွက်တီပဲကိုဖိုးတီကလှုပ်ရှားနေပြစ်မှတ်ကိုပြစ်တာအကောင်းဆုံးပဲတဲ့ကြိုတင်ပြင်ဆင်လာပါတယ်အစမ်းတစ်ချက်လောက်ဖြစ်ပြမယ်နော်တာဝါပလင်းလို့တလုံးအပေါ်လေးမြင့်နိုင်တဲ့လောက်မြင့်အောင်တစ်ချက်မြောက်ပေးစမ်းပါတာဝါကလည်းပလင်းကိုနေကျွန်ုပ်မှာထားတဲ့အတွက်ယူလာတယ်ဒီရက်ထဲမှာပလင်းလို့တလုံးလေးအပေါ်ကိုမြောက်ဖို့ပြင်ဆင်နေတာဝါပလင်းကိုလည်းအပေါ်ကိုအားကုန်လက်လွဲမြောက်လိုက်တော့မတည့်ရက်ပြောလဲအသင်းအနေရထားတနက်ချိန်ထားတဲ့ရန်တော်ကအပေါ်ကကျလာရင်ပလင်းကိုပြစ်ခတ်လိုက်တယ်ဟာတကယ်ပြည့်ချက်ကောင်းပြီအံပွဲတရေတော့ဖြစ်နေပြီတသက်နဲ့တကူဒီလိုဖြစ်တာမျိုးဗီဒီယိုကားတွေမှာပဲတွေ့ဘူးတို့ရွာဖိုးတွေတနက်ဖြစ်ကောင်းနေပဲထင်နေတာတခြားသူတွေလည်းရှိနေပါလားဒါမှဖိုးတွေအတွက်ပြိုင်ဘက်ကောင်းပြီတနက်တန်ရဲ့တူလေးပေါ်မှာပလင်းရလေးအစိမ့်စိမ့်အမော်မော်ဖြစ်ပြီးတော့ပလင်ကွင်းရဲ့အောက်ကိုပြုတ်ကျလာတယ်တနက်ပြေကောင်းနေရန်တော့ရွာသားတွေကလက်ခောက်မှုတ်သူကြည်ကျူစကားဆိုသူတွေရှိရင်ရန်တော်ကတော့ကျွန်ုပ်ကိုကြည့်ပြီးတော့ထိမထင်းဟန်ပြောတယ်ကျွန်ုပ်လည်းရန်တော်တနက်ပြည့်စွမ်းရည်အတွက်လက်ကုပ်တီကုန်ပြူလိုက်တယ်အပေါ်မှာအရှိန်နဲ့ပြုတ်ကျလာတဲ့ပလင်းတလုံးကိုချိန်သားကိုက်ပြေကန်းနိုင်မှုကအလိုမလွယ်ကူတဲ့ကိစ္စရပါမလွယ်ကူတဲ့ကိစ္စရက်ကိုရန်တော်ကလုံးပြခဲ့ကျုပ်ဒီလိုပြစ်ပြမှာလားရန်တော်ဒါကပြိုင်ပွဲနဲ့မဆိုင်ဘူးကျုပ်ရဲ့တီးတန်တနက်စွမ်းရည်ပြချက်ပဲအခုပြိုင်ပွဲဆောက်ဖို့လုပ်ပါကျွန်တော်မှားထားရဲ့အတိုင်းတာဝါလေးတေးပင်ကိုင်းတစ်ခုမှကျိုးတပင်ချိနှောင်းနေကျွန်ုပ်ကလည်းလက်တန်းနေပါခန့်နွားချီရဲ့ကျိုးတပင်မှာတခြားကျိုးတစ်စောင်းကိုပလင်းအလယ်မှာချိနှောင်းမြော်နေပလင်းကိုလွှဲရန်လိုက်တယ်ပလင်ကဘေးတစ်ဆောင်လေလက်ပြီးတော့ကျိုးကလည်းလွှဲရန်လျက်ရှိတယ်ကျွန်တော်ကမုံဆိုးတူးထောက်ချိန်ရက်စိတ်ကိုလည်းတည်ငြိမ်စွာထားပြီးတော့ပြေးမှတ်ကိုချိန်ရက်တနက်မောင်ခလုတ်ကိုဆွိမ့်ဆလိုက်တယ်တနက်တန်ထွက်ပေါ်လာပြီးမြင်ပလင်ကွဲတန်ထွက်မလာဘူးအားလုံးတိတ်ဆိတ်နေရင်ကျိုးကလွှဲရန်နေရာနေပြုတ်ပြီးတော့ပလင်ကမြေပေါ်ပြုတ်ကျသွားတယ်တာဝအမဲလုံးအောင်ဖေနဲ့ရွာသား၃-၄ယောက်ကပလင်ပြုတ်ကျသွားရအောင်ပြေးပြောနေပလင်ကိုကောက်ယူရင်းနဲ့ပြတ်သွားတဲ့ကျိုးပြတ်သွားတဲ့နေရာကိုလည်းကြည့်နေရကျိုးကိုပြတ်သွားတာကွာပလင်ကိုပြတ်သွားမှာမဟုတ်ဘူးဖိုးတီပလင်ကိုမထီဘူးဆိုပြောလေအံ့ဩနေရနောက်ဆုံးတော့ဖိုးတီကပြစ်မလွဲပဲပြစ်မလွဲဆိုတာတုံယုံနဲ့ရလာတော့မဟုတ်ဘူးဆိုလေတက်တည်ပြလိုက်တာပဲဒီလိုပြစ်ချက်မျိုးဖိုးတီကလွဲပြီးဘသူမှဖြစ်နိုင်မှာမထင်ဘူးသူအတွေ့အကြုံရလက်ရည်ကျစရာမရှိဘူးပိုပြီးစိတ်ငြိမ်လိုက်ပြစ်ချက်တွေကလူရအောင်လေတက်ရိုက်ထိရောက်လိုက်ဟိုကောင်လေးကလည်းမစိုးဘူးဒါပေမဲ့လို့ဖိုးတီနေပြိုင်ပတ်တမ်းမဟုတ်ဘူးသူ့အတွက်ခွင့်ရကြမှာတည်းကျို့ထိအောင်သူလည်းပြစ်ချင်ဖြစ်နိုင်မှာပါရန်တော်ကကျွန်ုပ်ကိုပလင်ပြစ်တယ်ထင်ပြီးတော့ပြုံးနေအောင်ပလင်ကျိုးပြက်ကြသွားလို့တန်တန်းနဲ့ပြေးလိုက်ကြောင်ပြောပြတော့လေမေယုံကြည်နိုင်ဟန်စစ်စစ်ရွာသားတွေကလည်းချီကျူးတန်သူမခံခြင်းစိတ်ကိုပို့ပြီးနှိုးဆော့နေရတူတယ်တချို့ကလည်းရန်တော်မပြေးရတဲ့အတွက်တရေကြနိုင်တဲ့အတွက်လည်းအခွင့်အရေးရှိရဆိုကြတယ်ပလင်ကိုမထိပဲကျိုးကိုထိတယ်လို့ညင်းမရကျိုးကအလဲမှာပြတ်တောက်သွားတာပြိုင်ပွဲမှာလည်းအရင်ဆုံးစပြစ်သူမှာဖိအားရှိတယ်လို့နောက်ဆုံးပြစ်သူမှာလည်းဖိအားရှိတာဝါနောက်ထပ်ကျိုးတက်ပလင်းတလုံးကိုလည်းတက်ဆင်လိုက်တယ်ရန်တော်ကလည်းပြစ်မှတ်ကိုချိန်ရွေးနဲ့ငြိမ်သက်တိတ်ဆိတ်စွာရှိရင်တနက်ထွက်ပေါ်လာတယ်လွယ်နေရဲ့ပလင်ကရှေ့နောက်လွှဲရန်စိန်ရှိရင်ပြစ်မှတ်တခြားကြည်တခြားပဲဟိကြည်စံပဲရောက်သွားမှန်းတော့မသိလားခေလူငယ်တွေများခတ်တယ်နည်းနည်းလောက်ပညာတက်လာပညာစွမ်းပြကျင်လာကြတယ်ဒီလိုကောင်မျိုးစိတ်တက်မျိုးရှိသွားတော့တသက်လုံးတိုးတက်မှာမဟုတ်ဘူးရန်တော်ကလှောင်ပြောင်တယောမှုကြမှာအရှိန်ရပြီးကောင်းကြီးငုတ်နေကျွန်တော်ကအနိုင်ရတဲ့အတွက်ဘလို့ခံစားမှုမှမခံစားဘူးအစကတည်းကလည်းမရှင်ပြိုင်လို့ပြီးမြင်မောင်းမှာထောင်လွှားတဲ့ရန်တော်အနေငယ်မြင်ကက်လာမှုလေရှင်ပြိုင်ရပြီမြင်အခုလိုဖြည့်ပြက်နေတဲ့သူ့ပုံစံမြင်တဲ့အခါတော့အနာယူမိတော့မှားပြီလို့တွေးမိပြန်တယ်အပျော်တန်းပြိုင်ပွဲတကူလေလေသဘောထားပါရန်တော်ရအဲ့လောက်ကြီးလေခံစားစရာမလိုပါဘူးဒီပြိုင်ပွဲကလည်းကြုတ်လေဘာမှမရသလိုမင်းလည်းဘာမှနေနာရှုံးစရာမရှိပါဘူးခင်ဗျားကနိုင်ထားတဲ့လူဆိုလည်းပြောအားရှိရပါ့ကျုပ်တိတ်ခါတရားတွေရစရာမရှိတော့ဒီပွဲမှာခင်ဗျားနိုင်ပါတယ်ကိုကိုတီဒါမဲ့ဒီပြိုင်ပွဲမပြီးသေးဘူးဆိုရင်ခင်ဗျားစိတ်ထဲမှတ်ထားပေးပါဒီနေ့ကစပြီးနောက်3နှစ်အတွင်းခင်ဗျားစီရောက်လာခင်ပြီအဲ့ဒီကြတော့မှနောက်တစ်ချိန်ပြန်တွေ့ကြပါပေါ့ပြစ်မလွယ်ဖိုးတီအာဘီနေသေးစကားဆိုပြောလေသူ့ပကုံးပေါ်တင်ထားတဲ့ကျွန်ုပ်လက်ကိုပုတ်ချပြီးတော့ရန်အောင်ထွက်သွားတယ်ရန်အောင်ပြောသွားတဲ့စကားတွေကိုဒီချိန်ကရှက်ရမ်းရမ်းပြီးပြောသွားခြင်းလို့ကျွန်ုပ်ထင်မိရနောက်တစ်ချိန်မှာရန်အောင်ကျွန်ုပ်တန်အမှန်တကယ်ရောက်မလားလို့လည်းဒီချိန်ကထင်မိရဒီကောင်လိုမှန်တမ်းနေတဲ့ကောင်မျိုးအခုလိုပညာပေးလိုက်ရမှအားရတယ်ကိုကြီးကပလင်းကိုသာတူထိအောင်ပြင်နိုင်မှာပေါ့ကျိုးလည်းဖယ်ထိနိုင်မှာမလဲအနိုင်ရလို့ဝမ်းသာစရာမရှိပါဘူးတော့ပါရင်ပြိုင်ပြီးမှမပြီးလို့တွေးလိုက်မိရင်ဆွဲကောင်းမဲ့ပုံမဲ့ကိုရ
ကိစ္စတကူရေဆုံးမြေဆုံးလုံးမဲ့ပုံမျိုးတစွတ်တူသမားပုံစံရန်တော်ကမင်းပြောသလိုပုံစံမျိုးတိကြပဲသားပါကောင်းတဲ့အလုပ်ရောမကောင်းတဲ့အလုပ်ရောလုံးမိနော်ရေဆုံးရေပြားလုံးမဲ့သူတွေကျွန်ုပ်တို့ကရွာပြန်လာရလမ်းမလေးစကားပြောရင်လာနေရဒီကောင်အကြောင်းကြားဘူးရဲ့ကိုကြီးဒီကောင်ကတအူးတဲ့တော့သားမျိုးသွားပြီးတော့ပညာသင်လာတာရှမ်းပေရွာမှာသူ့ရဲ့မိဘရဲ့ချမ်းသာတော့လေဘာအလို့မှမလုပ်ပဲတနက်ပြစ်လေးချင်ပြီးမိုးဆိုးလုံနေရတနက်ပြစ်တာလဲတော့လက်ဖြောင်းနေလို့နာမည်ကြီးရင်ရုပ်ဖြောင်းပတ်ဆက်ရှိပြီမင်းကလေးကိစ္စတော့အရှုပ်ရှင်ကင်းနေသူကကိုကြီးဖိုးတီလို့စိတ်နဲ့စိတ်တူရပြောရမယ်ဝါဒနာအရမိုးဆိုးလုံနေရမတူပါဘူးကိုမဲလုံးရဒီကောင်ကတလွဲစပင်ကောင်းနေကောင်မစဉ်းစားညံနေရင်မဲလောရန်တော်အကြောင်းပြောလာတာရန်တော်နဲ့ကျွန်တော်စိတ်သက်ဆင်းနေဆိုခြင်းကိုလေအောင်ဖေကကန့်ကွက်တယ်ညောင်ကားရွာသားတွေကလည်းအောင်ဖေနဲ့ကျွန်တော်တနက်ပြပြိုင်ပွဲအကြောင်းပြောမဆုံးနိုင်အောင်ရှိနေရကျွန်တော်ကမိဘတွေကိုကျွန်တော်ဇနီးကိုလည်းသူ့ရဲ့မူးရဲ့စာတိလိုက်ဖို့မယ်လို့အသိပေးပြီးတော့အကိုအမတို့မိသားစုကိုလည်းကျွန်တော်တို့ခီးတွက်တဲ့အချိန်အိမ်ကိုစောက်ရှောက်ဖို့မှာကြားနေမြင်ငက်ပြီးငက်ချောက်ရွှေပစုံချောက်တွေတခြားနေအောင်မှာယူသလိုပြားရည်တစ်ခွာသစင်ပန်းဟိုးတွေနဲ့ဝဲစုတယ်လမ်းမှာကျုပ်ရဲ့မိတ်ဆွေပေးဖို့နဲ့ဇနီးဖြစ်သူရွာကိုယူသွားဖို့ပါမိတ်ဆွေကြီးတစ်တော်ဝန်ကိုမြမောင်ကိုစာရေးပြီးတော့လေကျွန်တော်တို့ခီးထွက်မိအတွက်အစဉ်ပြေလေကားကြုံရနိုင်မလားအမေရောသူမလာနိုင်ပြီပဲလေတပည့်တယောက်ကိုကားနဲ့လိုပေးလာတယ်ကျွန်တော်တို့ကလည်းဝင်းစီဆလွယ်တွေကိုကားပေါ်တင်ပြီးခီးထွက်ဖို့ပြင်ဆင်နေတာဝကလည်းရေပြာထမင်းဆိုင်တီကိုအထုပ်အပိုးတွေကူတယ်လိုက်ဖို့ပြီးတော့ကားထွက်ချိန်လက်ပြပြီးကြံနေရိတ်ခဲ့တာဗဟန်းဘက်မှာကိုမြမောင်အိမ်ကိုရောက်တဲ့အခါပါလာတဲ့လက်ဆောင်တွေကိုတမျိုးကိုလည်းနည်းနည်းစီခွဲပြီးရင်တအိမ်သားလုံးနဲ့ခင်မီနေကြအောင်မို့လဲကျွန်တော်တို့ခီးထွက်လာကြောင်းပြောတော့ကျွန်ုပ်ဇနီးနဲ့ကိုလည်းအလဲသွားမယ်ပြောတော့သူတို့အတီးတယောက်ကုန်ကားမောင်သမားတယောက်မြေကြီးနောက်နဲ့ဆေးမှဖြစ်တော့ကုန်ပစ္စည်းတွေကားနဲ့ပို့ပြီးတော့လူတွေကလေရင်နဲ့လိုက်သွားဖို့အကြံပြုလာတယ်ရှေ့မှာလည်းတောက်လျှောက်ပင်ပန်းနဲ့ခီးသွားမှာမို့လဲကျွန်တော်ကဒီအကြံကိုလက်ခံလိုက်တယ်ရန်ကုန်မြို့အတွင်းဖေအားလျှောက်ပူးကြဖို့ကားလေးစီစဉ်ပေးလာတယ်ကျွန်တော်တို့ကလည်းဖေအားဆုံးလျှောက်ပူးကြရင်လေရင်လက်မဲ့ရလာတဲ့နေ့မှာမြေကြီးနာကိုလေရင်နဲ့ထွက်ခွာခဲ့တယ်မြေကြီးနာရောက်တဲ့အခါတဲကိုကန်တကူမှာကျွန်တော်တို့လူစုတဲကိုလိုက်တယ်အထုပ်အပိုးတွေနဲ့လက်နက်တွေကိုလည်းကာသမားအိမ်မှာသွားယူလိုက်တယ်ကျွန်တော်ကအေဂရီတို့နေအိမ်ကိုသွားဖို့လာခေါ်တယ်မိတ်ဆွေလင်းခက်ကိုလည်းတတိရလိုက်မြင်သူကစုံပါသွားတာနဲ့6နှစ်ကျော်ခန့်ရှိပြီကျွန်တော်ကလင်းခိုင်နဲ့သွားခဲ့ဘူးတဲ့ဥပတောင်အိမ်ကိုသွားကြည့်အောင်ဥပတောင်ဆုံးပါပြီးတော့အိမ်ကိုသားသမီးတွေကရောင်းချထားပြီးဖြည့်ချောင်းသိတယ်စွမ်ဘရာပုံလေးကားတစ်စီးစီးလုံးငှားပြီးတော့နောက်တနေ့မှခရီးဆက်ခဲ့စွမ်ဘရာပုံအတိတ်ပဲကိုလည်းလင်းခိုင်နဲ့ကျွန်တော်စကားနားမလည်လို့ကာသမောင်းကိုမေးရော်လဲရီမောခဲ့ဘူးစွမ်ဘရာပုံမှာကချင်းစကားစွမ်ဘရာရှီလျားတဲ့မြစ်ပွန်တောင်အပြည့်စုံဆိုရင်တော့မြန်မာလိုရှီလျားတဲ့မြစ်တောင်ဆိုပြီးထိပ်ပေးရတယ်ကျွန်တော်ကလည်းစွန်ဘရာပုံရောက်တဲ့အခါရှေ့ဟာတဲကုခဲ့ပူတယ်။ဦးအန်ဆိုင်အိမ်ရှိအောင်လည်းမှန်းစာရှောင်းနေလမ်းတော်လမ်းလာတွေကိုမေးမြန်းကြည့်မိရဲ့။ဦးအန်ဆိုင်အိမ်နေရာမှာဟောင်းနှံဆွေးမြေရဲ့တေလုံးအိမ်တစ်လုံးတွေ့ရတယ်။အိမ်အောက်မှာလည်းဓမ္မတို့တချောင်းနဲ့ထင်းချောင်းတွေခွဲစိနေအပူရာသူ့အိမ်အိုကြီးကိုလည်းအိုမီမဆွမ်းရှိနေပြီ။အဘအန်ဆိုင်ပြောပါအန်ဆိုင်ဘယ်သူနဲ့တွေ့ကြလို့လဲကွယ်။ဆရာတကားစေးုံစီထားတယ်တူဖို့ဝင်ခဲ့ပါ။ကျွန်ုပ်စကားကိုလည်းအဘအန်ဆိုင်ဟာအိမ်ချံဝင်တွင်းကိုလည်းဝင်လာဖို့ပြောတဲ့အခါပိတ်ထားတဲ့တကားကိုတွင်းဖွင့်ပြီးတော့ကျွန်ုပ်တို့လူစုအတွင်းကိုဝင်ခဲ့တယ်။အပူရာသူ့ချံအတွင်းဝင်လာတဲ့ကျွန်ုပ်တို့ကိုစူးစမ်းဟန်ကြည့်ပြီးတော့ထင်ကုန်ဓမ္မတိုးလေးတင်းတင်းစုပ်ကန်ထားတယ်။အဘကျွန်တော်မမတ်မိကိုထင်နေလွန်ခဲ့တဲ့10နှစ်လောက်ကမြေကြီးနာအဘမိတ်ဆွေဥပသားကတစဉ်ကျွန်ုပ်ဒီကိုရောက်ခဲ့ပူတယ်။အဘပဲထမ်းသမားတွေကုရှာပြီးလိုအပ်တာကြီးစီစဉ်ပေးခဲ့တာလေ။နေရောမြောက်ဘက်ပိုင်းမှာအိမ်တောင်လာတဲ့မုတ်ဆိုးဆိုရင်ကောင်းလေးမို့လားမင်းနာမည်ညံရည်လည်းမကောင်းတော့ပါဘူးကွာဖိုးတိလိုခေါ်ပါ့ပါနောက်တစ်ယောက်နာမည်ကတော့လင်းခိုက်ပါအေးပြာမလနဲ့လက်ပံတော့တို့ငါကိုငါပေးခဲ့တာနှစ်ယောက်သာလိုက်တော့လိုက်တယ်တယောက်ကအရဲ6ပေလောက်ဘလောက်တောက်တော့နောက်တစ်ယောက်ကလည်း3ပေကျော်ကျော်လူဖို့လူညက်ကလေးအော်နှစ်တီတောင်ကြာခဲ့ပြီပဲလာအိမ်မတက်ကြဦးရဲ့ဆိုင်ငါရန်ပေးမှုကြောင့်လန်ခရီအတွက်ပြောင်မလာနဲ့လက်ပံတို့ကိုလည်းငါရန်ခဲ့ပူတယ်ပြောင်မလာကလည်းပလာကြီးပြီးတော့တိုက်ခိုက်ရီကောင်းသူလာဗနန်တို့ကတော့လူပုလူညက်လေးဒါပေမဲ့လည်းအုံနောက်ကောင်းသူနှစ်ယောက်လုံးကလန်ခရီမှာအဖွဲအတွက်
သူတို့အသက်ကိုလည်းပေးဆက်သွားတဲ့သူ့ရဲ့ခေါင်းနီးရိုးကြောကြောကောင်လေးရောပါမလာဘူးလားဒီကောင်လေးကစိတ်ကောင်းနှလုံးကောင်းလေသူဆုံးသွားတာကြပြီပါကြားရတာစိတ်မကောင်းစရာပဲကွာဒီကောင်လေးရှိနေသေးရဲ့ထင်တာဒါနဲ့မင်းတို့ပဲသွားကြမှာလေအဘမမတ်မိလို့သူကကြုံမိမှလေအကူကသူ့ရဲ့မွေးရမြေသွားကြမလို့နောက်တစ်ခေါက်ထပ်သွားကြအောင်မလို့လားအနေရတော့တတိထားကြဒါနဲ့လူငါလူသေးလားဒီတစ်ခေါက်တော့လူငါမခေါ်တော့ပါကိုယ်တိုင်လည်းသွားဘူးလားဆိုရင်လမ်းကိုလည်းမှန်းစာသွားတတ်ပါပြီအကူကအဘကိုတတိရလို့ဝင်တွေ့ရပါဦးရဲ့ဆိုင်ကတနာစရာအခြေအနေပါတာသမီးရလည်းတနေ့တကြီးပြောင်းရွှေ့သွားကြပြီမင်းသူကတော့အခုအရက်ကိုခင်တွေ့အားကြောင့်လေတခြားနေရာလိုက်မသွားဘဲနဲ့ပြည့်တက်လို့ရုန်းကန်နေကျွန်တော်ကလည်းအဘအမ်ဆိုင်ကိုစားတောင်းစရာဝေချမ်းမြော့ငွေကြီးတချို့ကတော့တယ်အဖိုးကြီးကဝမ်းသာလို့ထင်နေမျက်ရည်ဆိုရဲ့မျက်လုံးနေနဲ့စုပြီးရင်ဦးရဲ့ဆိုင်အိမ်မှာတညအိပ်ပြီးရဲ့အခါကျွန်တော်တို့လူစုလည်းရှီခီကိုထက်ဆက်ခဲ့ကျွန်တော်တို့ကလည်းရှီခီစင်နေမှာငွေကြီးတွေသုံးမရတဲ့အတွက်လည်းအပြန်လန်းစီငွေကြီးတချို့ကိုလည်းဦးရဲ့ဆိုင်ကိုအပ်ပြီးတော့ဝင်တင်လာတော့ကနဲ့ရိတ်ခါလိုရတဲ့ပစ္စည်းတွေဝယ်ပြီးလာပေါ်မှာပစ္စည်းတွေတင်ပြီးခီးဆက်တင်ရာသီဥတုကလည်းမိုးအကုံဆောင်အကူဖြစ်တာကြောင့်ကောင်းကင်ကလည်းအမြဲတစေတိမ်ဖုံးနေပြီးတော့စီနင်းနေကြစင်းနေကျွန်တော်တို့လူစုကလည်းအနှွေတွေတွေနဲ့နေငါအင်ကြီးဝိစင်ထားတယ်ရာသီဥတုကအေးဆက်တဲ့ပြီးနေမိုးရွာပြီးတော့နှင်းကိုတွေကဝေးနေကျွန်တော်ကဇနီးဖြစ်သူတတိထားဆောင်ကြည့်ရဲ့သူကလည်းမွေးရဲမြေပြင်ရမယ့်အရေးအတွက်ပျော်ရွှင်နေပုံရတယ်မျက်နှာပြုံးရွှင်နေပြီးမျက်လုံးတွေအယောင်လက်နေသူအခုလိုစိတ်ချမ်းသာကြမ်းမာနေတဲ့အတွက်ပျော်ရွှင်ရတယ်ရာသီဥတုဆိုးဝါးတဲ့အချိန်တွေမှာနေစဲရနေရာတွေမှာခိုဝင်နာကြတယ်၃ရက်မြောက်ညနေဆောင်ချိန်မှာကျွန်တော်တို့ကတုပ်တစ်ခုအတွင်ရနေပြီးကြောက်တုံကြီးတစ်ခုနေကိုရောက်လာတယ်တချင်ကဒီနေရာမှာမွေကြီးတစ်ကောင်ကနေပြာမလာကိုညှို့ယူတဲ့နေရာပါအစားတော့ဒီကူအတွင်ဝင်မှုစိတ်ကူမရှိပေမဲ့အပြင်ဘက်မှာလေပြင်းတိုက်ခတ်နေတဲ့အတွက်လေလှိုင်ကူအတွင်ဝင်ရောက်စကန်းချတာပို့စိတ်ချရတယ်လို့လည်းစိတ်ကူပေါ်လာတယ်တခြားသူတို့ခက်ဝေဝေမှနေခိုင်းမျိုးလေလှိုင်ကူအတွင်ကိုကျွန်တော်ဝင်ကြည့်ရင်လှိုင်ကူကသားကောင်နေရဲ့အရေးအယောင်မတွေ့ရတဲ့အတွက်လာရီကိုပါအတွင်ကိုသွင်းလိုက်တယ်လှိုင်ကူကတစ်ဖက်ပိတ်လှိုင်ကူမဟုတ်ပဲနေအတွင်ပိုင်းအထိပေါက်နေအောင်ဘယ်လိုနေရာအထိပေါက်နေရဲမဆိုနိုင်ဘူးကျွန်တော်တို့ကလည်းထင်းကြောက်တွေစုဆောင်ပြီးမိမှုပြီးတော့မိဖို့နှစ်ပုံမွေးထားလိုက်တယ်ကိုဘဝအစပိုင်းမှာကျေဝွန်စွာရှိနေတဲ့အတွက်အတွင်းကိုလည်းစက်မဝင်မင်းနေဒီနေရာပဲညအိပ်ဖို့စီစဉ်ကြတယ်လူတွေအနီးမီးတက်ပုံဖို့ထားပြီးတော့လေတခြားမီးဖို့ကတော့ခုအတွင်းပိုင်းလမ်းကြောင်းမှာလည်းမွေးထားတာတကယ်လို့တခြားဝင်ပေါက်ကတားရဲ့တရိစံနေလှိုင်ကောင်းအတွင်းဝင်လာတော့မီးရောင်ကိုတွေ့ပြီးတော့လေရှေးဆက်တိုးမလာနိုင်စေဖို့ပါလာရီကလည်းအေးတန်ကြောင်းမီးပုံပြီးပက်ချလေးမှာခွေအိတ်နေကြတယ်ခကြီးမထွက်တာလည်းကြာပြီလေပင်မန်းနေရှာရဲ့ကျွန်ုပ်စနေရလေကျွန်ုပ်ရဲ့ပေါင်ပေါ်မှာခေါင်းတင်ပြီးတော့စောင့်ချုံအိတ်နေရမီအောင်ဟပ်ပြီးမြင်နေရတဲ့ချစ်စနေရဲ့နှိမ့်ချစွာအေးဆက်နေတဲ့မျက်နှာလေးပီတိကလေးတယောက်တပွင့်အဖြစ်ကင်းနေရဲ့ကျွန်ုပ်ကလည်းမျက်ရည်ဝဲကြနေစနေတချို့ကိုခေါင်းပေါ်ဖွားဖွားတက်တင်ပြီးမိရဲ့အားလုံးအိတ်ဆက်ကြပြီမင်းကျွန်ုပ်ကမအိတ်ပင်ရှိရဲ့ဇနီးဖြစ်သူခေါင်းကိုပေါင်ပေါ်မှာအတာမပြီးလေကျိုးဖို့အိတ်ကိုခေါင်းအောင်စီရဲ့ကျွန်ုပ်ကမီးပေါ်မှာထင်းချောင်းနေထည့်ပြောလေလက်ဖက်ကြောက်ကြကြခတ်ထားတဲ့ရင်နွေးချမ်းကိုတောက်ရင်ရှိရဲ့ကျွန်ုပ်ရဲ့စိတ်အတွင်းထိတ်ကနေဖြစ်သွားတယ်။လိုင်ကောင်အတွင်းပိုင်းကိုမျက်လုံးဝေးကြည့်လိုက်စမှာအနီရောင်တောက်တောက်မျက်လုံးတွေကိုလှစ်ခနဲ့မြင်လိုက်ရတဲ့အတွက်အနေရပြုမဲ့အကောင်နေလားလို့တွေးပြီးတော့လေရင်ထိတ်သွားတယ်။လာရီကလည်းနှာတရှူးရှူးမှုတ်လျက်ရှိရင်ကျွန်ုပ်ကတနက်ကိုလည်းလက်တစ်ဖက်ကကင်ပြီးတော့တခြားလက်တစ်ဖက်ကလက်နှိပ်တမီနဲ့အတွင်းပိုင်းကိုမီးထွန်းကြည့်တော့ဘလို့အကောင်ကိုမှမတွေ့ဘူး။အတွင်းပိုင်းကလှန်ကောင်ဘလောက်နှက်ပြီးတော့မှန်းစားမရတဲ့အနေရရှိနိုင်တာမို့လေဝင်ကြည့်ဖို့စိတ်ကူကိုပေးဖြတ်တယ်။တရှူးရှူးနာမှုတ်နေတဲ့လာရီကိုလည်းပုတ်တက်ပြီးတော့လမ်းပြစိတ်ပြအောင်ချုံနေကိုကြည့်ဖို့တင်ကျွန်တော်ကင်းတလေးဆောင်ပြီးမင်းတလေးအိပ်ပါအောင်ရပါတယ်ကွာကြုံမေးချင်ပါအောင်တခြားညတွေကလည်းကိုကြီးအိပ်တာမတွေ့ဘူးအိပ်ပါဗျာစိတ်ကလည်းစောင့်နေပြီမင်းလေခန္ဓာကိုယ်ကလည်းလဲသွားလိမ့်မယ်ရှေ့လျှောက်လေခကြီးကဝေးသေးရဲ့ဆိုအားပြင်းနေဖို့လိုတယ်မင်းပြောရလဲဟုတ်ပါတယ်မင်းကင်းဆောင်ရင်တတိဝရိယထားနော်အိတ်ချလာရင်လေကျုပ်ကိုနှိုးစိတ်ချလက်ချတာအိပ်ပါကိုရတရီနိုးလာတဲ့မဲတော့ကျွန်ုပ်ကိုအိတ်ခိုင်းနေကုံလွန်ခဲ့နှစ်ညကျွန်တော်မအိတ်ပဲရှိရမို့စိတ်ကစောင့်နေပြီမင်းခန္ဓာကိုယ်ကညောင်ညထုံမိုင်းနေဇနီးဖြစ်သူနှစ်ဘေးမှာကက်လင်းနေစောင်းကိုလည်းတဝက်ဆွဲချုံပြီးအိတ်ဖို့ဟန်ပြင်းနေမဲလုံးကလည်းတူမီတနက်ရန်ထုတ်ကိုလည်းဘေးမှာချပြောရင်နွေးချမ်းတောက်နေအောင်တွေ့ရင်ကျုပ်ကလည်းအေးအေးပြန်ညရီများနေအောင်မို့မျက်လုံးမိမိလိုက်တာနဲ့တပြိုင်နက်တည်းအိတ်ပျော်ခြင်းကိုရောက်ရှိသွားတယ်ပြင်းထန်တဲ့တူမီတနက်ရန်ပေါက်ကွဲတန်းကြောင့်
နေကြစွာအိပ်ပျော်နေကျွန်ုပ်ကလည်းဆက်ခနဲ့လန့်သွားပြီးတော့ရုတ်တရက်ထားထိုင်နေလာရီယာလမ်းဖြတ်ပြီးခုံပေါက်နေကျိုးရီသာမချီတိုင်းတော့ထွက်ပြေးသွားမှတော့တေးကြတယ်ဘာဖြစ်တာလဲကိုကြီးဘာတွေးလိုက်လို့လဲဘာဖြစ်လို့လဲကိုတနက်တန်ကြားလိုက်တယ်မဲလို့ပြောနေပါလားကျွန်တော်ကအိမ်ရရုတ်တရက်နိုးလာရနှဝေတိန်းတောင်ဖြစ်နေရစနေဖြစ်သူနဲ့အောင်ဖေအမေကိုလည်းရုတ်တရက်မဖြေနိုင်သေးပဲရှိရင်တခြားသူတွေကိုတွေ့ပြီးမဲလုံးကိုမတွေ့ရတဲ့အတွက်ဆိုရင်စိတ်ဝင်သွားမိရင်အကူပဲသွားမလို့လေတနက်တန်လေးကြားလိုက်တဲ့မဲလုံးတယောက်မတွေ့ပါလားမဲလုံးလှိုင်ကောင်းနဲ့ဝင်သွားပြီအနေတခုခုတွေ့နေပေါ်ရညီမအခုလိုက်သွားရလိမ့်မယ်ကိုမဲလုံးကိုရှာဖို့ကျွန်တော်တို့မှလိုက်ခင်မယ်ကိုကြီးမလိုက်နေအောင်ပြီမိမာကြီးနဲ့ဒီမှာချက်နေခဲ့ကျုပ်ပြန်မလာမချင်းပဲကိုမှမသွားနဲ့နော်တတိလဲထားကြဇနီးဖြစ်သူနဲ့အောင်ဘီကိုထားပြီးတော့တနက်တန်ကြရလှိုင်ကောင်းအတွင်ကိုကျွန်တော်ဝင်ရောက်ခင်မဲလုံးဘလို့အနေနဲ့ကြုံတွေ့နေမစိုးနိုင်အောင်နှစ်ဖူးစည်းတက်မျိုးမိဖွင့်ထားလျက်လှိုင်ကောင်းအတွင်ကိုတရွေ့တိုးဝင်လာတယ်မဲလုံးဘေးမသိရန်မခါစီဘူးလဲစူတောင်းနေမိရင်ဒီလှိုင်ကောင်းကလွန်ခဲ့တဲ့10နှစ်ခန့်ကငွေတကောင်ထွက်လာပြီးတော့ပြမလောက်နဲ့ညှို့ယူထားတယ်ကျွန်တော်ကတနက်နဲ့ပြစ်ခတ်ပြီးတော့လက်ဗန်တော့ကပြာအိုးဖောက်ပြီး6လက်နှင်းထုတ်ပွင့်ဒီအချိန်ကကျွန်တော်တို့လှိုင်ကောင်းအတွင်မူဝင်ကြီးခဲ့တယ်လို့အပြန်မှာလည်းလှိုင်ကောင်းအတွင်းဝင်စရာအကြောင်းမရှိလို့မူဝင်ဘူး10နှစ်လောက်ကြာပြီးအခုမှပြန်ပြီးတော့လှိုင်ကောင်းအတွင်ဝင်မိရလှိုင်ကောင်းဘောက်ကလူနှစ်ယောက်ရှင်တွယ်သွားလို့ရတယ်လို့အမြင်ကလည်းစိတ်တောင်ခန့်မြင်နေတပြားအောင်နဲ့ရှိနေခြင်းမဟုတ်ပဲနဲ့အကွေးအကောက်တွေနဲ့ရှိနေရ10မိနစ်ခန့်နှံကောင်းတွင်ကိုဝင်မိချိန်မှာလှိုင်ကောင်းလည်းနဲ့ဖိညာနှစ်သွင်းဖြစ်နေဘယ်လိုလမ်းကိုလိုက်ရမလဲမသိအောင်ကျွန်တော်စိတ်အကြံအိုက်သွားတယ်ဟာတနေ့ကြကြံနေပါလားဖိညာလှိုင်ကောင်းတွေကိုလည်းမိရောက်နေကြည့်နေစဉ်ဘယ်ဘက်လှိုင်ကောင်းလမ်းတက်နေရမှာတူမီတနက်တွေးလိုက်တဲ့အတွက်လည်းတူမီတနက်ကိုကောက်ကင်ပြီးတော့လှိုင်ကောင်းအတွင်ကိုလည်းဆက်ဝင်လာခဲ့တယ်9မိနစ်ခန့်ကြာတော့ဘယ်ဘက်လှိုင်ကောင်းအတွင်ကိုရှောင်းဝင်လာပြီးတော့ကျဲဝင်းနဲ့ခမ်းမတစ်ခုအတွင်ဝင်မိချိန်မှာဟောတန်ရှည်ဆွေးမိတဲ့တစ်ခုနဲ့အတူကြောက်ပြားကြီးတစ်ချက်ကလည်းကျွန်ုပ်ဝင်လာရအပေါက်အပေါ်လေးမျက်နှာချက်ကရုတ်တရက်ကြားရောက်လာပြီးတော့ပိတ်သွားတဲ့အတွက်ရင်ထိတ်ကနေဖြစ်သွားတယ်ခိုင်ခန့်နဲ့ကြောက်သားတကားကြီးကိုလည်းကျွန်ုပ်ဖွင့်ဖို့မတတ်နိုင်ဘူးကြောက်တုံကြီးထိခက်တဲ့နေကြားလိုက်ရပြီးတော့လှိုင်ကောင်းအမောင်ရိတ်တီစီဟာမီးပွင့်လေးထွက်လာပြီးတော့လှိုင်ကောင်းတစ်ခုလုံးမီးထိန်ထိန်လင်းသွားတယ်မီးတုပ်တွေကိုမီးထွန်းလိုက်ခြင်းကြောင့်လည်းအလင်းရောင်တွေဖြစ်ပေါ်လာတာမီးရောင်နဲ့အတူမြင်လာရတဲ့မြင်ကွင်းကိုကြည့်ပြီးတော့ပထမပါဇက်အဟောင်းသာအံ့ဩစိတ်နဲ့ငေးနေမိပြီးမှပြုံးလိုက်မြင်နှစ်ပေခွဲလောက်သာရှိရဲ့လူပူလေးအယောက်30ခန့်ဟာဒါလှန်လေးမြကံမျိုးလေးကျွန်ုပ်ကိုတိုက်ခိုက်ဖို့အသင်ပြင်းနေအောင်လေတွေးလိုက်ရကြောင်းအံ့ဩစိတ်နဲ့ပြုံးမိဟာလူပူလေးတွေကလည်းအရွယ်ရောက်ပြီးသားလူကြီးတွေပါအရက်သာဖို့ပေမဲ့ကိုလုံးကိုတွေကတုတ်ခိုင်သူတွေလူပူလေးတွေမြင်ဘူးပေမဲ့လေအခုလောက်အရက်ပုပြီးတော့များပြတဲ့လူပူလေးကိုတစုတစည်းတနေရာတွေမှာစုပြီးတော့ကျွန်တော်မမြင်ဘူးသူတို့အရက်ပုတဲ့အတွက်ကင်ဆောင်ထားတဲ့လက်နက်တွေကလည်းသူတို့အရက်အရွယ်အစားနဲ့တိုင်းပြီးပြုလုပ်ထားတာတိုက်ခိုက်ဖို့နေရာယူထားဖို့ကလည်းလှိုင်ကောင်းအတွင်ကြောက်တော့အမြင့်နေပေါ်တက်ချိုးကတက်ဟပ်ပြီးနေရာယူထားတာကျွန်ုပ်ကရန်ပြုတ်မဲ့မျက်နှာတွေရှိနေကြတဲ့လူပုလေးတွေကိုကြည့်ပြီးတော့တဏ္ဍမောင်ကိုတင်ပြီးတော့လေပြေးခတ်ဖို့အသင့်ပြင်ထားတယ်ဟိတ်မေသားမင်းတို့ကျုံလူတယောက်ကိုဖမ်းထားကြလားဒါမှမဟုတ်တက်လိုက်ကြလားကျုံရဲ့လူသားတစ်ခုဖြစ်တော့မင်းတို့အားလုံးတယောက်မှကျန်တက်ပြစ်ပေမှတ်တာပါကျွန်ုပ်ကလည်းမမထန်ထန်နဲ့ဟိန်းဟောက်ပြောဆိုတဲ့အတွက်လူပူလေးစူညံစွာပြောဆိုအော်ဟစ်နေသူတို့ပြောတဲ့စကားကနားမလည်တဲ့အတွက်ဘယ်လိုအကြောင်းအရာပြောနေရမသိနိုင်ပြီမလဲကိစ္စတကူအငင်းအခုံလည်းပြုံးနေတယ်လို့လည်းခံမှန်းမိတယ်မိတ်ဆွေကိုစိတ်အနှောက်အယှက်ပေးမိတယ်လို့ဖြစ်တော့တောင်းပန်ပါတယ်ဗမာစကားကိုဝေးပြီးမြင်နားထောက်လို့ရရဲ့လေတန်းနဲ့ပြောလာတဲ့တန်းနဲ့တူလှိုင်ကောင်းတနေရာထွက်လာတဲ့သူတွေကြောင့်လည်းအံ့ဩသွားတယ်လူနှစ်ယောက်ပါအသက်30ဝန်းကျင်အရွယ်ယောက်ျားတစ်ယောက်မိန်းမတစ်ယောက်ယောက်ျားတစ်ယောက်မိန်းမတစ်ယောက်သူတို့နှစ်ယောက်ကတော့တာမန်မြန်မာပြည်သားတွေအရက်အမောင်အတိုင်းပုံမှန်ရှိရင်ကျွန်တော်ကိုစတင်စကားပြောလာတော့လေယောက်ျားသားစပြောတာပါအမျိုးသမီးကလူပူလေးဘက်ကိုလှည့်ပြောလေသူတို့တုံတဲ့ဘာသာစကားနဲ့ပြောလိုက်တော့လူပူလေးတွေညင်သွားတယ်ခင်ဗျားတို့ကဘယ်သူတွေလဲဒီလူပူတွေနဲ့ဘယ်လိုပတ်သက်လဲကျွန်ုပ်စကားကြောင့်နောက်ကရောက်လာတဲ့အမျိုးသမီးနဲ့အမျိုးသားမျက်နှာတင်းမှခတ်ထန်သွားရင်ရှင်အတော်ရိုင်းဆိုင်တဲ့လူတယောက်ပင်ဘာလို့စကားပြောရိုင်းတာလဲဘလို့ကျုပ်စကားပြောရိုင်းနေဟုတ်လားဘာအတွက်စကားပြောရိုင်းရလဲလူတယောက်အားနေချက်ကိုချိုးနေပြီပြောလာရင်စကားဟာသားဆိုတာမျိုးကဟာသားမမြောက်ဘူးစော်ကားရမြောက်တယ်ဗျအခုခင်ဗျားကလူပူးဆိုပြီးတော့ကျုံးလူတွေကိုသုံးလုံးစကားကနေနှိမ်ပြောလိုက်တယ်လို့ပဲသူတို့လည်းလူသားတယောက်ပဲပူတာရှည်တာလွင်လူသားတယောက်ခန္ဓာကိုယ်တိဆောက်ပုံ
အုံတော့ညင်ညံ့သူအားလုံးတူတူပဲကျုံးလူတယောက်ပျောက်နေလို့စိတ်ပူပန်နေရမို့လေစကားပြောကြိုင်းသွားရင်တော့ခွန့်လို့ပါလို့လေခင်ဗျလူတွေကိုစားတော့ခင်ဗျကိုတောင်းပန်ပါတယ်ဒါနဲ့ကျုံးလူပျောက်နေတာခင်ဗျတို့လည်းချက်တော့မဟုတ်ပါဘူးနော်ဟာမဟုတ်ပါဘူးဗျာခင်ဗျလူကိုဖမ်းသွားနတ်ဆိုးမွေကိုကိုးကွယ်သူတွေဖမ်းသွားတာပဲဘယ်လိုနတ်ဆိုးမွေကိုးကွယ်သူဟုတ်လားဒီလူတွေပဲမလေးကျုံမြင်လိုက်ရလိမ့်မယ်အမျိုးသားနဲ့မျိုးသမီးကျွန်တော်နဲ့စကားအပြန်လဲပြောနေချင်းမှာသူတို့ပြောပုံရမဲလုံးလေဖမ်းသွားသူကမွေနဲ့ဖျားကိုးကွယ်သူတွေလို့လည်းမရေမရသိရတယ်ဒီလူတွေကကျုပ်တို့လူတွေကိုဖမ်းပြီးလေမွေစာကျွေးရလူတွေဗျခင်ဗျားလူကိုဖမ်းသွားတယ်အကြောင်းရင်းရှိတယ်အဲ့ဒါနောက်တာခင်ဗျားတို့ဖမ်းထားမုံတော့အဲ့ဒီလူတွေနေရနေအောင်လိုက်ပြပေးပါမယ်ဒါမဲ့ချက်ချင်းသွားမလို့လားခင်ဗျားလူတွေရောမပါဘူးလားကျုံမှာစိတ်ဆန္ဒစိုးကတ်နေရမှုလေဇနီးဖြစ်သူနဲ့အောင်ဖေကိုတော့မေးရော့နေရတခြားလူတွေကြံနေသေးရဲ့သူတို့ဘာခေါ်သွားရလိမ့်မယ်ကောင်းပြီခင်ဗျားလူတွေခေါ်ဖို့ကျုပ်တို့လင်များလိုက်ခဲ့ပြီမယ်လင်များအတွဲဖြစ်မှအခုမှကျွန်တော်သိလိုက်တယ်ယောက်ျားဖြစ်သူကလူပူလေးတွေဘက်ကိုလှည့်ပြောနေသူတို့ဘာသာစကားနဲ့လှမ်းပြောတယ်လူပူလေးတွေကလင်မယားနှစ်ယောက်ထွက်လာရအပေါက်ကထွက်သွားပြီးတော့မရှိမနှောင်းမှမူးချင်းတလူကြေလောင်နဲ့အတန်ကြီးထွက်လာပြီးတော့ကြောက်တကားကြီးကလည်းအပေါ်တရွေ့ရွေ့တက်သွားတော့တယ်လူပူကလေးထွက်သွားကြပြီလေလင်မယားနှစ်ယောက်သာကြံနေရေးခဲ့ဟာကျွန်တော်ကပွေးနေရအပေါက်ကတဆင်အပြင်ကိုထွက်လိုက်တော့ဒီလင်မယားကလည်းနောက်ကလိုက်လာတယ်လူပူလေးနဲ့အခုလင်မယားဘသူဖြစ်တာကိုလည်းကျွန်တော်မမေ့အားသေးဘူးလက်ရှိမဲလုံးအတွက်စိတ်ဒုက္ခရောက်နေတဲ့အတွက်မဲလုံးတက်တီရှင်ရှာရှိနေစေဖို့ကလည်းစူတောင်းနေမိဟာအခုထွက်သွားတာကြာပြီညီမကစိုးရိမ်နေရမဲလုံးကိုမတွေ့ခဲ့ဘူးလားသူတို့ကဘသူတွေလဲကိုမဲလုံးရှာမတွေ့ဘယ်ဟာလူတွေပါလာလဲကိုကြီးဖို့တွေကျွန်ုပ်ပြန်လာတော့စိုးရိမ်တဲ့ကြီးနဲ့စောင်းနေကြတယ်ဇနီးဖြစ်သူနဲ့အောင်ဖေကအတူပါလာတဲ့လင်မြောင်တန်အောင်တော်ကြည့်ပြီးတော့မေးလာတာကျုံနမယာခါဝီသူကတော့ကျုံမိမမီလူခန့်ကျွန်ုပ်တို့ကလင်မယားနဲ့ကိုတွေ့ပုံကစပြီးရှင်းပြမယ်ဖြစ်တော့နာမည်တော်မသိတဲ့အတွက်အခက်တွေ့နေကျုံအခက်ကိုနားလေးဟန်တူရဲ့ခါဝီဆိုတော့ဝင်ရောက်ပြီးတော့သူတို့လင်မယားနဲ့မယားကိုပြောပြလိုက်ကျွန်ုပ်ကလည်းနာမည်တွေကိုပြောပြပြီးတော့အပြန်အလန်မိတ်ဆက်လိုက်တယ်ကြုံလာရတဲ့အကြောင်းရင်းတချို့အတူချုံပြီးပြောပြလိုက်တော့အီဂရီနဲ့အောင်ပင်လည်းမဲလုံးအတွက်စိုးရင်နေကျွန်ုပ်တို့ကလည်းမီးပုံအနေခိတခဏထိုင်ဖြစ်တယ်ကျွန်ုပ်ကရည်နွေးချမ်းထက်ကြိုပြောရင်ခါဝီနဲ့မီးလူခန်းကိုရည်နွေးချမ်းနဲ့အိတ်ခန်းနေဒါနဲ့ပြောပြစမ်းမအောင်မြဒီလူတွေကဘယ်လိုလူမျိုးလဲလူတွေကိုဖန်မြို့လေသူတို့ကိုယ်ွယ်ရဲ့နှက်ပြောင်ဆက်တာကြောင့်အတော်ဆိုးတာပဲဟုတ်တယ်ကိုကိုတင်တလောက်လည်းလူအရှင်တယောက်ဖန်ပြီးတော့သူတို့ကိုယ်ွယ်ရဲ့နှက်ဆိုးမှုကိုရေးပူစောကြတာဒီလောက်ဆူဆူရွာလုံးနေလူတို့မတားကြဘူးလားခါဝီအဲ့လိုဖြစ်နေအောင်ကြားနေပြီလားတနေ့နီးပါးလောက်တော့ရှိနေပြီကိုကိုတင်အရင်ကမွေကိုးကွယ်သူတွေမရှိဘူးပျောက်နေကြတယ်အခုပြန်ပေါ်လာတာအခုနတ်ဆိုးမွေကိုးကွယ်ရအရင်ကလည်းနတ်ဆိုးမွေတကောင်ကိုးကွယ်ခဲ့ဘူးတဲ့တနေ့ခရီးသွားတစ်ဖွဲ့လက်ချက်နေနေသူတို့ကိုးကွယ်ရဲ့နတ်ဆိုးမွေတေးသွားတော့မွေဆိုးပျောက်ကွယ်သွားပြီလို့ထင်ထားမိမယ်နောက်ထပ်မွေဆိုးကြီးတကောင်ထဲရောက်လာပြောတယ်အရင်ကကိုးကွယ်ခဲ့တဲ့ရွာသားတွေကိုလည်းတက်ပြတ်စားတော့ခဲ့ရွာရဲ့နတ်စရာတဆင့်မွေရဆက်သွယ်လာပြောတကယ်လို့ရွာသားတွေတက်ပြတ်မခံချင်းသူ့လူသားအချိန်နဲ့လှစဉ်ရေပူစော်ဖို့ပြောတော်မူလေနှက်ကုတ်ကလေးဟာနတ်ဆိုးမွေကိုးကွယ်ရွာသားတွေကမွေဆိုးကိုထပ်ပြီးကိုးကွယ်လာတယ်အနီးပတ်ဝန်းကျင်တဝိုက်ကရွာတွေလှည့်ပြောလေရေပူစော်မင်းသားကောင်ဖမ်းမျိုးနတ်ဆိုးမွေကိုရေပူစော်ကြတယ်ပထမနတ်ဆိုးမွေဆိုတာဒီလှိုင်ကောင်းထဲမှာခိုးအောင်နေကြတာမဟုတ်လားကိုဖိုးတီပထမမွေကြီးဒီလှိုင်ကောင်းနဲ့ခိုးအောင်နေကြခင်ဗျဘယ်လိုလုပ်သိရလဲခင်ဗျကြီးကဒီနေသားဟုတ်ပုံလေးမရအောင်တီးဆိုအဲ့ဒီမွေဆိုတက်ခဲ့ရဲ့ဖွဲစွာကျုပ်တို့အဖွဲမို့လို့ပါပဲကျွန်ုပ်စကားကြောင့်ခေါဝီနဲ့မီလူကန်လေးများအံ့ဩစွာရှိရင်မွေကြီးကိုလည်းဘလို့နှိမ်နေလိုက်တဲ့အကြောင်းကျွန်ုပ်ကိုလည်းမေးမြန်းလာတဲ့အတွက်ကျွန်ုပ်တို့အဖွဲကြုံရတဲ့အကြောင်းတွေကိုပြန်ပြောပြရင်ကျွန်ုပ်တို့အဖွဲကိုလည်းလူရိုင်းနေဖမ်းဆီးပြီးတော့ရေပူစော်ဖို့ပြုလုပ်ထားတဲ့ချိန်မှာတမနောဆိုတော့သုံးသက်သေးအစိတ်ကိုသုံးမြော်နေသူ့အသက်ကိုစတီးပြီးတော့မွေကြီးကိုတက်ပြတ်လိုက်တဲ့အကြောင်းပြောပြတယ်ဒီမွေကနတ်ဆိုးမွေလာတော့မသိဘူးဒုတ်တာလက်နဲ့တိုးလို့လည်းမပေါက်ဘူးဖြစ်နေတာနောက်ပြီးထူးဆန်းတာသူ့ကိုကိုးကွယ်ရွာသားတွေကိုလည်းမွေရအကာအကွယ်ပေးနေရမှုလည်းအခက်တွေ့နေရတာတချို့ကတော့အဲ့ဒီနတ်ဆိုးမွေရလူသားအဖြစ်တောင်ဖန်ဆင်းနိုင်နေပြောတာပဲဒါနဲ့မွေရပေးမနေရလဲကျုပ်လူရောရင်းပူစော်လိုက်ကြရလားမသိဘူးစိတ်အဲ့လောက်မပူနဲ့ကိုပိုးတင်သူတို့ကလူသားတွေကြိုတင်ပြီးတော့ရှာဖွေထားတဲ့သဘောပါပဲလာကုန်မို့တစ်ပတ်လောက်လိုပါသေးတယ်မွေရဘေးအရွယ်စားမျိုးလောက်ရှိလေဘယ်လောက်ရှိလဲခေါင်းယောက်ျားကြီး2ယောက်ဖက်ဆောင်လောက်တော့ရှိမယ်ကိုပိုးတင်အရှိကတော့25တောင်လောက်ရှိမယ်
စပယ်ကြီးစပယ်အုံမျိုးနဲ့ဝင်မွေရဲ့အမောက်တောင်ပါတယ်ပြောကြတယ်ကျုပ်ကတော့တေးချမမြင်ဘူးသေးတယ်ပြောကြတာရှင်တို့ဘွဲကျမတို့ရောလိုက်ခဲ့ကြပါလိုအပ်တဲ့အကူအညီကျမတို့ပေးပါမယ်ကျုပ်တို့လူစုကလည်းလာဖို့မှာဝင်းစီဆလဲတွေတင်မြို့လဲကာဝီနဲ့မီလူခံလေးများနောက်ကိုလိုက်ပါခဲ့ကျွန်တို့ကလည်းမဲလုံးဖမ်းခံလာရတဲ့အတွက်စိတ်မကောင်းဖြစ်နေတာကျွန်တို့စီနေနဲ့မီလူခံကမိမချင်းမို့လဲလမ်းသွားရင်စကားဖောင်ဖွေတယ်မနက်ပိုင်း3 နာရီခန့်သာရှိသေးရမို့လဲကျွန်တို့မီးထုံမီသွားလာနေမနက်ခင်းရင်ရှိပြီးအလင်းရောင်တန်းတွေရောက်လာချိန်မှာကျွန်တို့ကလည်းတောင်ကြီးမှာရွာငယ်လေးတို့ရောရောက်လာတယ်အိမ်ကြီး340ခန့်ရှိရဲ့ရွာငယ်လေးမှာတစ်တော်အုပ်အလယ်မှာတီးထားတယ်ရွာပတ်လည်ကိုလည်းစေတောင်ခန့်အမြင့်တစ်လုံးခြံစည်းရိုးတွေနဲ့ကထားတယ်ရွာစည်းရိုးတကားကိုလာဖွင့်ပေးသူဟာလူပူ2 ယောက်ပါကျွန်တို့ကလည်းအခုရွာကိုလာချိန်လမ်းမှာဇနီးဖြစ်သူနဲ့အောင်ဖေကိုလည်းအခုသွားမယ်ရွာမှာလူပူကလေးနေတိုင်းနဲ့ရွာဖြစ်အကြောင်းကြိုးပြောထားတယ်လူပူလေးတွေနဲ့ဆိုရင်လောင်ပြောင်ရီမိုးချင်းစားနောက်ချင်းနေမလို့ပုံမှထားတယ်ဇနီးဖြစ်သူနဲ့အောင်ဖေဟာလူပူလေးတွေကြည့်ပြီးအံ့ဩနေရတရွာလုံးကအရွယ်3 ပါလူတွေအရက်က2 ပေခွဲလောက်သာရှိရဲ့အရက်ဖြစ်တယ်ကလေးငယ်လည်းပူပူသေးသေးအိမ်လေးတွေကလည်းတစ်လုံးအိမ်ငယ်လေးတွေပါတရွာလုံးအရက်ပူတယ်ဆိုတော့ကာဝီနဲ့မီလူခံလေးများအရက်ကတာမန်လူတွေအရက်အတိုင်းရှိနေတာသူတို့မှလည်းအခုရွာသားတွေမဟုတ်နိုင်ကြောင်တွေးနေမိရဲ့တရွာလုံးကလည်းကျွန်တို့လူစုကိုဝိုင်းကြည့်နေတာရွာလန်အတိုင်းလျှောက်လာရရင်ထီပုံစံမိုးနဲ့အင်ဘက်လိုတရွက်တွေဝက်ကန်းနဲ့ညှက်ပြီးတော့မိုးတိုင်းအိမ်တလုံးပေါ်ကာဝီတို့လီများတက်ပြီးကျွန်တို့ကအိမ်မော်တက်ဖို့ဖိတ်ခေါ်လာရင်လာပေါ်မှာတဲ့ဝင်းစီဆလွယ်တွေကိုအောက်ချပြီးရဲ့အခါကာဝီကလည်းအတန်ကြဲကြဲလမ်းခေါ်လိုက်တော့လူပိုးယောက်ျား3 4 ယောက်ကကျွန်တို့အနီကိုရောက်လာတယ်လာတွေကိုသူတို့အစာကျွေးပြီးတော့စောက်ရှောက်ထားလိမ့်မယ်သူတို့လည်းပေးလိုက်ကိုကိုတီဒါကျုပ်တို့လေးများနေတဲ့အိမ်ပဲလာအိမ်မော်တက်ခဲ့ကြကျွန်တို့ကလည်းအိမ်မော်တက်ပြီးတော့ထုတ်ဖို့တွေတင့်တော်ရနေရမှာချထားတယ်အေးပိုင်းဒေတာနေသူတွေမို့လေမီးလုံးနဲ့အခန်းကလည်းတည်တံ့ထားတယ်အိမ်တိုင်းခေါက်မိုးမှလည်းမီးဖို့နဲ့ဆက်ဆက်ထားတဲ့ဝဘိုးဝါရှိကိုလည်းအစစ်ဖောက်ထားတဲ့မီးဖို့ခေါင်းတိုင်းရှိရဲ့မီးတောင်ငိမ့်နေပြီဖြစ်တယ်မီးဖို့ကိုလည်းကာဝီကမီးမွေးနေရဲ့မီးတောက်လာခြင်းမီးလူခံကလည်းရေနွေးတအိုးကြိုပြီးတော့အနေငယ်ပူကနေကျွန်တော်တို့လူစုမျက်နှာသေးဖို့ပေးလာတယ်မီးလူခံမနှက်စာချက်ပြုတ်ဖို့ပြင်ဆင်နေရမှုလေပါလာတဲ့ရေကတချို့ထုတ်ပြီးအတူချက်ပြုတ်တယ်ရာသီဥတုကတော့ကိုဖိုးတီတို့အသားကြမယ်မတင်ဘူးရေခဲတောင်ရှိရဲ့အရက်ဆိုလည်းအတော်ကြီးရလीဒါနဲ့တရားအောင်ကြောင်တယောက်အပြန်လေးပြောကြရအောင်ကျုပ်ကိုဖိုးတီရဲ့အကြောင်းစိတ်ဝင်စားတယ်နတ်ဆိုးမူရိုတတ်နိုင်သူအကြောင်းနဲ့ထိုင်ဟာရီဆန်းဆန်းချခဲ့ပူတာလीတက်တဲ့အဖိုးရလူနေကြုံရတော့လေတကယ်ဝမ်းသာတယ်ကျုပ်တို့နေသားတွေရောအခုဒုက္ခပေးနေနတ်ဆိုးမွေကြီးကိုလေကူပြီးတော့နှိမ်နှင်းပေးပါအောင်ဗျာကျွန်တို့တက်ပဲအဖမ်းခံထားရတယ်ရောဒီမွေရလေဘလို့မွေမျိုးဖြစ်နေပါစေရောင်းအောင်တက်ဖို့တော့စူးစမ်းရမှာပဲကာဝီတို့အကြောင်းနဲ့ကျုပ်စိတ်ဝင်စားပါတယ်ကျုပ်ဒီဒေတာရောက်ပြီးတော့နတ်ဆိုးမွေနေကြုံရတဲ့အကြောင်းပြောပြပါမယ်ကျွန်တော်နဲ့ကာဝီရလေရေနွေးချမ်းတောင်းနဲ့မိဖို့ဘေးမှာစကားဝိုင်းဖွင့်နေကျွန်တော်ဇနီးနဲ့မိလူခန့်ကချက်ပြုံးနေဖို့အလုံးရှုံနေအောက်ပြကတော့ဆောင်းကိုခေါင်းဝချုံမျောကျွန်တော်တို့ပြောစကားကိုတိတ်ဆိတ်စွာနားထောင်နေလင်းခိုင်းဆိုရင်လူတယောက်ကျွန်ုပ်တန်ရောက်လာပြီးအဆက်အသွယ်ပြတ်တောက်နေအကိုဖြစ်သူရှာဖွေဖို့အခုနေအောင်ရောက်လာပြီးမွေကြီးနဲ့ဆုံရတဲ့အကြောင်းကိုလည်းကျွန်ုပ်ပြောပြလိုက်တယ်အခုတစ်ချိန်ရောက်လာတဲ့ဇနီးဖြစ်သူမွေးရမြေသွားမှဖြစ်ချောင်းလေးပြောပြတယ်ကျွန်တော်အလဲပြီးရဲ့အခါကာဝီကသူ့အကြောင်းကိုတနေ့ပြောပြတယ်ရာသီယာဆောင်းကုံနှွေရဲ့ကိုနှွေဦးရသည့်ရဲ့အစာမြန်မာပြည်ရဲ့တခြားအရက်တွေမှာတနေ့ကုန်နေပြီမဲ့လေအခုအရက်မှာနေအောင်ကြီးကိုမမြင်အောင်မနေ့10 နာရီရှိနေပြီဖြစ်ပေမယ့်မိုးသားတိမ်လေးတွေကလည်းနေလုံးကြီးကိုဖုံးကွယ်ထားတယ်။လေးများကင်ထားတဲ့လူတစ်ယောက်ကနေငယ်တွေအေးပြောစားတော့အတွင်လှည့်ပက်ပြီးတော့တားကောင်ရှာပွေလျက်ရှိရဲ့သူ့အမေအားခါဝီနင်းဖုံတောင်တန်းကြီးတွေပေါ်မှာပေါက်ရောက်နေတဲ့တစ်ပင်ကြီးတွေတရိတ်ဆန်တွေကလည်းတခြားနေရာဒေသတွေမှာရှာတွေးဖို့မလွယ်ဘူးမရှိရဲ့အပင်တွေရှိရလေမချစ်ဦးကြောင်မြစ်တွေဆိုရင်ဈေးပွဲဝင်ပြီးတော့ဈေးရလုံးကောင်းနေမချစ်ဦးကြောင်မြစ်ကလည်းမြမပြည်တွင်ဈေးကွက်ကိုဝင်နေထက်တစ်ဖက်နေဆက်နိုင်ကတရုတ်တို့ကနေဈေးကောင်းပြေးရကြောင်းဒေသခံကုန်သည်ပွဲစားတွေကလည်းစေရန်ငွေကြိုပေးပြီးတော့လေဝေယူတတ်တယ်ရှားပါကမောတစ်ကောတွေလည်းကဘာရဲ့တခြားနေရာတွေမှာမတွေ့ရတဲ့မျိုးစိတ်စမ်းနေရှိနေရင်မြန်မာပြည်ကိုပီတီရှာတွေတိန်းယူအုပ်ချုပ်စရာလူစွန်စားတစ်ကောမျိုးစိတ်ရှာသူတွေကတဘာဝဘေးအန်ရဲ့အသွဲသွင်းအကဲကိုကြော်ပြက်ပြီးတော့တိခွရှာဖွေရမျိုးစိတ်အသစ်တွေနဲ့သူတို့နာမည်ပေးပြီးတော့သူတို့တန်းပြည်ကိုတင်ပို့တယ်ဥရောပတိုက်သားနာမည်တွေနဲ့မြန်မာတိခွမျိုးစိတ်တွေကိုလည်းကဘာအနက်ပြန့်နှံ့လျက်ရှိရင်တာမွေအိတ်တွေပါတဲ့ကတိုးသားကောက်နေနဲ့
ရှားပါဆာမရီတောင်ရှိရင်တားကောင်းဆိုရင်ဆာမရီလို့ခေါ်တဲ့အမွေတို့တိပတ်နွားရိုင်းကြီးရှိရင်တချို့ကလည်းဆာမရီကိုအတန်တော့ငှက်နဲ့လည်းမှားတတ်တယ်အမေကတော့ဆာမရီကတိပတ်မှာလည်းအိမ်မွေးသတိဆန်ဖြစ်သုံးနှစ်နွားဆာမရီအဟောင်းလိုလည်းခေါ်ဆိုကြတယ်မြေမျက်နှာပြင်ကလည်းပေ16000ကျော်မြင့်တဲ့တိပတ်ဒေသမှာအများဆုံးရှိတယ်လို့တရုတ်အိန္ဒိယရဲ့အမြင့်ပိုင်းအေးပိုင်းတချို့တော့အရက်တွေမှာရှိနေတတ်တယ်ပခုံးမှာတိုင်းရင်တော့အမြင့်ကတော့6ပေကျော်မြင့်ပြီးတော့အလေးချိန်ကတော့ပြင်းပြ1000ကျော်ပါအယောင်ကတော့အနက်ဒါမှမဟုတ်အညိုညိအောင်ရှိအမွေးကနူးညံ့ပြီးတော့လည်းအေးပိုင်းဒေတာသတိစံနေမို့တဘာဝအရာအေးတံကိုကောက်ွယ်ဖို့ဖန်တီးပေးထားတယ်အမွေးရှိလေရှိရဲ့အမေနဲ့ကိုအောက်ပိုင်းအမွေးကအရှိဆုံးဖြစ်ပြောလဲတချို့အကောင်ကြီးဆိုရင်တော့အမွေးရမြေပေါ်ဦးထီကိုနေတတ်တယ်ကိုခန္ဓာကြီးမှပြောလေလေးလက်မဲထင်အတိအမြင်လွယ်လောက်အောင်လဲဆောင်မရပေါ်ပါတော့လက်ပြီးတော့လှုပ်ရှားမှုအင်မတန်နှိမ့်မြန်တွက်လက်တဲ့အကောင်မျိုးပါရေခဲတောင်ဆောင်နေမှာတရိုးတိုင်ရှောချကြသလိုရေစည်းတန်နဲ့မြစ်တွေကိုလည်းဖြတ်ကူးနိုင်တာမြေမမဲဆောက်ပြောလဲတန်းနိုင်ဖို့ကမလွယ်ကူလို့လည်းထင်ရတယ်တောင်ဆောင်တွေကိုလည်းပြေးတက်နိုင်တယ်အဒီအမနှစ်မျိုးလုံးမှာဦးကြိုတွေရှိရင်ရန်လိုတဲ့အကောင်မျိုးမဟုတ်ပေမယ့်မလွဲမရှောင်သာတိုက်ခိုက်ရတဲ့အချိန်မျိုးရောက်ရင်တဟုန်တို့တိုက်ခိုက်တတ်တယ်မိမိကိုထိခိုက်လာတဲ့အသည့်အကြီးပြန်တိုက်ခိုက်တဲ့စာမရီကိုလည်းဖမ်းဆီးပြစ်ခတ်ဖို့ကအလွန်အနေများတဲ့အလုပ်ပါရှေးရခင်ကလေးကတိပတ်တည်းကစာမရီကိုမွေးလာတာပါနို့ထောပတ်ချက်ပြီးအသားကိုစားတောက်တယ်အမွေးကိုကျိုးအထည်ရက်လောက်ကြရင်တရီရောခုံနီကြောက်ဖို့နောက်ပိတ်ဖဏန်းလောက်ကြရင်အမွေးများတဲ့အမီးကိုတော့အနီအောင်ဆိုးပြီးတော့ပွဲလန်းသပင်တွေလှည့်ရမှာတာမီရဲ့အဖြစ်နဲ့အသုံးပြုကြတယ်ဒီရှားပါတဲ့စာမရီကမြန်မာပြည်ရဲ့နှင်းဖုံးတောင်တန်းကက်ချင်ပြည်ဘက်မှာရှိရဲ့တိုင်မဲလေရှားပါရင်ရှေးခင်မြန်မာယဉ်ကျေးမှုတွေမှာစာမရီကိုလည်းအခြေခံသတ်မှတ်တဲ့ယဉ်ကျေးမှုအစဉ်လာတွေကိုလည်းအတင်အရှာတွေ့နိုင်တယ်စာမရီကလည်းမြန်မာယဉ်ကျေးမှုကဏ္ဍမှာလည်းထင်ရှားတဲ့နေရာမှာပါဝင်ပြီးမြင်စင်စင်အပြည့်တော့အိန္ဒိချင်းနိုင်ငံယဉ်ကျေးမှုမှာမြန်မာယဉ်ကျေးမှုကိုလည်းတဆင့်ရောက်ရှိလာတာမြန်မာစာမှာစာမရီမီတော်သားကောင်လှပတင့်တယ်လို့လည်းရေးသားဆက်ဆိုရမှာရှေးကာလတစ်ခုစီကမြန်မာပြည်မှာစာမရီကိုအိမ်မွေးသရိษံအဖြစ်နဲ့အသုံးပြုခဲ့ကြောင်းထင်ရှားတဲ့အမတ်အသားပါရှင်မဟာသီလဝန္တပရိမီတော်ခန်းပြုမှာပမသွေးညီစာမရီဆိုပြီးတော့နှောက်ချီပွားပွားမီးစံလာလျက်တောမထိတ်ခေါင်တရေဆောင်သည်ရွှေရောင်ပြူပြူတာအမျိုးလို့လည်းဆက်ဆိုခဲ့စာမရီသားကောင်ကလည်းဘေးအနေနဲ့ကြုံတွေ့ရခါအမွေးမိကိုတပင်းရင်မှတော့အကျွတ်မခံအသက်ကိုစွန့်မီကာကွယ်တတ်တဲ့တတိတူရှိကြောင်းလည်းဖွင့်နေဆက်ဆိုရင်ပါရမီတော်ခန်းပြုမှာအကျင့်တယောမသွားတော်၍ထော်လော်ကန်လန့်ကျုံတွေညွတ်နိုင်အတွန်းလျှောက်လျှောက်ညီးလီမြောက်အံမြားလောက်မွေတတ်တမြင်ရွက်ကိုစုံမက်ချစ်ဆိုနှမျောနှုတ်၍တာမျိုးတရိษံအားကုန်သွန်လျက်လေလံမူးမော်ရုံးကြည့်တော်လဲထိုရောမိဖျားပြက်ခန်းငှ၍မသွားတဆွေတိုရွေးဝတ်တံအသက်စွန်လျက်ဆိုပြီးဆက်ဆိုထားတာနဝေဒီကြီးရဲ့ပြည်ကြောင်ညိနောင်ဖျားတိုင်ရတုမာလဲရွှေစာမယီမိချီကြော့လန်းပုံဖြစ်သွန်းတို့တွဲဝန်းစံတီလှဟန်ရီနဲ့မွေချီတပင်စုံမတ်ခင်လျက်စံမြင်တက်ကွက်တေမိတက်ကိုစွန်ရက်လီဟဲဆိုပြောလဲရေးသားဆက်ဆိုထားတယ်။စာမရီနဲ့ပတ်သက်ပြီးအကျက်တဝင်ဖော်ပြကြတော့ကာဝေတယောက်အခုတောတက်လာခြင်းစာမရီဖန်စီဖို့စိတ်ကူနဲ့တောတက်လာတာပါ။ကာဝေရရဲစန်းတတိရှိရဲ့လူရွယ်တယောက်ခါတိုင်းစေးပင်စေးဦးကမောတေခွာစားတာတို့ရာသီအလိုက်ရှာသလိုကတူတမင်စားတဲ့တောကောင်တွေလည်းရှာဝေပြစ်ခတ်တတ်တယ်။အခုနှစ်နွေရာသီကမှာကာဝေတမျိုးကျန့်စီစိတ်ကူးနေရဲ့ရွာမုတ်ဆိုးကြီးကောင်းတန်းထက်မှာစာမရီအကြောင်းကြားရဲ့ကကာဝေတယောက်စာမရီနဲ့ပတ်သက်ပြီးတော့စိတ်ကူးရင်ကြည့်မိရဲ့သူတို့ရွာမှာမကနေတဝိုင်းမှာလည်းစာမရီကိုမတွေးမိဘူးအမဲလိုက်သမားတွေတက်ခါတည်းအမဲလိုက်ရမှာစာမရီအသေးရလာတတ်ပေမဲ့အရှင်မွေးထားသူမရှိသေးဘူးကာဝေစိတ်ကူးစာမရီကိုအရှင်မွေးဖို့စိတ်ကူးတာစာမရီအထီးအမတစုံမွေးမယ်လို့လဲတောက်ရမယ်စိုက်ကင်အတွက်လည်းထွန်ရက်ဖို့အသုံးပြုလို့ရတယ်မွေးဖွားလာမဲ့သားပေါက်တွေကိုလည်းထပ်တိုးမွေးပြီးတော့သူရဲ့လုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်နေနေ့ကာလာကြတဲ့အခါစာမရီကောင်ပေါင်းမြောက်များစွာပိုင်ဆိုင်သူဖြစ်လာမယ်လို့လည်းစိတ်ကူးရင်လည်းရှိရဲ့တနေ့မနေ့ပိုင်းမှာစိတ်ကူးကိုလည်းလက်တွေ့အကောင့်ထဲပို့ဖို့အတွက်စာမရီကြက်စားနေထိုင်ရအရက်ကိုခေါင်းဝေးထွက်လာတယ်
သူကလည်းစာမရီအကောင်ငယ်လေးတွေကိုကျင်းနေတုတ်ကိုင်းဆင်ဖန်းစီမယ်ဆိုပြီးတော့ရိတ်ခါလေးတုတ်ကိုင်းဆင်မှုကျိုးရီနဲ့လိုအပ်တာတွေယူဆောင်ပြီးတော့တောတက်လာရင်စာမရီတောင်တက်မြင့်မာရဲ့တောင်တန်းကြီးဖြစ်တယ်စေးဘက်ဝင်အပင်နေရှားပါတိခွခမောရှားပါသားကောင်းနေရှိရဲ့တောင်တန်းကြီးပါဒါပေမဲ့လေစာမရီတောင်တန်းပေါ်ကိုလည်းတော်ယုံနဲ့မတက်ဝတ်မှုတဘာဝဘေးရဲ့နေနေဖြစ်တဲ့အောက်မှာကျောင်းနဲ့ကြီးဖြစ်ပြီးတော့အပေါ်ရံမှာလေနှင်းဖုံနဲ့နေရာတွေနှင်းဝက်ဝွန်ဝင်းပလွေတွေကလည်းတဆောင်းတွင်လို့အစာရည်စာရှားပါမှုတွေအမဲစတင်လိုက်ကြတော့မှမို့အနေများလို့နေခါဝီကလည်းဖြစ်လာသမျှအနေကိုရင်ဆိုင်မဲ့ဆုံးဖြတ်ပြီးတော့စာမရီတောင်တန်းစီကိုလေစာမရီဖန်းစီဖို့ထွက်လာခဲ့တာပါစာမရီတောင်တန်းဟာခါဝီတို့ရွာမင်းဆိုရင်တော့3ရက်ခရီးသွားတဲ့အရက်မှရှိရင်4ရက်မြောက်နေ့မှာခါဝီတယောက်စာမရီတောင်တန်းအတွင်ရောက်ရှိပြီးတော့စာမရီလိုက်ရှာနေစာမရီတောင်တန်းလို့လည်းအမည်တွင်ရတဲ့အကြောင်းကစာမရီကျင်းလေကျက်စားတဲ့အရက်ဖြစ်တာကြောင့်လေတောင်တန်းကိုလည်းစာမရီတောင်တန်းလို့အမည်ပေးထားတာပါတဆောင်တွင်လုံးနှင်းကြီးတွေကန်းကြီးနေတဲ့တေတော်ရီမှာနှင်းငွေတွေအေးပြောပြီးတော့စိမ့်စုလျက်ရှိရင်စီးနေနေအေးပြောပြီးတော့နှင်းကိုတွေဝေလျက်တော့ကလည်းစွတ်ဆူထိုင်းမိုက်စွာရှိရင်ကာဝေးကလည်းအရက်လေးမျက်နှာမျက်စိဖွင့်နောက်ဆိုရင်တော်တွင်လျှောက်လာခဲ့တယ်တိုက်ခိုက်လာတဲ့လေတွေကအေးမြလျက်နှင်းရက်နဲ့ရောတယ်တစ်ပင်ပန်းမှန်နေရက်နဲ့ကိုရှူရှိုက်နေရင်စာမရီတောင်တန်းအတွင်တစ်ပင်မြင့်ကြီးတပင်ရင်ကိုင်းစုံနေရမှာညာအိပ်ဖို့လင်းစင်ထောက်ပြီးတော့တနေကုန်တနေကန်သူတွေးလို့တဲ့စာမရီကိုတပတ်ခံလိုက်ရှာပြီးမင်းရှာမတွေ့တဲ့အတွက်ခါဝေးတရားတက်ကြောနေတဲ့စိတ်တွေအာရော့လာတယ်တခြားသားကောင်းတွေကိုတွေ့ပြီးမင်းသူတွေးလို့တဲ့စာမရီကိုအေးအေးအောင်မတွေ့ဘူးလေရွာပါလာတဲ့ရေခါကလည်းတပြေးပြေးနေလိုက်မို့မနေ့ပြန်တရက်သားရှာမတွေ့ရွာပြန်မှုကောင်းပြီးတွေးထားတာညာပိုင်းလင်းစင်ပေါ်အေးရတာလည်းမလွယ်ဘူးလေအယိုးကွယ်မတက်အေးစိတ်မှုကြောင့်အိမ်မပြောတာများရင်မနေ့ပိုင်းရှင်းထားလောက်မှချက်ပြုတ်စားတော့ပြီးတော့ခါဝီတော်အတွင်းဝင်ခဲ့တယ်မနေ့ပိုင်းကအေးအေးတက်ပူနေတယ်လို့ပဝင်းကြီးကနှင်းမြူဆိုင်နေအောင်မို့လေတရိစံနေစောစောအစာမရှာထွက်ပဲအိတ်ဆက်ဖို့နေရာနေမခွာရှိနေတတ်တယ်အနေငယ်နေမြင့်မှအစာရှာထွက်တာကာဝီတရားတော့အတွင်မှာစန်တဝါသွားလာနေနေသူရှီတော်တွင်လှူရှားတဲ့ကြားလိုက်ရတဲ့အတွက်လေခြေတန်းလုံလုံနဲ့အတန်ကြားရအောင်လေချင်းကက်လာခဲ့တယ်မြင်လာရမြင်ခွင့်ခါဝီတရားရှင်တတေးတိတ်နဲ့ခုံသွားတယ်သူတွေးလိုက်ရတာ3နှစ်သားခန်းရှိမြဖြစ်တယ်စာမရီတကောင်မှာအုပ်စုထဲမှာကွေးထွက်ပြီးလမ်းပြောက်ကျန်နေရလားတကောင်နေလားမဆိုနိုင်ဘူးစာမရီတကောင်ကလည်းသူ့အမွေရှိတွေပေါ်တင်ကျန်နေရဲ့နေဆက်တွေကိုလည်းတကူလုံးလုံးခါပြီးခါလိုက်ပြောလဲခြုံတွေတိပိနေရနေအရွယ်နှူတွေကိုကောင်းမုတ်ခုပြီးတော့စားတောက်လျက်ရှိနေအောင်တွေးလိုက်ရတော့တယ်ခါဝီကလေအောက်ရောက်နေရဲ့ဖြင့်ကြီးမားတဲ့တိပင်ကြီးတပင်ရဲ့ပင်းစီမှာသူကိုယ်လုံးကွယ်ထားတာကြောင့်လေခါဝီကစာမရီကိုမြင်ပြီးတော့လဲစာမရီကခါဝီကိုမမြင်ဘူးခါဝီရဲ့အတွက်အခက်ကြုံနေအကြောင်းအစာမရီကိုအရှင်ဖန်းလို့ရဲ့အတွက်အခက်ကြုံနေရပါအသေးပြစ်ခတ်ဖို့အစိတ်လူများသုံးရင်တော့အဆင်ပြေပြီမင်းအရှင်ဖန်ရမယ်အရေးအတွက်အခက်တွေ့နေကာဝီတယောက်ဘလူးပေပုံပြုလို့ရမယ်စဉ်းစားနေစဉ်မှာစာမရီကအစာဆိုင်နဲ့တရွေ့ရွေ့ထွက်ခွာသွားတယ်ကာဝီကောင်အတွင်အကြံတစ်ခုပေါ်လာတယ်စာမရီကနေရာတစ်ခုစိတ်ချရပြီဆိုရင်လေဒီနေရာအလွယ်တကူစွန့်ခွာသွားလိမ့်မရှိဘူးအခုစာမရီကသူခုအောင်ရနေရာမှာထွက်လာပြီးတော့အစာရှာထွက်လာကြာသေးဟန်မတူစာမရီကညာအိတ်ချိန်ရောက်ရင်သူအိမ်မင်းနေအောင်ချင်းတီပေါက်ပြန်လာမှာကာဝီကလည်းသူ့အတွင်းကိုသူ့သဘောကျဆောင်ပြုံးလိုက်ရင်ထွက်သွားတယ်။စာမရီနောက်ကိုဆက်မလိုက်ပင်နေစာမရီလာရလမ်းကြောင်ကိုခြေရခံလိုက်တယ်။လက်တလောခြေရတွေဖြစ်တာကြောင့်ခြေရကောက်ရောက်တာမခတ်ဘူး။15မိနစ်ခန့်ခြေရခံပြီးလိုက်သွားမှာကြောက်တုံကြီးတတော်အနားမှာခြေရအဆုံးသက်သွားတယ်။ကြောက်တုံကြီးဘေးမှာလည်းလူကြီးလက်ဖွားခံအရွက်ကြီးနဲ့ခြုံပုတ်ကြီးတကူရှိရဲ့။နှဲကြုံပင်မဟုတ်ပင်နဲ့တိချုံအမျိုးအစာဖြစ်ပြီးတော့အောက်ခြေမှာရှင်းနေနေစာမရီကလည်းခြုံအောက်ခြေမှာအိတ်ချင်းဘေဘက်လေမှာလေအကာအကွယ်ရတယ်လို့အပေါ်မှာနှင်းကြတော့လေကောက်ွယ်ပြီးသားမို့အလွန်ကောင်းနေနေရပါခါဝီကလည်းစာမရီအိတ်ဆက်တဲ့ချုံဖို့အနေမှာအသွားလန်းအလာလန်းကိုတိချစွာလေးလာကြည့်ရင်ပြန်တော့ထောင်ချောက်စင်မင်းနေအောင်ရွေးချယ်နေစာမရီရဲ့သွားလာပြုလို့ရလန်းမှာလေတစ်ပြင်းကြီးကြားမှာယောက်ျားကြီးတယောက်ခြေတလုံးနှီးပါခန့်ရှိပြီးတော့စေတောင်ကျော်အမြင့်ရှိရဲ့တစ်ပင်တစ်ပင်ကိုတွေ့တော့တုတ်ကိုင်းလုပ်ဖို့လေဒီအပင်ကိုရွေးချယ်တယ်အပင်ကိုကိုင်းညွတ်ပြောလေအခက်အတက်တွေခုတ်ပြက်ပြီးအဖျားကိုလည်းတင့်တော်ရနေရာခုတ်ပြက်ပြီးတော့တုတ်ကိုင်းစင်မဲကျိုးကိုလည်းအဖျားပိုင်းမှာချီနှောင်းနေကွင်းလျှော်ပြုလုပ်မယ့်နေရာအထက်မှာလက်နက်စင်ခန့်တေသားမောက်တီတက်စင်နေမြေကြီးမှာတတောင်ပတ်လည်ကျင်းတကျင်းတူးပြီးတော့ကျင်းနှက်ခမ်းတောက်မှလည်းမောက်ချင်းနဲ့ချောင်းဆိုင်ပြီးကျိုးကိုဆွဲပြီးတော့
မောက်တီကိုမောက်ချိန်နှစ်ချောင်းနဲ့ဆက်သွဲထားတယ်မောက်ထင်းတက်ငယ်နှစ်ချောင်းနဲ့ကန့်မြော်လဲထိန်းလိုက်တယ်မောက်ထင်းတန်ပေါ်မှာလဲတစ်သားချောင်းလေးကျင်းနဲ့တိုင်းမြော်အညီဖြတ်ပြောလဲမောက်ထင်းအောက်ကိုတန်းပေါ်တင်လိုက်တယ်မောက်ထင်းတန်နှစ်တန်းနဲ့နောက်ဘက်ကျင်းတော်ပေါ်မှာခွာပါတယ်တစ်သားတိုင်းနှစ်တိုင်းကိုလဲစိုက်ပြောဒီအပေါ်မှာတစ်သားတန်းလေးတစ်ချောင်းတင်ထားတဲ့အတွက်တစ်သားတန်းလေးတင်ရမှာတပြေးညီစုပြီးတင်ရတာပါတန်းစီပြီးရဲ့အခါအပေါ်မှာတည့်ရွဲကြောက်တီစီခင်းမြော်မြေသားတွေဖွာပြီးတင်မြော်ခွင်းလျှော်ကျိုးလေဒီအပေါ်မှာဝိုက်ပြီးတင်လိုက်တယ်မြေသားတွေနဲ့ပုံမပြတ်စီဘူးဖုံးအုပ်ပြန်နေနောက်ဆုံးလမ်းနဲ့တသားတဲ့မြေပြင်ဖြစ်အောင်လုပ်ပြောလေထောင်ချောက်ကျင်းနေအောင်ပြုပြင်ထားတယ်အပင်ကြီးတပင်ဟာကြားနေရဲ့အရွက်ဖာဖာနှွဲပင်တပင်ကိုလေတုတ်ကိုင်းကျိုးမှအလိုက်တည်ပတ်ထားလိုက်တော့တုတ်ကိုလည်းကျိုးလို့ထင်စရာမရှိဘူးအရွက်အခက်တွေတိစာတိခတ်တွေကိုတကူးမှမကြံစီဘူးလေကောက်သိမ်းပြီးထောင်ချောက်နဲ့အတော်ဝေးနေရာမှာလွှင့်ပစ်ပြီးတော့စကန်ချထားရနေအောင်ပြန်လာခဲ့တယ်လက်ရသည့်တက်တဲ့သူ့ချောင်းချောက်အတွက်ကာဝီကျင်းနဲ့နေရင်တကယ်လို့ဆောင်းရီမှာအိမ်မဲနေရပြန်လာလို့ရှိရင်လက်တာမမဟုတ်ခြေတော့မှထောင်ချောက်ကျင်းကိုလည်းနင်းမိလိမ့်မယ်နေမိရတဲ့တပြားနဲ့မောက်တီရလည်းမောက်ထင်းတန်းနဲ့ထိန်းထားတဲ့မောက်တီပြုတ်ထွက်ပြီးတော့အပေါ်ကတုတ်ကိုင်းကအရှိန်နဲ့အပေါ်တက်သွားမှာကွင်းလျှော်ကလည်းခြေလက်တစ်ခုကိုမိသွားမှာကျိုးကလည်းသူ့ကိုယ်တိုင်အသေးချာလျှော်ကျိုးနဲ့ခြေထားတဲ့ကျိုးဖြစ်တာကြောင့်အလွန်ခိုင်တဲ့အတွက်တော်ယုံနဲ့တော့မပြတ်တော့နိုင်ဘူးတုတ်ကိုင်းတိုင်လုပ်တဲ့တစ်ပင်ရလည်းတီချားမြေကြီးမှာတူးဆိုင်ထားခြင်းမဟုတ်ပင်တဘာဝအတိုင်းတစ်ပင်ကိုတုံးထားခြင်းကြောင့်ကျိုးထွက်မအောင်တော့စိတ်မပူရဘူးသူ့ရဲ့ထောင်ချောက်ကအစားအစာရာပြေးစုံနဲ့တွေးပြီးတော့ခါဝီကျင်းနဲ့တင်ဆောင်းရီသာပြန်လာပါစေလို့ဆုတောင်းနေဆောင်းရီကိုသာမိလို့ကတော့ဒေါသကြီးရဲ့အကောင်ဖြစ်တာကြောင့်အသေးအလဲရုံးကန်မှတီးကြတယ်မော်လောက်တဲ့အချိန်ရောက်မှလဲကွင်းကျိုးတွေကိုလည်းပြစ်ဖန်းတုပ်ပြီးတော့လဲဖန်စီးချီနှောင်ရမှာအာအင်ရှိနေချိန်မန်တက်နေပြီမင်းသုံးလေးရခန့်အစာမစားရင်တော့အားလျှော့ပြီးမန်လျှော့လာမှာဒီအချိန်ကြမှာပဲနှစ်ဖားကျိုးရအောင်ထိုးပြီးတော့သူ့ကိုတခင်အပြည့်တတ်မှတ်လာစေဖို့လုပ်ရမယ်လို့လေကာဝီတယောက်စိတ်ကူးအတွေ့နဲ့တနေ့ကုန်ရှိနေရညနေ3 နာရီခန့်မှာကာဝီတယောက်ထောင်ချောက်ဆင်ထားတဲ့နေရာကိုရောက်တယ်အချင်းကအနေငယ်စောနေတည်ပြီးမြဲစိတ်လောနေခြင်းရဲ့အတွက်စောပြီးတော့ထွက်လာတာကာဝီကလည်းထောင်ချောက်ကိုလမ်းမြင့်နိုင်တဲ့အကာအဝေးလောက်မှာကြောက်တုံကြီးတတုံးကိုလည်းအကအကွယ်ယူပြီးစောင့်ဆိုင်နေရင်သူစောင့်ဆိုင်နေတဲ့နေရာလေးလေအောက်ကာဝီတယောက်ရင်ကုန်စိတ်လို့ရှာစွာနဲ့ထောင်ချောက်ရှိအောင်လေးမကြခဏကြည့်နေရင်စိတ်လောကြီးနေမှုကြောင့်လေဆောင်းမရီသူ့အိမ်စီယာနေရာကိုပြန်မလာတော့ဘဲနဲ့တခြားနေရာတွေကိုပြောင်းရွှေ့သွားမလားလို့လေတွေးပုနေမိရဲ့၄ နာရီလောက်မှလေရလေတတုံတုံတိုက်ခိုက်လာတယ်စီးနေမှုန်နေရလေလေနဲ့ပါလာတယ်ပြောင်းလဲသွားတဲ့ရာသီဥတုအမှာခါဝေဟာကြံကြံခိုင်အန်တူရင်ရှိနေကာဝေရင်မလည်းတိတ်ကနေခုန်သွားတယ်အကြောင်းကဆောင်းမရီကရာသီဥတုဆိုးဝါးလာခြင်းကြောင့်ကြည်လက်လေးဘက်စုံချအောင်လို့ပြေးလာတာကိုတွေးလိုက်တာကြောင့်မှကောင်းရီထောင်ချောက်လန့်အတိုင်းပြေးလာခြင်းမဟုတ်ပင်တခြားနေရာပြေးလာအတွက်လေတက်ကြွနေတဲ့စိတ်တွေအောက်ဆုံးထိကြောက်ကုန်တယ်လို့ခံစားလိုက်တယ်။ဆောင်းရီကောင်ကပြေးလွှာလာရင်းနဲ့ရုတ်တရက်ကောင်းရီထောင်ချောက်ဆင်ထားတဲ့ဘက်ကိုလှည့်ပြေးလိုက်တော့ရဲ့အတွက်စိတ်ပြက်နေတဲ့ကောင်းရီစိတ်တွေလည်းပြန်လဲတက်ကြွသွားပြန်နေမိပြီကွာမိပြီကောင်းရီစိတ်ကိုမထိန်ချုပ်နိုင်မီဝမ်းသာအာရအော်လိုက်တာဆောင်းရီကောင်ကလည်းသူ့ထောင်ချောက်တက်ပြေးလာနေရှေးလက်ကိုလည်းထောင်ချောက်မိပြီးတော့ကျိုးကွင်မိနေတဲ့လက်ကအပေါ်ကိုမြောက်သွားတယ်။ဆောင်းရီကောင်ကကြောက်လန့်တဲ့ကြားရုံးကန်လျက်ရှိရင်ကျိုးကွင်ရလွတ်စီဖို့လေအားကုန်ဆောင်ရုံးနဲ့နှာတရှူးရှူးနဲ့ရှိနေရခါဝီတယောက်ရင်ခုန်စိတ်လုံးရှာစွာနဲ့ဆောင်းရီလဲပင်ကိုလည်းပြေးဖမ်းမှုကျိုးကွင်ကိုအလိုက်တင်ခွေခိုင်လျက်ဆောင်းရီအနည်းကိုချင်းကပ်လာတယ်။ဆောင်းရီကောင်ကလည်းထောင်ချမိခံနေရနေခါဝီကိုတွေးလိုက်တဲ့အခါမှာပြင်းစွာသောအမျက်ဒေါသထွက်လာဟန်နဲ့တရှိန်တူဆောက်ယုံပြောလေကာဝီရှိဟာပြေးလာပြီးမြင်စိတ်သွားတိုင်းကိုမပါနိုင်မင်းကျိုးကဆောင်းဆွဲရနေရှိကိုတိုးမလာနိုင်မင်းနောက်ကိုလည်းပြန်ဆောင်းဆွဲသလိုဖြစ်သွားတယ်။ဆောင်းရီယာခေါင်းကြီးအောက်ဆိုင်ပြောလေတရှူးရှူးနှာမုတ်လျက်ကာဝီကိုလည်းဝေးဖို့အကျဉ်းချင်းရှိတိုးပြီးမြင်လေနောက်ကိုသာတုတ်ကိုင်းကျိုးတုတ်ဆွဲမှုနဲ့ပြန်ရောက်သွားတတ်တာကာဝီကလည်းတုတ်ကိုင်းကျိုးမမီလောက်တဲ့နေရာမနီးမဝေးမှာကွင်းလျှော်ပြုတ်လောက်ထားတဲ့ကျိုးကိုလေဝေးရမ်းပြီးတော့ပိုင်လောက်တဲ့ထင်းတဲ့အချိန်မှာကျိုးကိုပြေလွတ်လိုက်ပြီမြင်သူ့ရဲ့ပြေးချက်ကဦးကောင်းမစွမိရကြောင်းနောက်တစ်ချိန်ထပ်ပြီးပြစ်လွတ်ဖို့ကြိုးစားနေစမှာဟမ်ဘာအတန်နေလဲမြေရီပြူစင်းလာတယ်လို့အတန်နေကြားလိုက်တာကြောင့်လေကာဝီတယောက်အန်အောစွာနဲ့အတန်လာရနာဆွန့်ကြည့်ရောဒီအတန်ကသူ့ဘက်ကိုဦးတီးလာနေကြောင်းသိခဲ့နင်းအောင်ပြူကြရတော့မဖြစ်နိုင်ဆောင်းရီတောင်ကစီးနင်းနေအရေးပြောသွားတာလေကြားပြီအခုအတန်ကဘလို့အတန်ဖြစ်နိုင်လဲဆိုပြောလေကာဝီတွေးနေချိန်မှာဆောင်းရီကစောက်တီယာမြအားကုန်သုံးယုံကန်နေအလွန်ထိတ်လန့်ကြောက်ရွံ့နေပုံလေးရတယ်ဟာဂျာနီယာရဲ့အတန်က
အလွန်နီးကပ်လာချိန်မှာစာမရီကလည်းကစုံပေါက်ခုန်လိုက်တော့ကျူးကပြတ်တောက်သွားတယ်။အနောက်အဖွဲကလွတ်မြောက်သွားတဲ့စာမရီကကြည်ဦးတဲ့ရထွက်ပြေးသွားတော့တယ်။ကာဝီတယောက်စာမရီကျိုးပြက်ပြီးလွတ်သွားခြင်းအတွက်လေယူကျုံမရဖြစ်သွားတယ်။ရုတ်တရက်ဖြစ်လာတဲ့စိတ်ခံစားမှုကြောင့်ဇွန်အားပြီးတော့လေကြောင်ငင်းနေရမင်းတဝဝတဝမှုကြားရတဲ့အတန်းကသူရှိရောက်လာတော့မြင်လိုက်တဲ့မြင်ကွင်းဆောင်နေ။ဦးအသေးကြီးပြုတ်ထွက်ကုန်နဲ့ထင်မဲ့ရအောင်ထိတ်လန့်သွားမြင်ကာဝီတွေးလိုက်ရတာတော့ယောက်ျားကြီးနှစ်ယောက်ဖက်လောက်ရှိမိဖြစ်တဲ့မွေကြီးတကောင်အနီးကတွေးလိုက်တာကြောင့်မှမွေကြီးကိုလုံးကလည်းအနဲ့ရောင်တဖိဖိတောက်နေမျက်လုံးတွေကယူနေချမ်းတော့ပကံလုံးအရွယ်အစားခံရှိရဲ့ဦးကောင်ထိတ်တက်တယ်မှတထွားကြော်ခန့်အရှိရှိမဲ့အမောက်တစ်ခုလည်းထူးဆန်းသွားပါတယ်မွေကကာဝီကိုတွေးရဲ့အခါခေါင်းကိုအပေါ်ထောင်ပြီးခန္ဓာကိုယ်မက်လိုက်တော့စေတောင်ခန့်အမြင့်ရောက်သွားတယ်တခြားခန္ဓာကိုယ်နဲ့အမီးကလည်းနောက်ကိုရောက်နေရကြောင်းအရှိဘလောက်ရှိမှမမှန်းဆနိုင်မှုရှောက်လေပြူတိလို့နေပါဇက်ကြီးဟားလိုက်ရမှရှီလျာကြီးမှရင်အဆွေကြီးနဲ့ချောင်းတွေ့ရဲ့ကာဝီကြောင်ရွံတုံလုံးစွာပဲစိုးချူရီပြန်နေရဲ့သူ့ဘဝတက်တာမှတီလောက်ကြီးရဲ့မွေမျိုးကတကြိမ်တခါမှလည်းမတွေ့ဘူးရဲ့အတွက်ပါကာဝီတယောက်အသက်ဘေးနဲ့ထိတ်တိုက်ကြုံတွေ့နေရပြီမွေရခေါင်းကိုဖေးညာရမ်းနေကာဝီဘေးကိုရင်းရင်ဘေးကိုလည်းလိုက်ရင်နေဟာညာကိုလိုက်ရင်နဲ့ညာကိုလိုက်ရင်နဲ့ထွက်ပြေးရတဲ့အပေါ်မှာစီးမှုကြိုက်ခဲမအောင်လဲကာဝီယာတီလူမွေကိုကြောက်ခတ်မပြေရဲ့ကိုကာဝီပေချက်နံချက်အခက်ကြုံနေချိန်မှာမထင်မှတ်ထားတဲ့အခြေအနေတစ်ခုပေါ်လာရင်တက်ကြဟေးနတ်ဆိုးမွေကိုအသေးတက်ကြလက်သီးစုပ်ကအရွယ်ကြောက်ခဲလုံးကြီးရာမွေကြီးကောင်းဖို့ကိုလုံးဖို့လည်းအရှိန်နဲ့ကြာဆင်းလာတယ်လို့လန်ဒန်တွေကလည်းအရှိန်နဲ့ပြေးလွင့်ပြီးတော့ကြာဆင်းလာပြီးတော့အော်ဟေညာတန်ပေးတန်နေကြားလိုက်တာလန်ဒန်တွေကလည်းမွေကြီးကိုထိမှန်ပြီးမြင်ခန္ဓာကိုယ်စိုက်ဝင်နေမရှိဘဲနဲ့လွင်းထက်ကုန်တာကဲလုံးတွေကလည်းအဆက်မပြတ်ဇက်တိုက်ကြဆင်းလာကြောင်းမွေရနောက်ကိုကောင်းပြန်လှည့်ပြီးဒီနေရာကနေထွက်ခွာသွားတော့တယ်။ကောက်ရမွေကြီးကိုကဲလုံးထိမှန်ချိန်မှာကြောက်တုံးနေလန်တန်နေသူ့ထံကိုထိမှဆိုးရကြောင်းနေဘေးဘက်ကတစ်ပင်အကွယ်ကိုလည်းအကွယ်ပြုတ်ထားတယ်။မွေကြီးထွက်ခွာသွားချိန်မှာပုံကွယ်ရနေမရေတရေထွက်လာဝန်းတော့တာကံကောင်းထောက်မလို့ပေါ့ကဲတင်ရှင်နေနဲ့စုံနာကြောင်းနေအချမ်းသာရခြင်းမှာသူ့အသက်ကိုကယ်လိုက်တဲ့လူအုပ်စုကိုအလွန်ကျေးဇူးတင်ပြီးတော့ကျေးဇူးတင်စကားပြောဖို့ဘေးပြီးဝဲရအောင်လေလိုက်ကြည့်နေမိရင်တယောက်ကိုတယောက်လှမ်းခေါ်တဲ့အော်ရဲ့စကားပြောတဲ့အနေနဲ့တူကောင်းရီရှိရာဘက်ကိုလေလူတစုရှောက်လာတယ်အရက်အလွန်အမျိုးသမီးတယောက်ကလည်းယောက်ျားသားတွေရှိမှဦးဆောင်ပြီးရှောက်လာတာကိုကောင်းရီတွေ့ရင်အမျိုးသားအရက်ကခေါင်းကလည်းအမျိုးသမီးခါလောက်သာရှိရာအမျိုးသမီးဦးဆောင်တဲ့လူအုပ်စုနီးကပ်လာတဲ့အခါမှာကောင်းရီအထင်မှားသွားကြောင်းသိလိုက်တယ်အကြောင်းကအမျိုးသမီးကအရက်ရှိခြင်းမဟုတ်ပဲနဲ့ယောက်ျားသားတွေအရက်ပူခြင်းဖြစ်ကြောင်းသိလိုက်တာကောက်ဝီဘဝတက်တာမှာအရက်အလွန်ပူသူတွေကိုတစုတစည်းရဲ့အခုမှတွေ့ပူတာကျုပ်အသက်ကိုလည်းကယ်ပြီးလို့ကြီးစီးတင်ပါတယ်ခင်ဗျားတို့သာမကယ်တော့ကျုပ်အခုလောက်ဆိုတော့မွေးစားဖြစ်နေတော့ပါပြီရှင့်ကိုတကူးတက်ကကယ်လိုက်တာတော့မဟုတ်ဘူးအခုမွေကိုကျမတို့တတ်ဖို့လိုက်ရှာနေရမဟုတ်ရင်ကျမတို့ဒေသလူတွေအားလုံးမျိုးတုံးသွားလိမ့်မယ်ဒီမွေကြီးကအတော်ထူးဆန်းတာပဲကျုပ်တွေ့ဘူးသမျှမွေရဲတော့အကြီးဆုံးပဲခေါင်းကလည်းအမောက်ပါသေးဟုတ်တယ်ဒီမွေရလည်းအရင်ကတည်းကမွေကိုကွဲ့တဲ့လူမျိုးစုကိုကွဲ့ထားကြတာနတ်ဆိုးမွေတကောင်ပဲဒီမွေအတွက်တလားတစ်ချိန်လူသားတယောက်စီကိုလည်းအရှင်လက်ရေးပူဇော်ကြတယ်ဗျာဒီလိုဆိုရင်ဒီမွေကအတော်အနေများနေပြီပေါ့တော်တရိษံတွေအတွက်ရောလူသားတွေအတွက်ရောအနေရရှိနေပြီအမြဲဆုံးနှိမ်နှင်းဖို့လိုနေပြီကျမတို့ကဒီမွေကြီးဒီနေမှာစားပြီးပေါ်လာခဲ့ရလေတောက်လျှောက်လိုက်ရှာစုံစမ်းပြီးတပ်ဖို့ကြိုးစားနေဟာဒါမဲ့ရှင်တွေးရဲ့အတိုင်းပဲမွေကြီးရဲ့ခန္ဓာကိုယ်အရေးပြောင်းတို့ဒါလက်နဲ့တွေတိုးလို့မပေါက်ဘူးဖြစ်နေတာခင်ဗျားတို့နဲ့လိုက်ပြီးကျုပ်လည်းမွေကြီးကိုတတ်ဖို့ကူညီပြစီကျုပ်လိုမွေကြီးကြောင့်တခြားလူတွေပေးတုတ်ကကျုံမှလည်းစိုးလို့ပါအခုအသက်ရှင်နေရလေခင်ဗျားတို့ပေးရဲ့အသက်ပါပဲအခုလိုရှင်တန်ခွင့်ရအတွက်လူသားတွေအတွက်အကျိုးရှိရဲ့အလုပ်ဖြစ်လှုပ်သွားဖို့လည်းဆုံးဖြတ်လိုက်ပါပြီကောက်ဝီစကားကြောင့်လည်းမိန်းကလေးကခဏငြိမ်သွားပြီးတော့လူပူလေးဘက်ကိုလင်းပြီးကောက်ဝီကိုလည်းအဖွင့်သားအဖြစ်လက်ခံမခံမိမြန်ကြည့်နေရလူတချို့ကလွယ်ပြီးတော့တခြားသူတွေအားလွယ်လက်ခံကြိုးဆိုတယ်ကောက်ဝီကိုတစ္ဆာရေးတက်ပြီးတော့အပွဲအသားအဖြစ်လက်ခံပြီးတော့လေသူတို့ရွာကိုခေါ်သွားကြတယ်တရွာလုံးကလည်းလူပူရွာဖြစ်တဲ့အတွက်အန်အော်စွာတွေးလိုက်ရတယ်တရွာလုံးနဲ့ကောက်ဝီကိုလည်းအပြန်အလှန်မိတ်ဆက်စီပုံမှန်လူအရက်အတိုင်းရှိနေမိန်းကလေးအများမီလူခန်းဆိုပြီးတော့ကောက်ဝီတိလိုက်တယ်ကောက်ဝီကရွာမကြခဏထွက်လာပြီးတော့လေလူဝက်စွာနေထိုင်ကြတဲ့လူပုမျိုးနွယ်စုနဲ့ပူပေါင်းပြီးတော့မွေနဲ့စူကြီးကိုလိုက်ရှာပြီးတိုက်ခိုက်ဖို့ကြိုးစားတယ်။မွေကြီးနဲ့တိုက်ခိုက်သမျှတိုင်းလည်းသူတို့ဟာသာရှုံးတာများတယ်။ဒါလက်နက်ကလည်းမွေကြီးကိုထိခိုက်အောင်မလုပ်နိုင်ဘူး
ကာဝီမွေကြီးနဲ့ရင်ဆိုင်ရစဉ်ဖြစ်ခဲ့တဲ့ကြောက်ခဲလုံးကလည်းကြီးမားတဲ့လောက်လေးလုံးကြီးကိုမြေပြင်မှာစိုက်ပြီးတော့ကဲလုံးကြီးထည့်ပြီးပြစ်ခတ်တာကာဝီကလည်းရီးစားမရှိလူပြိုမီလူခံကလည်းရှစ်သူမရှိအပြိုရုပ်ရည်ယူဘကလည်းအတော်အသိကြီးကောင်းကြသူတွေဖြစ်တော့နှစ်ယောက်သာချစ်သူရီးစားပေါ်အိမ်အောင်ရှင်မောကိုကူပြောင်းလိုက်တယ်မီလူခံအကြောင်းဖော်ပြရင်တော့မီလူခံကတာမန်အရက်အတိုင်းရှိနေရလူပူလေးမျိုးနွယ်စုမဟုတ်တာကြောင့်မှတကူနွေနောင်းကာလရဲ့နေခင်းမိုင်းချိန်မှာလူပူကလေးကိုးကွယ်တဲ့နတ်စင်အနီးမှာကလေးငိုတန်ထွက်ပေါ်လာတယ်လမ်းသွားလမ်းလာလူပူလေးသွားကြည့်ကြတော့စောင်းနေပတ်တာတဲ့တနည်းနီးပါအရွယ်ကလေးတယောက်ငိုနေအောင်တွေ့ရတယ်ကလေးကိုယူပြီးတော့ရွာလူကြီးထံသွားအပ်ကြတော့ရွာလူကြီးလေးမရလေကလေးမရတတ်ကလေးမရှိသူရင်မို့လဲစိုက်ဆိုင်မြက်မြက်သူတို့ထံရောက်လာတဲ့ဘယ်ဟာမှမသိရဲ့ကလေးငယ်ကိုလည်းမွေးစားလိုက်တယ်ကလေးငယ်ကမိန်းကလေးဖြစ်ပြီးတော့မီလူခန့်ဆိုပြီးအမည်ပေးထားတာမီလူခန့်ညံရည်ထက်မြက်တဲ့ပြင်တိုက်ခိုက်ရေးပညာရက်အမဲလိုက်ခြင်းပညာရက်တို့လည်းယောက်ျားသားတွေအလားစွမ်းဆောင်နိုင်သူတို့ဘာသာစကားအပြင်တခြားတိုင်းရင်းသားတွေရဲ့ဘာသာစကားနဲ့ဗမာစကားတို့လည်းတက်ကျွမ်းသူတွေထံမွေးစားဖခင်လူပုလေးကအတင်ယိုစေမီလူခန့်ဖခင်လူပုလေးမှာကြီးမားတဲ့အနာဂတ်အစီအစဉ်တစ်ခုရှိရဲ့သူတို့မျိုးနဲ့ဆိုတာလည်းတာမန်ထက်အရက်ပူနေအောင်တခြားလူမျိုးစုတွေလောင်ပြောင်မှုကိုခံရတယ်အရက်ပူနေရဲ့အတွက်လည်းလူစင်မမီတူကြတဲ့တတဝါတွေပါမှလောင်ပြောင်ခံရတဲ့အတွက်လေသူတို့လူပုမျိုးနဲ့ဆိုတာလိုဝဲစွာနေထိုင်ပြီးတော့တခြားလူမျိုးတွေနဲ့လည်းအဆက်အသွယ်မလုပ်တော့ဘူးမီလူခန့်ကလည်းညံရည်ထက်မြက်ပြီးတော့လူပုမျိုးနွယ်မဟုတ်ပေမယ့်လူပုတို့မျိုးနွယ်နဲ့မချမနာတသားတွေရှိနေပုံနဲ့သူအိုမေးမဆန်ဖြစ်ချိန်မှာသူတို့မျိုးနွယ်စုကိုဦးဆောင်နေပြီးတော့သူတို့လူပုတွေကိုလည်းအထင်အမြင်သေးသူတွေကိုမီလူခန့်ဦးဆောင်ပြီးဂုံယူလောက်စရာကိစ္စရက်တွေဆောင်ရွက်ပြီးတော့သူတို့လူပုလေးဂုံုံလေးမြစ်တင်မယ်လို့စိတ်ကူးထားတယ်။မွေးစားဖခင်ကြီးကိုလွန်သွားချိန်မှာမီလူခန့်ကဖခင်ဆန္ဒအရာခေါင်းဆောင်ဖြစ်လာတယ်။မွေဆိုးတရင်ကြတဲ့အခါမှာဖခင်မှာကြကြရသူတို့မျိုးနွယ်ခုံတက်စီကိုနတ်ဆိုးမွေတွေကိုလည်းတတ်ဖို့ကြိုးစားနေရင်ကင်းသမားအဖြစ်လွတ်ထားတဲ့လူပုလေးတယောက်ကသူတို့နေတွင်လူစိမ်းရောက်နေကြောင်းနတ်ဆိုးမွေတကောင်နေသွားတယ်ဆိုရဲ့ကြောက်ကူမှာညာရီစခန်းချနေပြောပြီးလိုက်လာကြတော့တနက်တန်တစ်ချက်ကြားလိုက်ရပြီးတော့တတိလင်းနေရတူတဲ့လူတယောက်ကိုထမ်းပြေးသွားကြတဲ့လူတစုကိုတွေ့ပြီးနောက်ကလိုက်ပြေးပြီးမြဲမျက်ခြေပြတ်သွားတယ်။ခါဝီတို့လင်မယားလှိုင်းကိုအတွင်သူတို့ပြုလုပ်ထားတဲ့လိုဝဲစခန်းပြန်လာရမှာတနက်ကင်ထားပြီးတော့အတော်သားထွက်လူတယောက်ကိုလည်းတွေ့ရတယ်။လူပူလေးတွေကပမာစကားမပြောတတ်တဲ့အတွက်ပြတ်သားနာအခြေအနေကတင်းမာနေချိန်မှာကာဝီတို့လင်မယားရောက်လာကြတာကာဝီကလူပူလေးမျိုးနွယ်စုအကြောင်းပြောပြလာတယ်။မီလူခံကိုချစ်လို့သူနဲ့အတူနေဖို့ရွေးချယ်လိုက်တာပေါ့ဟုတ်လားကာဝီကျွန်တော်စကားကြောင့်လည်းကာဝီဇနီးဖြစ်သူမျက်နှာကိုလှမ်းကြည့်ပြီးပြုံးနေအသက်တခင်ကျေးဇူးရှင်လေးဖြစ်တကယ်ချစ်ရသူလည်းဖြစ်ပြန်တော့ကျုပ်အသက်ကျုပ်ပေါ်မီလူခံစီအပ်လိုက်တာကျုပ်ကမီလူခံကိုကျုပ်အသက်ထပ်ပို့ချစ်တာကိုပုရိယကာဝီလူရှိမှရှက်စရာကရှောက်ပြောနေကျုပ်မိန်မှရှက်နေပြီဆက်ပြောလို့မဖြစ်တော့သူရှက်တာကတမျိုးဗျအနားမှာတွေ့ရနေကောက်ပြစ်ထားတာအခုသူ့လက်ထဲမှာကင်ထားတာလေပေါက်လိုက်မလွယ်ဘူးအသားချောက်တွေခုံးနေမိလူခံကကာဝီကိုလည်းမျက်စောင်းလှမ်းထွေးနေဒါနဲ့ရွေဟန်ပြီးတော့ကျွန်တော်တို့ပြုံးလိုက်မိရင်ထမင်းဟင်းနေကြတဲ့အခါမှာကျွန်တော်တို့လူစုစားတော့လိုက်တယ်ကိုဖိုးတီမိမပြောပုံရတော့ကိုဖိုးတီကအနေများရဲ့ခီးချက်နေသွားလာနေသူတယောက်ဆိုအတွေးကြုံဆုံးပြီးတော့မှာပေါ့ကျုံမိမတခုတော့တော်တယ်မိလူခံရသူ့ယောက်ျားမတော်ပြီးမဲ့လူရှိသူရှိဆိုနေရန်သူပေါင်း100လောက်ကိုလေခေါင်းပြတ်တက်လာစစ်သူကြီးလို့ပြောတာတော့အရန်တော်တယ်ကျုပ်တို့ထမင်းစားပြီးလို့ရင်နွေးချမ်းတောင်းနေချိန်မှာမိလူခံပြောလာတဲ့ဇက်ကကျွန်တော်ဇကားကြောင့်လည်းဇနီးဖြစ်သူမျက်ဆောင်ထိုးလာတယ်။နေပေါင်းလို့သွားနေသူဆိုလေအပြောအဟော်လေကောင်းရုပ်ကလည်းခံကြတော့ကောင်မလေးလည်းဝိုင်းနေမို့လားကိုဘူးတီမဝိုင်းရပါဘူးကောင်းရဲ့ဒီမိမလေးတယောက်တောင်ချင်းမွားနိုင်ဖြစ်နေတာတခြားတယောက်ကိုချစ်စရာအချစ်မရှိတော့ပါဘူးမယုံချင်မိမေယုံပေးလိုက်ပါမယ်ဗျာမိမဖြစ်သူစိတ်ချမ်းသာအောင်တော့အတော်ပြောတတ်တယ်လူပဲပညာရည်သင်ထားလိုက်ရမယ်စကားပြောရတော့ကောင်းပါရင်ကောင်းဝင်ဒါမဲ့ကျုပ်လူတယောက်အဖမ်းခံထားရတဲ့တော့စိတ်မချမ်းသာဘူးဗျာအပူကတ်တာမဟုတ်ဘင်းနေနှက်ဆိုးမှုပဲမှရှိရလေကျုပ်လူပဲမှရှိရလေတစ်ချက်လောက်သာပြပေးပါနှက်ဆိုးမှုနေရလေတောင်ကြီးတောင်နဲ့လှိုင်ကောင်းတစ်ခုတည်းနေရကိုကိုတင်မွေနေတဲ့လှိုင်ကောင်းနဲ့ဝင်သွားသူမှတည်းများလည်းပြန်ထွက်မလာနိုင်ဘူးကျုပ်တို့ကလည်းဝင်မှုစူးစမ်းကြည့်ဖို့ပဲမိလူတွေကလည်းအတီးအခိုက်အသေးအပြောင်းနဲ့ပြန်ဆုတ်လာရတယ်လှိုင်ကောင်းနဲ့ကျွမ်းကျင်မှုမရှိလျော်လေတစ်ဖက်သက်ခံရတာပေါ့ဒါဆိုဖန်သွားတဲ့ကျုပ်ရဲ့လူကိုရောပယ်မများထားလေကောင်းကြီးသူတို့ကရေးပူစော်ပဲလုပ်တော့မှဖန်ထားတဲ့လူတွေကလူကိုလည်းရေးပူစော်တာဖန်ထားသူတွေတော့ကောင်းကောင်းကျွေးမွေးထားတယ်တကယ်လို့မွေးနဲ့ဆိုးကိုလည်းကိုးကွယ်သူတွေအနေနဲ့
တခြားနေရာလူဖမ်းလို့မရရင်တော့ဘယ်လိုလုပ်ကြလဲကြားရတော့တခြားလူတွေဖမ်းခေါ်လို့မရရင်တော့မဲနိုင်ပြီးမဲကြတော့လေရေသားကောင်အဖြစ်နဲ့ကျွေးလိုက်တယ်လို့တော့သိရတယ်ကိုဘိုးဒီနတ်ဆိုးမွေကိုကွဲ့သူတွေရဲ့ရွာငကိုနေရာမှာပဲလားကျုပ်အရင်ကတစ်ခါရောက်ခဲ့ဘူးရဲ့နေရာတော့မမှတ်မိတော့နေရာပြောင်းသွားရဲ့ကိုဘိုးဒီသူတို့လည်းဒီနေသားတွေကရန်သူအဖြစ်သတ်မှတ်ထားတယ်လှုပ်ဝက်ပြီးနေကြတယ်ကောင်းပြီကောင်းဝင်ကျုပ်ကလည်းတကူလောက်ကိုကြီးရွာရှိရဲ့နေရာကိုတစ်ချက်လောက်ပြပြီးကျုပ်တို့ကျုပ်ရအောင်လည်းသွားကြရလိမ့်မယ်မလွယ်ဘူးနော်ကိုဘိုးဒီရွာသားတွေတည်သွားလို့အချက်ပြနေနတ်ဆိုးမွေကချက်ချင်းရောက်လာလိမ့်မယ်ဘယ်တက်နိုင်မှာမလဲဗျာကျုပ်လိုကျုပ်ကပြစ်ထားလို့မရတာကျုပ်အသက်ရှင်နေသမျှကာလာပတ်လုံးသူ့ကိုရအောင်ကင်မင်းဘယ်လိုအန်ဒီမျိုးပဲကြုံပါစေဒီအတိုင်းတော့ကျုပ်လိုမျှော်လင့်ချက်မဲ့အတိမခံနိုင်ဘူးခေါင်းဆောင်ကောင်တယောက်ရဲ့စိတ်တက်ပါပဲဗျာလေးစားပါတယ်ဒီလိုလုပ်ကြရင်မကောင်းဘူးလားဗျာကျုံနဲ့ကိုဖိုးတီကနတ်ဆိုးမွေလာရင်လမ်းမှာစောင့်ကြမယ်တခြားသူတွေကရွာဝင်စီးပြီးတော့ကိုဖိုးတီလူနဲ့တခြားအကျဉ်းသားတွေကိုကယ်လိမ့်မယ်ဘယ်လိုသဘောရလဲခင်ဗျားအခုလိုကုန်ကြီးကကျေးဇူးတင်ပါတယ်ဒါမဲ့ကျုံနဲ့လိုက်ပြီးမွေစုကိုစောင့်မယ်ဆိုတော့ရွာဝင်စီးမယ်အဖွဲ့ကိုဘယ်သူဥဆောင်မှာလဲကျုံမိန်မှာမီလူခန့်ကအစားကလေးကဒီလူတွေရဲ့ခေါင်းဆောင်နေကျုပ်ကသာသူ့နောက်လိုက်လင်မယားပြီမင်းလေသူကယာတူးကြည့်ရဲ့ဗျအစီအစဉ်ကတော့အချိန်ကြီးအရာအပြောင်းလဲလုပ်ကြပါဗျာတောဖို့ပဲစီစဉ်မှာတော့ခေါဝီကမီလူခန့်ကိုခေါ်ပြီးအိမ်အပြင်ထွက်သွားတယ်တစ်သားတုံးမောင်းလည်းခေါဝီခောက်ပြီးမကြမီလူပူလေးဟာအိမ်ရှိကိုစုယုံရောက်လာရင်လူပူလေးရေစုံလောက်ပြီးရှိရဲ့အချိန်မှာခေါဝီနဲ့မီလူခန့်လေးများလည်းကျွန်ုပ်တို့သူတို့အနီးခေါ်ပြီးတော့ကျွန်ုပ်လည်းရောင်တောင်ပေါင်တောင်နဲ့သူတို့အနီးမှာသွားရက်တယ်မီလူခန့်လေးတန်းကိုမြင့်မျောလဲစကားပြောတယ်သူတို့မျိုးနယ်ပြောစကားတွေကိုလည်းကျွန်ုပ်ကနားမလဲအတွက်ဘလို့စကားပြောနေမှမသိဘူးလူပူလေးကကျွန်ုပ်ကိုဝိုင်းကြည့်ပြီးတော့တရားတစ်ပေါက်အော်ဟစ်တယ်သူတို့မျက်ဝန်းတွေကအထင်ကြီးလေးစားမှုတွေပြေးနေအမျက်လုံးနေမှကျွန်ုပ်ကလည်းရေးစားမိရင်ကျွန်တော်အကြောင်းဘာပြောနေအောင်လည်းမသိပေမယ့်အထင်ကြီးလေးစားအောင်ပြောစကားမှန်တော့သိကြတယ်မီလူကန်စကားကိုနှီးကုန်းချုပ်ပြီးတော့လက်သီးလက်မောင်းတန်းပြီးအော်လိုက်ချိန်မှာလူပူလေးကလည်းတခဲနဲ့တန့်မြိုင်ဟစ်ကြွေးလိုက်ကြတယ်ကျွန်ုပ်တို့လူစီကနတ်ဆိုးမွေရှိတာအရက်ကိုထွက်ခွာဖို့ပြင်ဆင်နေကျွန်တော်ကလိုအပ်တဲ့ပစ္စည်းတချို့လည်းကျိုးပိုးအိတ်အတွင်းထည့်ပြီးတော့အောင်ပြီးကိုတူမီတက်နဲ့ရမ်းအိတ်ကိုအပ်လိုက်တယ်အကိုညီမလေးလိုက်ခဲ့မှာနော်ဟာဘာလို့လိုက်မှာလဲညီမရင်ဒီမှာနေကြံရစ်ပြီးတော့အကိုတို့ကိုစောင့်နေလေမဲလုံးကိုခေါ်ပြီးမကြခင်ပြန်လာခဲ့မယ်မလိုက်ပါနဲ့မကြီးရဲ့မကြီးရဲ့အတွက်အန်နေများတယ်သူ့အသက်ကိုအသက်လူနေချိန်မှာမာယူကိုပြေးရွာကောက်ွယ်ပေးနိုင်မှာမဟုတ်ဘူးကိုယောက်ျားအနေနဲ့ကြုံနေဟာမမြင်မသိရဆိုရင်လည်းတမျိုးပေါ့တီလေတီမြင်လဲမြင်နေဟာဘလို့စိတ်နဲ့နေကြရမှာလဲကြံနေခဲ့ရင်စိတ်ပူပြီးအရင်သေးလိမ့်မယ်မလိုက်ပါနဲ့မိမရာကြံနေခဲ့ပါနော်အကိုကိုချင်းလေအကိုစကားတော့နားထောင်ပေးပါမရဘူးကိုအခုတစ်ချိန်တော့စကားနားမထောင်နိုင်ဘူးစကားနားမထောင်တာမချစ်လို့မဟုတ်ဘူးချစ်လို့စိုးရင်လို့ပဲအေးမှာကွာပြောမြန်လေလိုက်ခဲ့ပါတော့အေဂရီလိုက်မယ်ဆိုလို့ကျွန်ုပ်တားတယ်လို့အောင်ဖေးလဲဝင်တားဒါမဲ့အေဂရီကလိုက်မယ်ဆုံးဖြတ်ထားဖို့နဲ့ကျွန်ုပ်တားလို့မရအောင်ခါတိုင်းကျွန်ုပ်စကားနားထောင်ပြီးမြင်အခုနားမထောင်မရှိရင်သူ့တားမရမှန်းသိလို့လက်လျှော့ပြောလေလိုက်ခွင့်ပြုတော့မှအေဂရီမျက်နှာပြုံးရွှင်သွားတယ်လားနှကောင်အနာပေးပြီးတကောင်ယူလာပြီးတော့လေအေဂရီကိုစီးစီပြီးရှီကနေကျွန်ုပ်ကဇက်ကျူဆွဲပေးပြီးတော့သွားတယ်လူပူလေးအယောက်20ခန့်ကိုဦးဆောင်ပြီးတော့ခါဝီနဲ့မီလူခန့်ရှေ့ရသွားနေပလားတောင်တောင်လူပူလေး9ယောက်ကတရေပြားနဲ့အဝါပိတ်ထားတဲ့ညီစင်အိုးငယ်9လုံးလည်းထမ်းပြီးသွားနေဟာညီစင်အိုးအတွင်းမှာဘလို့အရာရှိကြောင်ခါဝီကိုမေးကြည့်တော့ညီစင်အိုးအတွင်းမှာမီလောင်လွယ်တဲ့တစ်စီຫນွယ်စီစုပေါင်းထားကြောင်သိရတယ်တခြားလူပူလေးရလည်းလေးများဒါလှန်နေတရေပြားရှိကြီးရေခွေထမ်းနေခါဝီပြောပြချက်အရအမြင့်ပိုင်းမှာနေရာယူပြီးတော့ခွာပါတဲ့တစ်ပင်ကိုခုတ်ပြီးတော့တရေပြားတက်ပြီးလောက်လေးကြီးလှုပ်ပြီးပြေကြမှာဖြစ်ကြောင်သိရတယ်နေစမ်းမအောင်ခမတို့အစီမံနေပြင်ဆင်ထားပုံနေဒီလောက်ကောင်းတာအစားကလေးကနှက်ဆိုးမွေကိုခဲ့သူတို့တိုင်ရနေအောင်မတိုက်ကြဘူးလားဒီကောင်တွေကိုထင်မတွက်ပါဘူးဗျာအခုကမွေကြီးရောက်လာခင်အားလုံးတေကုန်မှကြောက်လို့လေလူစုံတက်စုံမတိုက်ဝန်းခဲ့ကြတာဒီတခါကြတော့ရောဘလို့စိတ်ပြောင်းသွားလဲမွေကြီးကိုမကြောက်တော့ဘူးလားမကြောက်တဲ့အပြင်ရွာသားတွေစိတ်အားတက်ကြွနေကိုဖို့တင်ဘာများသူတို့လည်းစိတ်တက်ကြွစေရလေခမကြောင့်လေခမဟာပထမတခါမွေကြီးတက်သူအဖွဲတွေပါခဲ့တာပဲအခုမွေလဲခမကိုတွေ့ရင်ကြောက်တော့ကြောက်မှာဗျအခုနတ်ဆိုးမရလဲပထမကိုဖိုးတီတို့တက်ခဲ့မွေနဲ့တကူးကူဆက်ဆက်နေမယ်ဆိုရင်ကိုဖိုးတီကိုမြင်တာနဲ့သူလဲကြောက်စိတ်တော့ဝင်မိတင်နေဘာလို့လဲဆိုတော့မွေရတေးသွားရင်နောက်ဆုံးချိန်မှာသူ့ကိုတက်ခဲ့တဲ့လူရဲ့ရုပ်ကမျက်လုံးနဲ့ပေါ်နေတတ်တယ်ကြားဘူးရဲ့နတ်ဆိုးမွေသာပထမမွေမျက်လုံးကိုမတော်ထဆာကြည့်ခဲ့မိရင်တော့ခမကိုကျင်းသိမှာပဲတိတ်တော်လေကျုပ်ဘောထင်မကြီးပါနဲ့ဗျာပထမမွေကြီးတီကိုကျုပ်လူတယောက်အသက်ပေးခဲ့တာ
ကျုပ်အစွမ်းကြောင့်မဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ်ကျုပ်တို့ကတော့အခုတိုက်မယ်ပွဲကိုလေပွဲသိမ်းတိုက်ပွဲအဖြစ်နဲ့တတ်မှတ်ထားလိုက်ပြီးအရှုံးနိုင်ကွဲပြောင်းတိုက်တော်မယ်။မွေရီကတည်တဲ့အထိကိုမျက်လုံးမှာသူ့ကိုတတ်သွားသူရဲ့ပုံရိပ်ထင်ဟပ်နေရဲဆိုတဲ့စကားအမှန်ဖြစ်ကြောင်းလူကြီးသူမကြီးပြောပြလို့ကြားဖို့ရဲ့မွေမျက်လုံးကဓာတ်ပုံဖလင်ကွက်ကလေးပဲအကွာပေါင်းများစွာရှိနေပြီးတေးချိန်နောက်ဆုံးမြင်ခွင့်ဟာဓာတ်ပုံရိုက်ထားသလိုအချိန်အတော်ကြာမျက်လုံးအတွင်းမှာရှိနေတတ်တယ်။တော်ရရီမှာမွေကိုတတ်ပြီးတော့ခေါင်းကိုဖြတ်ပြီးမြေမြုပ်တတ်တယ်။လမ်းသွားလမ်းလာတွေမွေအဆွေကိုခလုတ်တိုက်မြင်တော့အစိတ်တင်းနိုင်သလိုမွေကိုတတ်သူရဲ့ရုပ်ကိုတခြားမွေဟာမွေသေးမျက်လုံးမှာတွေ့သွားတော့မျက်လုံးအတွင်းမှာသူ့ရုပ်ကိုလည်းသူတို့ရန်သူအဖြစ်နဲ့သတ်မှတ်သွားပြီးတော့ဒီလိုနဲ့ကြုံနေပေါက်သက်တတ်တာလေးကြားဘူးရဲ့မွေထီမွေမအောင်တတ်ပြီးကြံနေတကောင်ကကလစားချီတာဆိုရင်တော့ဖြစ်နိုင်ဘွားနဲ့ဘလို့ပဲဖြစ်ပါစေမွေကောင်းကိုမြုပ်လိုက်ကြတဲ့အန်ရဲ့ကင်းဆုံးပဲကျွန်တော်တို့ကလည်းတနေ့ကုန်ခရီးဆက်ကြပြီးတော့ညရောက်တဲ့အခါတစ်တော်အတွင်းအဆင်ပြေတယ်လို့အိတ်ဆက်တယ်ညပိုင်းအေးပြီမဲ့လည်းမီးမမွေးတယ်လို့စကားလေးကြဲကြဲမပြောတားထားတယ်နတ်ဆိုးမွေကိုကွဲ့သူတို့ရွာအနီးနောက်တနေ့ကုန်သွားပြောလေညောင်မောင်ကြီးပြိုးစားရအောင်မယ်လို့လည်းသိရတယ်ရန်သူနဲ့အလန်းဝေးပြီမဲ့လည်းကြိုတင်ပြင်ဆင်တဲ့အနေနဲ့မီးမမွေးခြင်းမှာညနက်လာလေးအေးပိုလာလေးကာရီရိုးလေးများနဲ့လူဖို့လေးကနေကန်သားတွေမို့လဲအေးတန်နဲ့အသားကြနေတာခဏရရှိပြီမဲ့ကျွန်တော်တို့သုံးယောက်ကတော့အေးတန်ကိုလူးလိခံစားရင်ကျွန်တော်ကလည်းစောင့်တက်ထဲချုံမျောအေဂရီနွေးစီကိုရင်ခွင်နဲ့ထည့်ပတ်ထားတယ်အောင်ပြတော့အိမ်နေလားအနီကိုတိုးကပ်ပြီးတော့လားကိုလုံးကိုလည်းသူ့နောက်ကျောကပ်ပြီးစောင်းကိုခေါင်းမီချုံပြီးရှိနေတာကျန်အေးနေညတညအောင်လည်းကြော်ဖြက်လွန်မြောက်ပြီးရဲ့အခါမနဲ့စောစောအချိန်မှာချက်ပြုတ်ဖို့ပြင်ဆင်နေပဝင်းချင်းတဝိုက်ကလည်းနှင်းကိုတွေဝေးလျက်အဝေးကိုမမြင်နိုင်အောင်ကျွန်တော်တို့လူစိုးကလည်းသွားလိုက်လာလိုက်နဲ့တနေ့ကုန်ခီးဆက်ပြီးတော့ညနေဆောင်အချိန်မှာတောင်ကုန်းတစ်ခုကိုရောက်လာတယ်။နတ်ဆိုးမွေကိုးကွယ်ကြသူတွေရှိတော့မကြမီရောက်တော့မှဖြည့်ချောင်ပြောလာတယ်။အလင်းပြောက်ပြီးအမောင်ကကြီးနှင်းဝင်ရောက်လာရင်အမောင်အတွင်မီးမတွန်းမင်းနဲ့ဆက်လျှောက်လာတော့တောင်ကဘာတစ်ခုထိပ်မှလေခါဝီမီလူခန်းနဲ့လူပူလေးတွေရက်လိုက်တယ်။နတ်ဆိုးမွေကိုးကွယ်သူတွေရွာပြည့်ချောင်လေခါဝီညှိုပြရာကြီးလိုက်ရောက်မီးအောင်နေလင်းထိန်နေတဲ့ရွာတွေရောတောင်ကြီးအောက်ဘက်မှာတွေ့လိုက်ရတယ်။ကာဝီနေမီလူခန်းကလေကွာကြီးပြည့်မဲ့သူ6ယောက်ရွေးချယ်ပြီးတော့ရွာကိုတရိကန်ပဝိုင်းမိနေရယူစေရဲ့လေကွာကြီးတက်လက်မှာလူ2ယောက်စီထားတယ်ဒီသူတွေကလည်းသူတို့တတ်မှတ်ထားတဲ့နေရာမှာလမ်းအခုတ်လာတဲ့ကွာပါတဲ့တစ်ပင်ကိုမြေမှာစားပြီးတရီကျိုးတွေတက်စင်မျိုးလေးပြက်ခတ်မဲ့ခဲလုံးတွေစုဆောင်းနေရင်အားလုံးတက်နိုင်သမျှအတန်ကြဲကြဲမထွက်အောင်တတိထားနေရင်တောင်ကပန်းကိုမြားသမားအဖွဲ့စီမျိုးမြားပြစ်ဖို့လေအသိနေရာယူထားတယ်တေစီအိုရီဘေးမှာတက်ပြီးလေလောင်စာကိုတေစီတုပ်လျက်မြားထိတ်မှာတက်ပြီးအချက်ပေးရနေမီးရှို့ပစ်ခတ်ကြတယ်ကျွန်ုပ်ဇနီးကိုလည်းမြပြည့်မဲ့နေရာမှာထည့်ထားပြီးမြမိလူခံတဲ့တခြားသူတွေကရွာနေနေနိုင်သမျှနေအောင်တိုးကန်နေရယူထားတယ်ရွာအိမ်ငယ်30လောက်သာရှိတော်မူနေကျွန်ုပ်တို့လူစုကအစားအစာအရာအသာစီးဖြစ်နေဒါပေမဲ့လည်းရှော့တွက်လို့မရအောင်သူတို့ဘက်မှာနှက်ဆိုးမှုရှိတဲ့အတွက်အခြေအနေကတိုက်စစ်မှာခန်းစစ်ပြောင်းလဲသွားနိုင်တယ်ကျွန်တော်အောင်ပင်နဲ့ခါဝီကိုလည်းနှက်ဆိုးမှုရှိရာလှိုင်ကိုအနီးသွားဆောင်ကြည့်ဖို့ဖြစ်တယ်ညီမအစားအစာအရာတတိထားနော်တကယ်လို့အခြေအနေမကောင်းခင်တော့လွတ်အောင်သာပြေးပါကျွန်ုပ်တို့နှက်ဆိုးမွေလှိုင်ကူရှိရာသွားမိတဲ့အချိန်မှာအေဂရီအတွက်စိုးရင်စကားစိုးနေမိရဲ့အခုအလောကအန်ရများရင်နှက်ဆိုးမွေကိုတားရမှာလေဂီယူဆိုင်ပါကိုအားလုံးလည်းပြီးခင်းကြဖို့ဆူတောင်းနေပါမယ်မီလူခံတဲ့ခါဝေးရလေအပြန်အလှန်ဂီယူဆိုင်ဖို့ပြောတယ်အေဂရီကကျွန်ုပ်နဲ့အောင်ဖေးအပေါ်စိုးရင်နေရတူရင်ကျွန်ုပ်ကသာတိုက်ပွဲအတွေ့အကြုံနဲ့အေဂရီအတွက်စိုးရင်စိတ်ပိုးတယ်ကျွန်ုပ်တို့ကနှုတ်ဆက်စကားဆိုပြီးရဲ့အခါကာဝီဦးဆောင်အောင်နားလိုက်ခဲ့တယ်ကာဝီကကြီးမာတဲ့ဒူးလေးနဲ့မြားကြီးတောက်ကိုကြောမှလွယ်ပြောလဲမီးလောင်လွယ်တဲ့တစ်စီအိုတလုံးကိုပခုံးမှတင်ထမ်းပြီးတော့ခြေရသွားတယ်။တေတော်အတွင်းမှာ2နာရီနီးပါးခန့်ကိုစန်တဝါရှောက်ပြီးချိန်မှာရှေ့မှာသွားနေကာဝီရက်လိုက်တယ်။ရှေ့မှာတောင်ရှိရဲ့တောင်အောက်ခြေကလှိုင်ကူပေါက်ကလည်းနှက်ဆိုးမွေရဲ့နေရပဲ။ကာဝီကကျွန်တော်တို့ကိုလေတန်လေးနဲ့ပြောလာတာလေနှက်ဆိုးမွေနေရဲဆိုတဲ့နေရာကိုလည်းမှောင်မဲနေရမို့ကျွန်တော်တို့မမြင်အောင်ကျွန်တော်တို့ကလည်းနှစ်ဖူးစီတမီကိုအစင်တစ်တက်ပြီးလိုအပ်တာနဲ့မိဖွင့်နေ3ယောက်သာတနေရာမှာစုပြီးညီသက်စွာရှိနေစဉ်မှာကာဝီယာတစ်စေးထည့်ထားတဲ့စင်ကိုအဖုံးကိုဖွင့်ပြီးတော့မြားတဲ့ထိတ်တီမှလည်းတုတ်တယ်တစ်သားချောင်းတစ်ချောင်းမှလည်းအဝေးဆုပ်ပတ်ပြီးတော့တစ်စေးရီတုံလင်းချင်းကိုအတန်မထွက်အောင်ပြုလုပ်တယ်အောင်ပြားအိတ်အတွင်ရန်မုတ်တွေကိုလည်းစိတ်ကြိုနဲ့ချိန်တွေယူပြီးတော့လည်းတနက်အတွင်အမောင်နဲ့ထင်နေကျွန်ုပ်ကလည်းတနက်ကိုမောင်းနေပြီးတော့ကြုံကြုံကြီးခလုတ်ပိတ်ထားလိုက်တယ်အမောင်အတွင်ငိန်သက်စွာရှိနေအောင်မို့လဲသွေးနေတောင်ခဲကုန်ပြီလားမှတ်နေရတယ်အေးတက်ကတိုးပြီးအေးစိမ့်လာတယ်တေပင်တေးရွက်တွေကိုဖျက်တိုက်သွားပြီးတော့တေးရွက်လှုပ်ခတ်တန်ကြီးကြားနေရတယ်ကျွန်တော်ကမူရီအကြောင်းနဲ့ဆက်ဆက်ပြီးတွေးနေမိရင်
ကချင်ပြည်နယ်တနေရာမှာလမ်းပေါက်စဉ်ကတောင်ကြီးတတောင်မိုင်းခွဲဖောက်တော့မွေတကောင်ရင်ခန္ဓာကိုယ်အစိတ်အပိုင်းတွေပြတ်ထွက်ကုန်နေဆိုတာမွေဘလောက်ကြီးရဲဆိုရင်တော့ခန္ဓာကိုယ်အပိုင်းစားတကူက10ဘိန်းကတစည်းနဲ့တင်ရတယ်ဒီမွေမျိုးတက်ရှိတင်ရှာရင်ဆိုင်ရရင်မလွယ်ဘူးစင်တကောင်လုံးအောင်မြို့နိုင်တဲ့အရွယ်စာဖြစ်လောက်တယ်စပက်ကြီးမြို့နဲ့ဝင်မှုတွေကအကောင်ကြီးဆိုရင်ညှို့ကျိုးမပြတ်သမျှတက်ဖြတ်ဖို့မလွယ်ဘူးကျွန်ုပ်တခါတွေ့ဘူးတဲ့ဖြစ်ကလည်းကာလာသားတစုဟာယောက်ျားကြီးတယောက်ခြေတလုံးခန့်ရှိမွေတကောင်အရှင်ဖန်မျိုးလည်းဓာတ်နဲ့ခန္ဓာကိုယ်လီးနေတော့အသားပြန်ဆက်သွားတာကိုလည်းလက်တွေ့မြင်ဘူးတယ်အခုလိုနှိချို့မွေကြီးရေးဆိုရင်တော့ပို့လို့တော့တက်ဖြတ်ဖို့ကခက်လိမ့်မယ်အဓိကအားဖြင့်ချက်အထံညှို့ကျိုးကိုလည်းပြက်အောင်ပြစ်ခတ်ပြီးမှမွေကိုတိုက်ရတယ်လို့လည်းတွေးနေရမွေကြီးညှို့ငင်မှလည်းတတိထားမှာတကယ်လို့မွေညှို့ခင်ရင်ဦးကောင်းကထိုင်းမိုင်းမြော်နေဘယ်လိုနေအောင်သွားတာဖြစ်စီအရက်လေးမျက်နှာမှာလည်းမွေကိုတွေ့နေရမွေညှို့ခံထားမှန်းသိရင်တော့ကြောက်လန့်စိတ်နဲ့ပြေးလွှားနေခြင်းတဲ့မြေပြင်မှာစီ3တန်ဝိုင်းထားပြီးတော့တောပိုင်းတောင်ပိုင်းနေတဲ့မိမိအတွက်အခုနေအောင်ခဏတာများအသုံးပြုလို့ကြောင့်မိမိပိုင်မြေနေအောင်လဲဘလို့အကောင်းမှမဝင်ရောက်ဖို့တောပိုင်းတောင်ပိုင်းနေအောင်အခုအညီပေးဖို့တောင်းဆိုပြီးတော့ရက်နေမွေညှို့ခြင်းဆက်ကွင်းဟာကွင်းလွတ်နိုင်နေမွေကဆက်ညှို့နေနဲ့စီးအပြင်မထွက်တာပိုကောင်းနေတကယ်လို့စီးအပြင်ထွက်မြင်တော့ပြန်အညှို့ခံရနိုင်နေတိုက်ပွဲဖြစ်နေကြပြီမကြခင်မွေကြီးထွက်လာတော့မယ်တတိထားကြကျွန်တော်အတွေးစားရကျေလောင်စွာထွက်ပေါ်လာတဲ့တုံးမောက်ခောက်တန်းကြောင့်အတွေးစားတွေပြတ်သွားတယ်ကာဝီယာတူတူတတိပေးလာတယ်နတ်ဆိုးကိုကွဲ့သူတွေရွာပန်းစီမှာတုံးမောက်ခောက်တန်းလူတွေလည်းအော်ဟစ်တန်နေစူးညံ့နေရဲ့မီးအောင်နေလင်းနေအောင်လှမ်းမြင်ရတယ်အိမ်မှာမီးလောင်နေပြီဖြစ်ကြောင်တွေးလိုက်မိရဲ့ကျွန်တော်တို့ကလည်းနတ်ဆိုးမှုတွေလှုပ်ရှားတန်အောင်နားဆွကြည့်ပြီးမြလှုပ်ရှားတန်မကြောက်အခြေအနေငြိမ်သက်တာကလည်းစိတ်မသက်သာစီရနတ်ဆိုးမှုတွေထွက်မလာဘဲနဲ့တခြားနေရာရွာဘက်ကိုလှည့်ထွက်ပြီးတော့ရွာဘက်ကိုထွက်သွားပြီလားတွေးပြီးလေစိတ်ပူနေမိရဲ့တိုက်ခိုက်နေတဲ့လေကလည်းရုတ်တရက်လေချောင်းပြောင်းလဲသွားတယ်လေချောင်းပြောင်းလဲခြင်းနဲ့တော့ကျွန်တော်နှာခေါင်းအတွင်းမှာညှီဆူဆူရနဲ့တကူရလိုက်တော့စိတ်အတွင်ထိတ်ကနေဖြစ်သွားပြောလေအလေးအကျဉ်ရနေပြီဖြစ်တဲ့အုံနောက်စိတ်စော်မှုနဲ့နှစ်ဖူးစီတက်မီးကိုဖွင့်လိုက်တယ်မီးအောင်အောက်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လေအန်အော်ထိတ်လန့်စိတ်နဲ့3ယောက်သာပါဇက်အဟောင်းသာဖြစ်ကုန်နေမွေကြီးတကောင်ကမြေပြင်မှာလေတွားသွားနေကျွန်တော်တို့အနီကိုအတန်မကြောင်းကိုချီးကက်လာနေရရင်တွေးချမ်းပကံလုံးအရွယ်အစားမျက်လုံးနှလုံးကတမီးအောင်မှာနေရဲတောက်ပစွာရှိနေအစားပထမကျွန်တော်တို့ကလေတင်အရက်မှရှိနေရကြောင်းနေမွေရကျွန်တော်တို့အနံ့ကိုကြိုးရထားပြီးတော့တိတ်ဆိတ်စွာချင်းကက်လာတာရုတ်တရက်လေချောင်းပြောင်းလဲသွားမှုကြောင့်သာမွေအနံ့ကိုကျွန်တော်ရလိုက်တာလေချောင်းသာမပြောင်းလဲလို့ကတော့ပါနှက်တဲ့မွေကြီးလက်ချက်နဲ့အားလုံးသေးကုန်မှာကျွန်တော်ကလည်းတန်းနဲ့ဦးကောင်းကိုချိန်ရွေပြစ်ခက်လိုက်တယ်လို့အောင်ဖေတူမီတန်းနဲ့တန်းကာဝီမြာပြစ်တန်ဇက်တိုက်ထွက်ပေါ်လာတယ်အားလုံးကောက်ွယ်ယူထားကြ၏ကျွန်ုပ်တို့ပြေခံမှုနဲ့အတူနတ်ဆိုးမွေကြီးရလဲလူနေအောင်ဖက်စာသူရဲ့ကိုယ်လုံးကြီးကိုလှုပ်ရမ်းလိုက်တော့တစ်ပင်တစ်ကိုင်းနေကျိုးပြက်ထွက်ကုန်တယ်လို့တစ်ပင်ငယ်တွေကျိုးအမိပိုင်ရိုက်ခိုက်မှုကြောင့်နဲ့ထပ်ပိုင်းကျိုးကုန်တာလူသာထိခိုက်မိလို့ကတော့တက်ချက်တဲ့အသက်ပြောက်သွားနိုင်တယ်ကျွန်ုပ်ကလည်းတခြားသူတွေကိုလည်းအော်ဟစ်တတိပင်နဲ့ကိုယ်တိုင်လည်းကြောက်တုံကြီးတတုံနောက်ွယ်ပြီးတော့တနက်တစ်ချက်ပြစ်တိုင်းမောင်းတစ်ချက်ထပ်တင်ပြီးတော့လည်းအဆမ်းမပြတ်ပြစ်ခတ်တယ်အောင်ပြရလေတူမီကိုလည်းရမ်းထည့်ပြီးပြစ်လိုက်ရမ်းထည့်လိုက်ရှိနေတာမွေရရှိကိုတိုးမလာနိုင်မင်းနဲ့နောက်မီပိုင်ကြီးရမ်းခါနေတာမွေကြီးနောက်မီပိုင်ဘေးနှစ်ဖက်မှာတေးပင်းနေရလဲထောင်လက်မောင်းထောင်ကျိုးကြည့်ကုန်နေခါဝီရလည်းမြားမလောင်စာတက်ပြီးတော့မီးရှို့ပြီးအဆက်မပြတ်ပြစ်ခတ်တယ်မြားတန်တွေကမွေရဲခန္ဓာကိုဒိုးမပေါနိုင်မဲ့အောက်ကိုသာပြုတ်ကြတယ်သူထွင်ထားတဲ့မီးတုပ်ကြောင့်သာပဝင်းကျင်တော်ဝိုင်းတင့်တင့်နဲ့အလင်းရောင်ရနေတာကျွန်တော်ကမွေကြီးဦးကောင်းပိုင်ကိုလည်းအဆက်မပြတ်ဦးတီပြေးခတ်နေတာရှေကိုတိုးလာလိုက်တနက်ပြေးချက်ကြောင့်လည်းနောက်ဆုတ်သွားလိုက်ရှိတာကျွန်တော်တို့ကိုယ်တိုင်လည်းနောက်ဆုတ်ရင်းနဲ့တေးပင်းတပင်းမှာနောက်တပင်းကိုလှီမြန်စွာနဲ့ကူးပြောင်းပြီးတော့အကာအကွယ်ပြုနေရတယ်။မွေကြီးကောင်းပိုင်မှာသူရဲ့ယူစည်းကြနေအောင်တွေ့ရဲ့။အသားတွေကလည်းတနက်ထိချိန်ဟက်တက်ကွဲပြီးတော့သူရဲ့ကိုစီးလာပြီးမြတန်ရလင်တခဏအတွင်းအသားပြန်စီသွားတယ်။ကျွန်ုပ်ပြစ်ချက်အောင်ပြီးပြစ်ချက်တွေကြောင့်တန်ရရပြီးသူရဲ့စီးကြနေအောင်မွေရဒေါ်သားမန်ဟုံနဲ့ပြင်းစွာဖြစ်ပုံရတယ်။ပြေးပြီမွေကြီးနောက်ဆုတ်ပြေးပြီအမြဲလိုက်အောင်ကိုကြီးဖို့တွေတခါတည်းလက်ဆက်သက်ရှင်းလိုက်အောင်စုမလိုက်ကြနဲ့အနေရှိရင်လှည့်ပြီးပြန်တိုက်လာနိုင်တယ်။မွေရခဏကိုလေးနောက်လှည့်ပြေးရကြောင်းကာဝီနဲ့အောင်ဖေးအတင်းလိုက်မယ်ဟန်ပြနေချိန်တကယ်လှည့်မပြေးဘဲနဲ့ပရီးရဲ့စင်တိုက်ခိုက်မှာဆိုလို့လေကျွန်တော်ကတားလိုက်တာမွေဆိုကြီးကနောက်ကိုလည်းလှည့်ပြေးနေအောင်လှုပ်ရှားတန်ကြားနေရတယ်။ကျွန်တော်တို့အနီကိုးကြောင်ခိုးဝဲချင်းကက်လာစရာဘလို့အတန်ဦးမှမကြားခဲ့ဘူး။ကျွန်တော်တို့လူစီကမွေကြီးနောက်ကနေမျက်ကြည့်မပြတ်လိုက်လာကြရင်တ
တောင်ကြီးတတောင်ရဲ့အောက်ကြီးကူပေါက်အတွင်မွေကြီးဝင်သွားတော့တွေ့တယ်ဆက်လိုက်မလို့လားကိုပိုတင်အနေအရင်များရနော်ဒီလိုအနေများတဲ့မွေမိတ်စာကိုဆက်ထားနော်လူတွေဆက်ပြီးတည်ကြည်ကြအောင်ပါပဲဒီတော့အပြည့်ရှင်မှာဖြစ်လိမ့်မယ်ဟုတ်တော့ဟုတ်ပါနဲ့ဒီမွေမိတ်စာကြောင့်လည်းတည်သွားသူတွေကမနေတော့ဒီမွေသေးမှဖြစ်မှာတတိတော်ထားရမယ်ကိုပိုတင်ဒီကူရဲဝင်ပြီးတော့ပြန်ထွက်လာနိုင်သူမရှိသေးဘူးကျုပ်တို့ပထမဆုံးအသက်ရှင်ပြီးတော့ပြန်ထွက်လာနိုင်မယ့်လူတွေလို့လည်းသဘောထားကြပြီလာအထဲဝင်ကြမယ်ကျွန်တော်ကမွေကြီးဝင်သွားရလှိုင်ကူပေါက်ဝမှာတက်စင်အတွင်းကိုဝင်ရောက်လာတယ်အတွင်းမှာစွတ်ဆူထိုင်းပန်းပြီးတော့လေအပုံနဲ့နေရနေတာအယိုးတွေကလည်းဟိုနေရာဒီနေရာပြန်ကျင်းလျက်ရှိတယ်ကျွန်တော်ကတနက်ကိုအသိပြင်ပြီးတော့တရွေ့ရွေ့ရှိရအောင်ဥဆောင်ဝင်ရှိတယ်အတွင်းပိုင်းတနေရာရောက်လှိုင်ကူလန်เจ้าကလည်းဖိညာနှစ်ဖက်ခွေးထွက်သွားတွေ့ရင်မွေကြီးကလည်းဘလူလမ်းမောက်သွားတယ်မဆိုနိုင်ဘူးလမ်းတစ်ခုလုံးကလည်းအဝင်အထက်ပြုတ်လှုပ်ထားတဲ့လက္ခဏာတွေတွေ့ရင်ကောက်ဝင်းမင်းနဲ့အောင်ပြညာဘက်လမ်းကြောင်းအတိုင်းဝင်တတိမပြက်လေးထားကြကျုပ်ကဖေဘက်အပေါက်ထဲဝင်မယ်တယောက်တည်းဖြစ်မလားကိုဘူးဒီအဆင်ပြေပါမလားအဆင်ပြေပါတယ်ကောက်ဝင်းအကြောင်းတက်စုံတရားရှိရင်လေအောင်ဖေလေးပေါနေရပြီတနက်ပြစ်ဖောက်လိုက်ကျုပ်အရောက်လာခဲ့မယ်၃ယောက်လုံးအပေါက်တစ်ခုစီကိုလည်းစုဝင်ကြရင်မကောင်းလားလိုင်ကောင်းတစ်ပေါက်မတွေ့ရင်နောက်တစ်ပေါက်ရှာကြပါပေါ့လိုင်ကောင်းနေရလေဘယ်လောက်ရှိမှန်းဖေးမအဆုံးတတ်မယ်လည်းမသိတော့လူခွဲဝင်တာအကောင်းဆုံးပဲမွေကိုတွေ့ရင်ချက်ချင်းအတိပေးကြမယ်ကောက်ဝီနဲ့အောင်မရညာဘက်လိုင်ကောင်းလမ်းကိုဝင်သွားတယ်ကျွန်တော်ကတော့ဖေးဘက်လိုင်ကောင်းအတွင်ကိုဝင်ရောက်လာတယ်နေပေါအောင်စားထားတဲ့လူအယိုးတရိษံအယိုးတွေကိုလမ်းတက်လျှောက်တွင်းနေရတယ်အပုံနဲ့ကလည်းမခံမရနိုင်အောင်ရလာတယ်ကေကြပါအောင်ကေကြပါအောင်ကြားလိုက်ရတဲ့အကူကြီးတောင်းတဲ့တကူကြောင့်လေရင်နဲ့ထိတ်ကနေဖြစ်ပြီးတော့ရှင်းကိုလည်းခက်တက်ပြေးလွှားပြီးသွားကြည့်လိုက်တော့ဆေးဘီဘက်လေးကျဲလိုင်ကောင်းတဲ့နေရာမှာအဝင်းမဲကိုလုံးတီးနေလူတယောက်ကသွေးအလိမ်လိမ်ကန့်ညှိပြီးတော့အယိုးတွေတောင်ပုံနဲ့တခုလိုစူးနေတဲ့နေရာမှာလဲနေတာအသားနက်နက်ဖလားတောင်တောင်ကရုံးပြောင်ပြောင်နေလူဟာလူထွားကြီးတယောက်အရက်ကတော့6ပေကျော်ခန်းလောက်မြင့်မယ်ဒီလူကလည်းကျွန်တော်ဝင်လာတဲ့အခါမီးရအောင်လက်ပြန်နဲ့ကိုယ်ကထားတယ်ကျုပ်ကိုကဲပါအောင်ဗျာရွာသားကြီးကျုပ်ကိုဖမ်းပြီးမွေးစားကြွေးထားခဲ့လို့ပါမွေရောမတွေ့ဘူးလားဘယ်ရောက်သွားလဲခင်ဗျားရောတရားထွက်မပြေဘူးလားမွေကြီးအပြင်ထွက်သွားလားမသိဘူးကျုပ်ကိုရွာသားကြီးရိုင်းနေတော့တတိမိသွားတာတတိရလာတော့ဒီနေရာရောက်နေရပါမယ်ကျုပ်ကိုခဲ့ပါအောင်ဗျာခင်ဗျားတအားအကြောင်းမနေပါနဲ့တော့လာဗျာဒီကအမြင်ထွက်ရအောင်ကျုပ်ချီတော့အရိုက်ခံတာနာနေရဲ့ဗျကျုပ်ကိုတစ်ချက်လောက်ကူတွဲပေးပါလားကျွန်တော်ကသွေးအလိမ်လိမ်ရှိနေသူနဲ့စကားပြောနေဒီလူကိုမျက်ကြည့်မပြတ်စောင့်ကြည့်နေမိရင်ခြေတော့တစ်ဖက်နာနေရဲဆိုရင်အတွက်ဒီလူကိုတွဲကူကိုတနက်ကိုလည်းလက်တက်ဖက်ကကမ်းမျိုးအနာကိုရှောက်ပြီးဖေးမကူကိုလည်းလှုပ်လိုက်တယ်ညီဆိုပုတ်အပ်တဲ့အနာမခံမရမ်းအောင်ဖြစ်လာအောင်ဒီလူထံရနေသွေးအလိမ်လိမ်ကန်းနေတဲ့လက်တက်ဖက်ကကျွန်ုပ်ကိုတိုင်းဖက်လာရုတ်တရက်ကြောတဲ့စိတ်တလူဖြစ်သွားတယ်ကျွန်ုပ်မျက်လုံးကလည်းဒီလူရက်နေရနောက်ဖက်အမောင်ရိပ်ကိုကြည့်လိုက်ပြီးတော့လောလောလတ်လတ်လဲပြီးစားမွေအေးကွန်ပုံကြီးတစ်ခုတွေ့ရင်ရုတ်တရက်ကျွန်ုပ်တွဲထားသူမျက်နှာကိုကြည့်ပြီးတော့ထိတ်လန့်တကြဖြစ်သွားတယ်ဒီလူမျက်လုံးတွေကအနီအောင်တောက်နေပြီးတော့မျက်နှာမှာမွေအေးပြောင်းလို့အကွက်တွေဖြစ်နေတယ်ရုတ်တရက်ကျွန်ုပ်ပခုံးကိုလည်းတိုင်းဖက်ထားရဲ့ဒီလူလက်ကလေပြိုးကိုတင်ကျက်စွာတိုင်းဖက်လိုက်တော့ကျွန်ုပ်ကအသက်ရှူကျက်ပြီးလည်းမျက်လုံးပြူသွားတယ်ဒီလူကပါဇက်ကိုဟာလိုက်တော့အပေါ်သွားတောင်းနှစ်ဖက်မှာအဆွေကြီးနှစ်ချောင်းကိုတွေ့ရင်ကျွန်ုပ်ကလည်းကြိုးချမှတမျှမှန်သည်လို့ဆိုရမယ်အခုလူကလည်းလူသားအစင်မဟုတ်ပဲနဲ့မွေတကောင်လူတီးလိုက်ရချင်းလေပြင်းကိုတင်းချက်စွာညှိခံနေရတယ်တနက်နဲ့ပြည့်ခက်လူကလည်းအခွင့်မသားဘူးတနက်ကိုကင်ထားရဲ့လက်ကလူးကြလိုက်ပြီးတော့ခါကြတောလိုက်တမျှကိုဆွဲထုတ်လိုက်တယ်လက်တက်ဘက်ကလေပြင်းညှိခံထားရဲ့လက်တက်ဘက်ကိုအားရှိသမျှတွန်းဖိနေမွေမိတ်စာလည်းလက်တက်ဘက်ကကျွန်ုပ်လေပြင်းကိုညှစ်ပြီးတော့နောက်လက်တက်ဘက်ကဦးကောင်နောက်စိတ်ကိုင်းပြီးတော့ခေါင်းလည်းဖောက်စားဖို့မျက်နှာတပြေးပြေးနှိမ့်စင်လာတယ်ကိုကြီးကိုဘူးလေကျွန်တော်ကဓားကိုင်းထားရဲ့လက်ကိုမွေမိတ်စာမျက်နှာကိုလည်းနောက်ပြန်ထိုးချလိုက်တော့နာကျင်စွာအော်တန်ကြီးထွက်လာပြီးလက်ကလည်းပြေရော့သွားတော့လက်ကြားရုံထွက်ပြီးတနက်ကိုကောက်ပြီးတော့လေမြေပေါ်မှာလှိမ့်လိုက်ပြီးမိုးစိုးတူထောက်ထိုင်ပြီးတော့ပြေခတ်ဖို့ပြုတ်လုလိုက်ချင်းကောက်ရီနဲ့အောင်ဖေထိတ်လန့်တကြောင်ခေါ်တန်နဲ့တူမီတနက်တန်ကြားလိုက်တယ်မွေမိတ်စာကျွန်ုပ်ထိုးလိုက်တဲ့ထားမြေလုံးနှလုံးကြားကိုထိပြီးတော့သွေးရည်စီးကြနေကျွန်ုပ်ထံလာဖို့ဟန်ပြနေချိန်မှာရင်ဘက်ကိုထိရဲ့တူမီတနက်ကြောင်နောက်ကိုရိုင်းသွားတယ်တရားသွေးတွေထွက်နေပြီမြင်အသားတဖြည်းဖြည်းပြန်စိပြီးတော့ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့တယ်ကျွန်တော်ကအချိန်မဆိုင်မနေချက်အထက်ပိုင်းနေရာစီကိုမှန်းမြော်လေတနက်နဲ့၃ချက်စစ်ဖြစ်တယ်မွေမိတ်စာကောင်ကမချီမဆန့်ဟောအော်ရင်းနေနောက်ကိုပိုင်းငနဲ့ပြစ်လဲသွားတယ်ကျွန်ုပ်ကလည်းဒီများနဲ့စိတ်မချသေးပဲနဲ့ခြာထားရဲ့တောင်ကိုကောက်ယူပြီးတော့လေမွေမိတ်စာလဲနေရာပြေးသွားပြီးတော့ချက်အနီဝမ်ပိုက်ကိုဓာတ်နဲ့စိုက်ပြီးတော့လေအပေါ်ဆွဲပြီးတထော်ခန့်အရှိခွဲလိုက်တယ်မွေမိတ်စာလည်းကျွန်ုပ်ကိုရန်ပြူဖို့ကြိုးစားပြီးမင်းလေ
သူလည်းသူ့ချီကိုမသေးနိုင်စွာနာကျင်စွာနဲ့အော်ညင်းနေရကျွန်တော်ကလည်းအသားပြတ်မစိမိလက်တက်ဖက်နဲ့ဝမ်ပါရဲ့တွင်ကမွေညှို့ကျိုးလို့ထင်ရတဲ့အရာကိုလျင်မြန်စွာဆွဲလိုက်တော့သူ့တန်လန့်နဲ့ပါလာတယ်ကျွန်တော်ကညှို့ကျိုးမပြတ်သေးရမို့ဓာတ်နဲ့ဆွဲဖြတ်လိုက်တော့မှမွေမိတ်စာတဖြည်းဖြည်းငြိမ်ကျသွားတယ်ကျွန်တော်ကထိပ်ပိုင်းကခြေခွားတံရှိရဲ့ညှို့ကျိုးသွေးဆက်လက်နဲ့ကာမိအားရကြီးနဲ့စွာပြုံးမိရဲ့အန်အောနဲ့ကာဝီနဲ့အောင်ပြီးတော့ကျွန်တော်နဲ့မွေမိတ်စာကြုံရတဲ့အကြောင်းပြောပြရင်သူတို့နှစ်ယောက်ကလည်းသူတို့ဝင်သွားတဲ့လိုင်ကိုပေါက်ကအတန်ကြောင်ဝင်ပြီးရဲ့ကပိတ်နေတဲ့အတွက်နောက်ပြန်လှည့်ပြီးကျွန်တော်ဝင်သွားတဲ့လိုင်ကိုပေါက်ကိုလိုင်းဝင်ကြရင်ကျွန်တော်နဲ့မွေမိတ်စာအသက်လူပွဲကိုတွေးလိုက်ကြတာကြုံရတဲ့အဖြစ်ကတော့မယုံကြည်နိုင်စရာအံ့ဩစရာပါကျွန်တော်တို့စကားပြောနေစဉ်မှာမွေမိတ်စာမွေတကောင်အသွင်ကိုတဖြည်းဖြည်းပြောင်းလဲသွားတာကိုတွေးလိုက်တယ်ပြောမယုံကြုံမသိစကားလိုအလွန်ထူးဆန်းတဲ့အခြေအနေကိုမြင်တွေ့ကြုံတွေ့ရတယ်။ကာဝီယာသူချန်ထားခဲ့တဲ့တစ်စေးအိုသွားယူပြီးတော့မွေကြီးတကူလုံးလောင်းချပြီးမီးရှို့လိုက်တော့မီးရလည်းအရှိန်ပြင်းစွာတောက်လောင်လျက်ရှိရင်မွေမိတ်စာလည်းအမိုက်ဆက်သိမ်းပြီးနှီးကုန်းချုပ်သွားပါပြီ။ကျုပ်တို့လှိုင်ကိုအပြင်ပြန်ထွက်လာချိန်မှာမိုးတောင်လင်းစာပြုတ်နေပြီးနတ်ဆိုးမွေကိုးကွယ်ရင်ရွာကိုရှောက်လာကြချိန်မှာလန်တဝက်မှာကျွန်တော်တို့ဘက်လာနေသူတွေကိုတွေးလိုက်တယ်။အာယုံမနဲ့အလင်းအောင်အောက်မှာကျွန်တော်တို့ရှိရာဘက်ရှောက်လာသူတွေကမီလူခံဦးဆောင်တဲ့လူပုလေးအဖွဲမဲလုံးနဲ့ကျွန်တော်ဇနီးကိုတွေ့မှကျွန်တော်တို့လည်းတတ်မကြီးချပြီးပြုံးနိုင်တာနောက်မှကျုပ်ဇနီးပြောပြလို့သိတာမီလူခံဦးဆောင်မှုနဲ့နတ်ဆိုးကိုးကွယ်သူတွေရွာကိုလည်းဝင်တိုက်ကြတော့အစားအမွေကြီးလာမယ်ထင်ပြီးတော့ပြန်ခုခံနေရဲဆိုရင်အပေါ်ကနေခဲမိုးရွာသလိုမီးပွားတွေကလည်းအဆန်းမပြတ်ကျနေအောင်အိမ်တွေလည်းပြုတ်ပြတ်မီးလောင်ကုန်တာနတ်ဆိုးမွေကိုးကွယ်တဲ့ရွာသားတွေကမွေကြီးအချိန်တော်ကြတဲ့အထိကိုမရောက်လာတဲ့အခါအင်းအားကလည်းနေနေပြီမို့ပေလွန်ရထွက်ပြေးသွားတယ်လို့သိရတယ်။မဲလုံးနဲ့အတူတက်ချောင်းရွာလူတွေကလည်းဖမ်းဆီးခံထားတဲ့အတွက်ဒီသူတွေကလူပုလေးကဲဆင်မှုနဲ့လူမြောက်ခဲ့ရတဲ့အကြောင်းရွာသားတွေကိုပြောပြမယ်ဖြစ်တဲ့ပြင်နတ်ဆိုးမွေကြီးကိုပါနှိမ်နှင်းလိုက်တဲ့တဲ့င်းဟာလည်းပြန့်နှံ့သွားတာဖြစ်တော့လူပုလေးတွေကိုအထင်သေးဝန်းတော့မှမဟုတ်ပါဘူး။လူပုလေးတွေကလည်းလူသားပူပေမဲ့အရေးအချင်းပြည့်မိပြီးတော့တက်တီကောင်းသူဖြစ်နေသူတို့နဲ့တက်ခွင်မှာစာတင်ရင်းနေတော့မယ်။ဧကရီကလည်းကျွန်ုပ်ကိုတွေ့ရခါအပြေလန်လာပြီးတော့ကျွန်ုပ်ရင်ခွင်တွင်ကိုဝင်ပြီးတော့တင်းကျပ်စွာပွေ့ဖက်လိုက်ကျွန်တော်ကလည်းဧကရီကိုပြန်လေပွေ့ဖက်လိုက်ပါတယ်စီးနေမုံလေးရလည်းကျွန်တော်တို့အပေါ်တပွဲပွဲကြလျက်ရှိနေဟုတ်ကဲ့ပါရှင်အခုပြောပြပေးခဲ့ဇလန်ကတော့စာရေးစရာမြို့ကိုအလင်ကရေးသားထားတဲ့မုတ်ဆိုးဖိုးတင်နဲ့လူရောင်ဆောင်ထားသောမွေမိတ်စာကြီးဆိုတဲ့ဇလန်မှာဆုံးခန်းတိုင်သွားပဲဖြစ်ပါတယ်အစုံဒီနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တအူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရှင်